ရန်ကုန်မြို့သူမြို့သားဗရိတ်ရှိရလား မှန်ပါ ဗရိတ် မှန်ပါ ဗရိတ်မရှိရင်ကားတိုက်မှာပဲ တိုက်ပါဗျာ နော် မှန်ပါ ကားတိုက်လို့ရှိရင်တော့ဒီမှာကားချင်းကားမောင်းသွားလို့ရှိရင်ဗရိတ်မရှိလို့ရှိရင်တော့ဒီမှာပလိတ်ဖောင်းပေါ်တက်ပြီးလူတိုက်ခင်တိုက် မှန်ပါဗျာ ပလိတ်ဖောင်းပေါ်မတိုက်ခင်တော့ကားချင်းတိုက်သေး မှန်ပါ နော်ဘာကြောင့်ဒီလိုကားချင်းတိုက်သေးရမှာလဲဆိုတော့ဘာမရှိလို့ဗရိတ်မရှိလို့ ဗရိတ်မရှိလို့ပါဗျာ ဗရိတ်ကမကောင်း မှန်ပါ ဗရိတ်ကဘာလဲတဲ့မပြင်းလို့ပေါ့ မှန်ပါဗျာ နော်ဗရိတ်မပြင်းလို့ပေါ့ မ နော် ပြင်လို့ပါ ဩကားပစ္စည်းတွေကလည်းဝယ်လို့ကမရဘူး မှန်ပါ နော် မှန်ပါ ဥပဒေတို့အခုသာသနာကြီးရှောက်ပြုတ်နေတယ်ဒီမှာသာသနာကြီးရှောက်ပြုတ်နေဘလို့မှကူညီမပေးဘူးဗရိတ်ကမကောင်း မှန်ပါဗျာ မှန်နော်သာသနာကြီးကိုဒီလောက်ပြုတ်နေပါလေတိုက်ပြည်ကြီးအေးအောင်လုပ်နေပါလေကားကဗရိတ်မရှိလို့ဒီမှာတခါတလေဒီမှာဥပဒေဒီမှာသင်းကူကကားကြီးကဒီမှာဘယ်လိုဖြစ်နေလဲဆိုတော့ဒီတိုင်းထိုးထား မှန်ပါဗျာ ဒီမှာဘာကြောင့်လဲဆိုတော့ဒါတရားဓမ္မတွေကလှူတာပါ မှန်ပါ ဒီမှာသာသနာပြုတ်ဖို့ဆိုပြီးတော့လှူတာတကကြီး မှန်ပါဗျာ ဗရိတ်တို့ဘာတွေမကောင်းတော့ဘိန်းမရှိတော့ဒီတိုင်းပဲထား မှန်ပါဗျာ ဘာကြောင့်လဲမပြင်းနိုင်ဘူး မပြင်နိုင်ပါ အဲ့တော့သုတန်ဆရာတော်ဘုရားကြီးကအခုပုဂ္ဂိုလ်တွေဟာရန်ကုန်မြို့သူမြို့သားတွေဟာဗရိတ်ပြင်ဖို့ဟာကိုပြောသွားပြီခင်ဗျ မှန်ပါဗျာ ဗရိတ်ကောင်းမှာတကကြီး မှန်ပါ ဗရိတ်မကောင်းရင်နည်းနည်းလေးဒီမှာဗရိတ်မကောင်းရင်တခါတည်းကိုကိုကဒီနေရာရက်ချင်တယ်မရက်ဘူးတခါတည်းကိုတခါဗရိတ်မမိတော့တခါတည်းဖမ်းလို့မမိဘူးသွား မှန်ပါဗျာတိုက်ပြီပါ အဲ့တော့တခါကြီးတို့ဥပဇင်းတို့ဟာဗရိတ်ဖမ်းနိုင်မှာ မှန်ပါ ဗရိတ်ဖမ်းနိုင်တာကလည်းပဲတခါကြီးအရေးကြီးဆုံးအချက်ကဘာလဲဗရိတ်ဖမ်းနိုင်တာက မှန်ပါ ဘယ်လိုရှိမှဗရိတ်ဖမ်းနိုင်မလဲဆိုတဲ့ဥစ္စာအတိလေးရှိမှာ မှန်ပါဗျာ အသိမရှိလို့ရှိရင်ဗရိတ်မဖမ်းနိုင်ဘူး ဟုတ်ပါ အဲ့တော့ဗရိတ်ဆိုတာရှိရတယ်တကယ် မှန်ပါ ဥပဇင်းဟာသာမနာဟောကနေပြီးသဲကူကလျှောက်လာတယ်တကယ် မှန်ပါ သဲကူကလျှောက်လောကီမှာလည်းရှိတယ်မဟုတ်လား ရှိပါဗျာ အသိဆိုတာထားရ မှန်ပါ အသိဘယ်လိုထားရမလဲသဲကူကနေပြီးသာသနာပြုတ်မယ်ဆိုပြီးတော့တခါတည်းကိုလာလိုက်တယ်တကယ်ကြီးသုံးဘွားသွားတရားဟောတော်မယ်ဆိုတော့လမ်းမှာပလိတ်တွေသနတ်တွေနဲ့စောင့် မှန်ပါ စစ်သားတွေလားပါလိလား မှန်ပါ အဲ့ဒါဗရိတ်စောင့် ဒိဋ္ဌိဗျာ နော်ဗရိတ်စောင့်နဲ့ဒတိုင်းဘာကသွားတော့ဒီမှာဒတိုင်းဘာကိုဘေးကနေပြီးသနတ်နဲ့ပြစ်လိုက်မှာဆိုလို့ မှန်ပါ အဲ့ဒါသူ့ပြစ်မှာဆိုတော့ဗရိတ်တွေထားတယ်ဖမ်းထား မှန်ပါ တခါတည်းသနတ်တွေနဲ့စောင့် မှန်ပါ နော်အဲ့တော့တကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းလည်းဗရိတ်မိအောင်ဖားရ မှန်ပါဗျာ အနက်မို့ရန်သူကဝင်လာ ဝင်လာပါ ရန်သူမဝင်နိုင်အောင်ရန်ကုန်မြို့ကြီးကိုတကားဖွင့်ရ မှန်ပါ နော် မှန်ပါ တကားဖွင့်ထား မှန်ပါ ဘာကြောင့်လဲတဲ့ဗရိတ်မိနေမှတော့ဗာတကားကြီးရသွားကျင်ရသွားမယ် မှန်ပါဗျာ အဲ့တော့လက်ဦးတော်ကတကားပိတ်ထားဟောတယ် မှန်ပါဗျာ နော် မှန်ပါ ဗရိတ်မိပြီဆိုတော့ဖွင့်မယ် မှန်ပါဗျာ ရန်ကုန်မြို့ကြီးတကားဖွင့်ရင်မကောင်းဘူးလား ကောင်းပါလေဗျာ ရန်ကုန်မြို့ကြီးတကားဖွင့်ပြီးတော့တခါတည်းမောင်းနေတာမောင်းမယ်ဗရိတ်ကမိတယ် မှန်ပါဗျာ ဗရိတ်မိဖို့အရေးကြီး ရေးကြည့်ပါ သုတ်တန်ဆရာတော်ဘုရားကြီးသူကအကြောင်းခံဟောသွားတော့ဥပဒေအကျိုးတရားဟောရတော့မှာပဲ မှန်ပါဗျာ နော်အဲ့တော့ခမုံဆရာတော်နဲ့တွဲလေဒီလိုပဲတကကြီး မှန်ပါဗျာ ခမုံဆရာတော်ဘုရားကလည်းတွဲတော့ဟောရတယ်အရှင်ဘုရားဘယ်ဟာဟောရမလဲအရှင်ဘုရားဟောနေတာဟော မှန်ပါ အရှင်ဘုရားအကြောင်းဟောရင်တပည့်တော်အကျိုးဟော မှန်ပါ အရှင်ဘုရားအကျိုးဟောရင်တပည့်တော်အကြောင်းဟော မှန်ပါ အရှင်ဘုရားရုပ်ဟောရင်တပည့်တော်ကနာဟော မှန်ပါ အရှင်ဘုရားခန္ဓာ၅ပါးဟောလို့ရှင်တပည့်တော်ကသစ္စာ၄ပါးဟော မှန်ပါ အရှင်ဘုရားဖတာဟောရင်ဝေဒနာဟောမယ် မှန်ပါ အရှင်ဘုရားကခန္ဓာ၅ပါးဟောမယ်ဆိုရင်တပည့်တော်ပြိဿသမုပ္ပါဟော မှန်ပါ အဲ့တော့တရားသဘောဟာအကုန်တရားကြီးပဲမဟုတ်လားတဲ့ မှန်ပါဗျာ တရားသဘောပေါက်လို့ရှိရင်အကုန်လုံးတည်းမြင်တာလည်းတရားကြားတာလည်းတရားနာတာလည်းတရားစားတာလည်းတရားထိတာလည်းတရားသိတာလည်းတရားယူတာလည်းတရားပေါက်တာလည်းတရားထိုင်တာလည်းတရားအကုန်တရားကြီး မှန်ပါဗျာ ဗရိတ်မိနေတာကို မှန်ပါ ဖမ်းနိုင်ရ ရပါ အဲ့တော့တရားဆိုတဲ့ဥစ္စာလည်းတကကြီးနှာတဲ့တဲ့နဲ့ဆေးဆရာလို့မရဘူး မရပါဘူးဗျာ ရပါမလား မရပါဘူးဗျာ နော်လောကကြီးမှာဆေးဆရာဝင်ကြီးတွေကနှာတဲ့တဲ့နဲ့ဆေးဆရာလုပ်လို့လား မရပါဘူးဗျာ မလုပ်ပါဘူးနော်ပုဂ္ဂိုလ်အလိုက်ယောဂအလိုက်ဆေးလိုက်ပေးရ မှန်ပါဗျာ အဲ့တော့တရားလည်းပဲတကားကြီးတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းသူ့အလိုက်သူဆေးရှိတယ် မှန်ပါ နော်မျက်စိကမြင်လိုက်တဲ့အချိန်ကကိလေသာသေးတဲ့ဆေး မှန်ပါ နားနဲ့ကြားလိုက်တဲ့အချိန်ကကိလေသာသေးတဲ့ဆေး မှန်ပါ မျက်စိကမြင်လိုက်တဲ့အချိန်ကဒိဋ္ဌိကိလေသာပျောက်တဲ့ဆေး မှန်ပါ နားနဲ့ကြားလိုက်တဲ့အတန်ကြားလိုက်တဲ့ကဒိဋ္ဌိပျောက်တဲ့ကိလေသာဆေး မှန်ပါ သူဆေးတဲ့သူပေးသွားတာ မှန်ပါဗျာ ဘုရားရှင်ကိုတော်မြတ်ကြီးလည်းသူဆေးနဲ့သူပေး မှန်ပါ ရမ်းပြီးတော့ဆေးကိုပြစ်တာမဟုတ်ဘူးလူမမာအကဲခတ်သေး မှန်ပါ ဆေးဆရာများဘိန်းတော်ဆရာများနော် မှန်ပါ ဘိန်းတော်ဆရာတို့ဆရာများကတော့တခါတည်းကိုအကဲခတ် မှန်ပါ ပထဝီဓာတ်အာဘောဓာတ်တိဇောဓာတ်ဘောဝါယောဓာတ်ဓာတ်ကြီးလေးပဲရှိတယ်မဟုတ်လား မှန်ပါဗျ
ဗျာ ပဋိဖမ်းဖို့ဟာကိုအကြောင်းခံ မှန်ပါ အဲ့တော့ဆေးဆရာလုပ်တဲ့ပုဂ္ဂိုလ်ဘိန်းတော်ဆရာအများလည်းပဲကြည့်လိုက်တဲ့အချိန်ခါရုပ်ကြည့်လိုက်တဲ့အချိန်ခါဘာဥဆောင်နေလဲဆိုတဲ့ဥစ္စာကြည့်လိုက်တယ်လေ မှန်ပါဗျာ ဩတေဇောဥဆောင်နေ မှန်ပါ အာဘောဥဆောင် မှန်ပါ ပထဝီဥဆောင် မှန်ပါ ဝါယောဥဆောင် မှန်ပါ အဲ့ဒီရုပ်ကြည့်လိုက်ခါနဲ့ဆေးဆရာများလည်းသိ သိပါပြီ နော်အဲ့ဒီဆေးဆရာရုပ်ကြည့်လိုက်လို့သိလိုက်လို့ချင်းဘယ်ဓာတ်ဥဆောင်နေတယ်ဆိုဒီဓာတ်ကိုဓာတ်ကြီးလေးပါညီမျှအောင်ပထဝီဥဆောင်နေလို့ရှိရင်ပထဝီငိမ့်စေတတ်တဲ့သဘောကိုဆေးကိုကျွေး မှန်ပါဗျာ တရားယောဂီပုဂ္ဂိုလ်လည်းကမ္မထမ်းပြတဲ့ပုဂ္ဂိုလ်လည်းပဲ မှန်ပါ စိတ်အစဉ်ကြည့်လိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကဘာကိုသူလိုလားဥပါဒံဖြစ်တယ်လေလို့စိတ်အစဉ်ကိုသူဥပါဒံဖြစ်တဲ့ဟာကိုကြည့်တယ်တဲ့ မှန်ပါ သူဥပါဒံဖြစ်တဲ့စိတ်ကိုကြည့်လိုက်တယ်ဒီပုဂ္ဂိုလ်ဟာမောဟအာကြီးသလား မှန်ပါ ဒီပုဂ္ဂိုလ်ဟာလောဘအာကြီးသလား မှန်ပါ ဒီပုဂ္ဂိုလ်ဟာဒေါသအာကြီးသလား မှန်ပါ ပုဂ္ဂိုလ်အလိုက်ဇလိုက်အလိုက်ကိုတရားပေးတယ်တရားမသိလို့များပေးနေတယ်များတော့မထင်နဲ့ မှန်ပါဗျာ စောင့်တဲ့ကတရားပေးတယ်လို့မထင်နဲ့ မှန်ပါ နော်မသိလို့လည်းလာဟောနေတယ်လို့မထင်နဲ့ မှန်ပါ သိလို့လာဟောတာ မှန်ပါ မသိပဲနဲ့ဟောမဟောဝင်ပါဘူးရန်ကုန်မြို့ကြီးကပတ်တယ်မှာပရိယပညာရှင်တွေ မှန်ပါ နော်မသိပဲနဲ့လည်းလာမဟောဘူး မှန်ပါ သိလို့တကယ်သိလို့တကယ်လာဟောတာ မှန်ပါ မသိပဲနဲ့မဟောဝင်ပါဘူး မှန်ပါဗျာ စာကလည်းပဲဒီမှာယာသာနုဘဝါတော့မှမလုပ်တာပဲနော်ယာသာနုဘဝါတော့ပြင်းမရွတ်တတ်ဘူး မှန်ပါဗျာ ကဲဟိုသုံးခွဆရာတော်ကအရှင်ဘုရားသီးတာမပေးတော့တကယ်မပေးတတ်တာပါဗျာ မှန်ပါ တပည့်တော်ပေးဖို့မပေးတတ်ဘူးဗျဘာကြောင့်လဲတဲ့အလို့ပြစ္ဆုတ်ပါဏာသိတယ်တခါကြီးအတိတ်ကိုဖတ်ပေးကြည့်လိုက်နောက်မေ့ဒါမသိတော့ မှန်ပါ မသိတော့တခါပြန်ပြီးတော့တခါအသက်ကလည်းကြီးနေပြီတခါကြီး မှန်ပါဗျာ အသက်ကြီးနေတော့လည်းဒါမှတ်ဖို့အနံခဲရင် ဟေးပါ အမှတ်တင်ညာကလည်းမရှိတော့ဘူးလေ မှန်ပါ ပြစ္ဆုတ်ပါပေါ်လာတဲ့ဥစ္စာပဲဒါပဲသိနေတာပဲ မှန်ပါဗျာ ဒါပဲသိနေတော့အတိတ်တွေအနာဂတ်တွေမရှိတော့ခက်တယ်တခါကြီး ဆက်ပါဗျာ ဒါကြောင့်မလို့သီလာလည်းမပေးတတ်ဘူး မှန်ပါ မပေးတတ်တော့အဲ့တော့သီလာပေးတတ်တဲ့ဆရာတော်သမတော်ကြီးတွေကိုခေါ်ရတယ်တခါကြီး မှန်ပါ အဲ့တော့ဆရာတော်လောကီကရှိသေးတာဘူးနော် ရှိပါ လောကီရှိသေးတဲ့ကြောင့်မလို့နော်လောကီသီလနဲ့မလွတ်သေးကြောင်းလောကီသီလပေးနေရသေးတယ် မှန်ပါဗျာ ဒါကြောင့်မလို့တရားပြတဲ့ပုဂ္ဂိုလ်ကနာတဲ့ထဲနဲ့ဆေးဆရာလို့မဖြစ်ဘူးတကယ် ဖြစ်ပါဦးဗျာ ပုဂ္ဂိုလ်အလိုက်ဇလိုက်အလိုက်ယောဂီအလိုက်နော် မှန်ပါ ဘုရားရှင်ကိုတော်မြတ်ကြီးလည်းဘယ်ပုဂ္ဂိုလ်ဘယ်ကမ္မထမ်းပေးဘယ်ပုဂ္ဂိုလ်ဘယ်ကမ္မထမ်းပေးဘယ်ပုဂ္ဂိုလ်ဘယ်ကမ္မထမ်းပေးတယ်ဆိုသူ့ပုဂ္ဂိုလ်အလိုက်နော်ယုတ်ကမ္မထမ်းပေးတဲ့ပုဂ္ဂိုလ်ရှိ မှန်ပါ နာကမ္မထမ်းပေးတဲ့ပုဂ္ဂိုလ်ရှိ မှန်ပါ အတုဝကမ္မထမ်းပေးတဲ့ပုဂ္ဂိုလ်ရှိ မှန်ပါ နော်သမထာကတော့40ပဲ မှန်ပါ ပုဂ္ဂိုလ်အလိုက်ကိုဒေါသကြီးတဲ့ပုဂ္ဂိုလ်ဘယ်ကမ္မထမ်းပေးမလဲ မှန်ပါ မောဟဖုံးလွှမ်းတဲ့ပုဂ္ဂိုလ်ဘယ်ကမ္မထမ်းပေးမလဲ မှန်ပါ ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဘယ်ကမ္မထမ်းပေးမလဲဆိုတော့သူကမ္မထမ်းနဲ့သူ မှန်ပါဗျာ နာတယ်လက်ထဲနဲ့ဆေးဆရာလို့မရဘူး မရပါဘူးဗျာ မရဘူးနော်ပုဂ္ဂိုလ်အလိုက်ဇလိုက်အလိုက်နော် မှန်ပါ ကဲပုဂ္ဂိုလ်အလိုက်ဇလိုက်အလိုက်ဆိုတော့တခါကြီးလောကကြီးမှာပဋိသုံးဝဆရာတော်သုတ်တန်ဆရာတော်ကဟောသွားတယ် မှန်ပါ မင်းတို့ပဋိရှိကြရဲ့လား မှန်ပါ မရှိပါဘူး ရှိပါ နော်ပဋိမရှိတယ်ဆိုတော့ဥစ္စာအသိမရှိလို့ မှန်ပါဗျာ အသိနဲ့ဖားညာရနော် မှန်ပါ ပဋိမရှိတာဘာလဲမြတ်စွာဘုရားလက်ထက်ကဖုတိလမထေရပဋိမရှိ မှန်ပါဗျာ ဘိဒကသုံးပုံဘယ်ပြန်နှပြန်လှမ်းနေ မှန်ပါ ပဋိမရှိ မရှိပါဘူးဗျာ ပဋိရှိလို့လား မရှိပါဘူးဗျာ ဒါကြောင့်မလို့မြတ်စွာဘုရားကိုတော်မြတ်ကြီးကဖုတိလမထေရကိုဘယ်လိုခေါ်လဲဆိုတော့တုံးစဖုတိလ မှန်ပါဗျာ အဲ့လိုခေါ်ရင် မှန်ပါ တုံးစဖုတိလ မှန်ပါဗျာ အဲ့ဒါဘာကြောင့်ဘုရားခေါ်တာလဲတုံးစဖုတိလဆိုမဲ့အချင်းကြီးတဲ့ မှန်ပါ မင်းသူများဖို့သာလုပ်တယ်တဲ့မင်းဖို့မင်းမလုပ်ဘူးတဲ့ မှန်ပါ နော်တုံးစဖုတိလဆိုတာဘုရားခေါ်လိုက်တဲ့ဥစ္စာအဲ့ဒီဖုတိလမထေရကြီးဟာဘုရားခုနှစ်ဆူစာပို့ချလာတဲ့ဥစ္စာတခါကြီးဘုရားခုနှစ်ဆူပတ်ချလဲလာတဲ့ဥစ္စာဒါပုရုသင်ကြီးမလို့ပေါ့ မှန်ပါဗျာ ယုံနဲ့နာမသိခဲ့လို့ပေါ့ မသိရလို့ပါဗျာ ပြီးတကရာသိတာယုံနဲ့နာသိသလားဆိုတော့ဘာမှကိုမသိလို့ပုရုသင်ကြီးဖြစ် မှန်ပါဗျာ ဒါကြောင့်မလို့ဘုရားရှင်ကိုရောင်မြတ်ကြီးကတုံးစဖုတိလ မှန်ပါ အဲ့လိုခေါ်တယ်တဲ့ မှန်ပါ အဲ့ဒီတုံးစဖုတိလခေါ်တာကိုဘုရားကဘာကြောင့်ဒီလိုတုံးစဖုတိလခေါ်လိုက်တယ်လဲဆိုတော့ပဋိကလွတ်နေလို့ပဋိမကောင်းလို့ မှန်ပါဗျာ ပဋိစီလည်းမထည့်ဘူး မှန်ပါဗျာ ပဋိစီလည်းမထည့်တော့ပဋိကလည်းမမိဘူး မမိပါဘူးဗျာ မမိတော့ကြာမမိပါများတော့တခါကြီးတယ်တန်ကြီးကတက်လာ မှန်ပါဗျာ တန်ကြီးကတက်လာတော့ကြက်သွားခြင်းသွားနေတာပဲမမိပါမိတော့ပဲအဲ့ဒီဖုတိလမထေရကြီးကပဋိမမိ မှန်ပါဗျာ ဘယ်ပဋိမမိလဲတဲ့
6ဓွာရ6တကားကနေပြီးတော့ဗရိတ်မဖားနိုင် မှန်ပါဗျာ ဗရိတ်စီလည်းမထည့်ဘူး ထဲပါ ဗရိတ်စီမထည့်တော့ဖွတ်တိလမထေကြီးပိဋက3ဘုံဘဲပြန်နှပြန်လှံပါရဲ့ မှန်ပါ မျက်စိပေါက်ကဗရိတ်မရှိ မရှိပါဘူးဗျာ တန်ကြီးတက် မှန်ပါ နားပေါက်ကဗရိတ်မရှိ မရှိပါဘူးဗျာ ဘာကြောင့်မရှိလဲတန်ကြီးတက်တယ် တန်ကြီးတက်နေ ဗရိတ်စီလည်းမရှိ မှန်ပါ နော်ဒါကြောင့်လို့ဘုရားကမဲဟဲ့ဖွတ်တိလမထေတုံးဆဖွတ်တိလလို့ခေါ်တယ်တဲ့ မှန်ပါ အဲ့ဒီလိုတုံးဆဖွတ်တိလလို့ခေါ်လိုက်တဲ့တပြိုင်နက်တည်းအေးငါတော့ဘုရားကတုံးဆဖွတ်တိလတော့ခေါ်လိုက်ပြီ မှန်ပါ အဲ့တော့တခါတည်းကိုကြက်ပြီးတော့တုံးဆဖွတ်တိလခေါ်လိုက်တော့ဘုရားကငါတော့မဖြစ်ချင်ဘူးငါတော့ကမ္မထမ်းတရားကိုငါတောင်းနေအောင်ပါပဲဆိုတော့အခါတော်ကမဟာတော်ကတခါတည်းယဟန္တာကြီးတွေလိုက်တောင်း မှန်ပါ လိုက်တောင်းလိုက်တဲ့အချိန်ခါကျတော့တခါယဟန္တာတွေကတော့ယဟန္တာတွေရဲ့စိတ်ကိုသိသူ့စိတ်သူစစ်ထားတဲ့ပုဂ္ဂိုလ်စိတ်တွေသိတော့တာပေါ့ မှန်ပါ ဥမာပဲဆိုတော့အခါတော်ကမဟာတော်ကတခါတည်းယဟန္တာကြီးတွေလိုက်တောင်း မှန်ပါ လိုက်တောင်းလိုက်တဲ့အချိန်ခါကျတော့တခါယဟန္တာတွေကတော့ယဟန္တာတွေရဲ့စိတ်ကိုသိသူ့စိတ်သူစစ်ထားတဲ့ပုဂ္ဂိုလ်စိတ်တွေသိတော့တာပေါ့ မှန်ပါသိပါဗျာ စိတ်မစစ်တဲ့ပုဂ္ဂိုလ်စိတ်သိပါမလား မသိနိုင်ပါဘူးဗျာ အဲ့တော့ယဟန္တာတွေကသူ့စိတ်သူစစ်ထားတော့ဗရိတ်မိနေတဲ့ပုဂ္ဂိုလ်လွတ်ချင်တာလွတ်ထားတော့တကားကြီးကပွင့်တယ် မှန်ပါ တကားကြီးကပွင့်တော့ဒီမှာဖွင့်ထားပေးတဲ့တကားကြီးကိုမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်တကားကြီးကဖွင့်ထားတယ် မှန်ပါ ဖွင့်ထားပေးတဲ့တကားကြီးသဘုံတွေသခိုးတွေဓမြတွေမဝင်ဘူး ဝင်နိုင်ပါဘူးဗျာ ဖွင့်ထားပေးတဲ့ မှန်ပါ နော်သူကအဆောက်ရှိထားတယ် စောင့်ရှိပါဗျာ ဥပဇင်ဟိုအသိန်းကိုကလာခဲ့တော့တခါတည်းဘလူသွားမှမသိပါဘူး မှန်ပါ လာမှတခါတည်းကိုသနှတ်တွေနဲ့စောင့်နေတဲ့ဥစ္စာအဲ့ဒါကဘာစောင့်နေတာလေ မှန်ပါ အဲ့တော့ဥပဇင်လည်းမျက်စိပေါက်ကနေပြီးတော့ဒီမှာပဒင်းနဲ့စတင်းနဲ့6လုံးမျိုးနဲ့စောင့် မှန်ပါဗျာ လွတ်ထားတယ်ဖွင့်ထားတာပဲတကားတချို့တော့ပုံပြီးအိတ်တယ် မှန်ပါ ဘာကြောင့်ပုံအိတ်လဲဆိုတော့ပုံအိတ်လဲသေတာပဲ မှန်ပါဗျာသိပါတယ်ဗျာ ကံကုန်ပြက်မယ်မဟုတ်လား မှန်ပါ ဘယ်လိုပုံလို့မှမရဘူး မရပါဘူး ကံကုန်ပြက်ပါပဲ မှန်ပါ နော်ပုံညင်တိုင်းပုံရေထဲကိုတိုက်ကြီးနဲ့ပုံနေတော်တကြကြသေမှာပဲ သိပါပါဗျာ ပုံလို့ရမလား မရပါဘူးဗျာ ကံကုန်ပြက်ရမယ်တရား မှန်ပါ နော်အဲ့ဒီတော့ဒကာကြီးဗရိတ်ကိုဥပဇင်တို့ကတော့ဗရိတ်ဖမ်းထားတာရှိတယ် မှန်ပါ ဗရိတ်ဖမ်းထားတာရှိတော့ဒကာကြီးအဆောင်ထားတယ်အခုဥပဇင်လာလိုက်တဲ့ခါတဲကူကနေပြီးကားနဲ့လာခဲ့တဲ့ဥစ္စာတခါတလေဒီမှာတဏှတ်ကြီးကလှည့်ထားငါ့ဘက်နဲ့ထွက်များလားထွက်မလားလို့သူမှာတဏှတ်နဲ့လှည့်ချိန်ထားတာ မှန်ပါဗျာ နောက်ပြီးတော့နည်းနည်းလေးဆိုရင်တခါတကွေ့တကွေ့တဏှတ်နဲ့ကြီးတယ် မှန်ပါဗျာ အဲ့ဒါဘာကြောင့်လဲအဆောင်ထားတယ် စောင့်ထားတာ ရန်သူဝင်လာမှာဆိုလို့ မှန်ပါ အဆောင်ထားရတယ်မဟုတ်လား စောင့်ထားပါလေဗျာ ရန်သူဝင်လာရင်ကိုချုံနေမယ် မှန်ပါဗျာ ဝင်တဲ့ပြီးပြစ်တက်လိုက်ပြီးဆိုသေရမယ် မှန်ပါ အဲ့ဒါကြောင့်အဆောင်ထားတယ် မှန်ပါ အဲ့ဒီတော့ဒကာကြီးဥပဇင်းတို့လည်းပဲဒကာဖွင့်ထားတော့ မှန်ပါ ဖွင့်ထားတာပေါ့ဒကာကြီးဒကာဆောင်ရှိ ရှိပါလေဗျာ ဒကာဆောင်ရှိထားတော့ဒကာကြီးဘယ်လိုဒကာဆောင်ရှိလဲဆိုတော့သမာဝါယမသမာတတိသမာသမာဓိဆိုတဲ့လက်နဲ့ကောင်း မှန်ပါဗျာ ဘိုလ်ကြီး၅ဘုံအဆောင်ထားတယ် မှန်ပါ တရာဘုံဝရိယဘုံတတိဘုံသမာဓိဘုံပညာဘုံဘိုလ်ကြီး၅ဘုံမျက်စိကလည်းထားတယ်နားကလည်းထားတယ်နှာခေါင်းကလည်းထားတယ်ပါးစပ်ကလည်းထားတယ်ကိုယ်ဘောက်ကလည်းထားမနှောကလည်းထား မှန်ပါ တရာဝရိယတတိသမာဓိပညာဘုံကြီး၅ဘုံ မှန်ပါ ပညာဘုံကအပေါ်ကနေပြီးတော့မဲ့ခိုင်း မှန်ပါဗျာ တရာဝရိယတတိသမာဓိဆိုတဲ့ဘိုလ်ကြီးလေးဘုံကအလက်ကျတခါတည်းကိုတယောက်ပြီးတယောက်လဲအဲ့ဒီလိုလဲပြီးတော့တခါတည်းကိုလက်နဲ့ကောင်းသုံးခုနဲ့ထိုင်ဆောင် မှန်ပါ မျက်စိဘောက်ကလည်းထိုင်ဆောင် မှန်ပါ နားဘောက်ကလည်းထိုင်ဆောင်နှာခေါင်းဘောက်ကလည်းထိုင်ဆောင်ပါးစပ်ဘောက်ကလည်းထိုင်ဆောင်ကိုယ်ဘောက်ကလည်းထိုင်ဆောင်မနှောကလည်းထိုင်ဆောင်လက်နဲ့ကောင်းတဲ့ဘယ်လက်နဲ့လဲတဲ့သမာဝါယမသမာတတိသမာသမာဓိဆိုတဲ့လက်နဲ့ မှန်ပါ သမာဝါယမဆိုတာကဘာလဲပဒင်းက မှန်ပါ သမာတတိဆိုတာကဘာလဲစတင်ကသမာသမာဓိဆိုတာ6လုံးမျိုး မှန်ပါ အဲ့တော့မို့ဒီလိုမှလက်နဲ့ကောင်းတဲ့ဘိုလ်ကြီး၅ဘုံမှမထားလို့ရှိရဲ့ မှန်ပါ ကရင်သဘုံကဝင်လာလေ ဝင်ပါမယ်ဗျာ နော်ကရင်သဘုံမဝင်ဘူးလား ဝင်ပါလိမ့်မယ်ဗျာ ကရင်သဘုံဝင်လာလို့ရှိရင်တခါကြီးလက်ပြပုံနဲ့များပြစ်သွင်းလိုက်လို့ရှိရင်ပြစ်ကိုကျိုးမမြင်အဆောက်မထားလို့ရှိရင်လာလိမ့်မယ် မှန်ပါဗျာ အဲ့တော့အဆောက်ဆိုရထားရ ထားပါလေ နော်သမာဝါယမသမာတတိသမာသမာဓိလက်နဲ့တရာဝရိယတတိသမာဓိပညာဘိုလ်ကြီး၅ဘုံအဆောင်ထားလိုက်လို့ရှိရင်သဘုံတွေဓမြတွေသခိုးတွေဝင်နိုင်မအောင်မလား မဝင်နိုင်ပါဘူးဗျာ နော်တကားကြီးဖွင့်ထားပါအဆောင်ငါထားပါ မှန်ပါ နော်အဆောင်ထားပြီဆိုလို့ရှိရင်တကားဖွင့်ထားလိုက်တော့ မှန်ပါ အဲ့တော့ရန်ကုန်မြို့ကြီးကလည်းပဲလက်နဲ့ကောင်းထားပြီးဘိုလ်ကြီး၅ဘုံလက်အဆောင်ထားလိုက်ပြီးတော့
သမာဝါယမသမာတတိသမာသမာဓိဆိုတဲ့ဗရင်းငန်းတို့စတင်းငန်းတို့6လုံးမျိုးတို့ဒီလက်နဲ့ကောင်းနေနဲ့ထိုင်ဆောက်နေပြီဆိုရင်သဘုံတို့ဓမြတို့တခိုးတို့ဝင်နိုင်ပါဦးမလား မဝင်နိုင်ပါဘူးဗျာ ရန်ကုန်မြို့ကြီးတကားဖွင့်အိတ်နေ မှန်ပါ အဆောက်ရှိတယ် မှန်ပါဗျာ ရန်ကုန်မြို့ကြီးတကားတွေတိုက်တကားတွေအကုန်ဖွင့် မှန်ပါ အဆောက်မှာထား မှန်ပါဗျာ သဘုံဓမြတခိုးဝင်နိုင်ပါဦးမလား မဝင်နိုင်ပါဘူးဗျာ ဒါပညာလို့ပြောနေတာနော် မှန်ပါ စိတ်ကိုပြောခြင်းလို့ မှန်ပါ ပညာလို့ပြောတာ ပြညတ်တယ် နော်အဲ့ဒီတော့အခုတော့တကားကြီးတကားတွေပိတ်လဲမလုံဘူးတကားကြီး မလုံးပါဘူးဗျာ တော့ကတော့တေးချိုးပြီးတော့လွန်နဲ့ဖောက်ပြီးတခါတည်းတက်ပြီးတော့တခါတည်းဓမြတိုက်တာပဲတကားကြီး မှန်ပါ နော်ဘာကြောင့်လဲဥပဇင်းတို့အတိတ်ကလာတော့ကဒီမှာဥပဇင်းကတော့ဒီမှာအတိတ်ကဓမြအကိုတကားကြီး မှန်ပါဗျာ ဓမြနည်းနည်းလေးအတိတ်အကြောင်းလေးပြန်ပြောလိုက်အောင် မှန်ပါ နော် ဗျာ ဘာကြောင့်လဲဆိုတော့ကိုကဓမြလဲဓမြဘိုးဆိုတော့အဲ့တော့တကားကြီးဥပဇင်းကဒီမဲ့သူများမရဘူးဆိုလို့ရှိရင်ဒီမဲ့ငါလုံရင်ရမယ်ဆိုတဲ့ဒီစိတ်ပဲထား မှန်ပါဗျာ လုံရတာပဲတကားကြီး မှန်ပါ ငါလုံရင်ရမယ်ဆိုတော့ဒီအင်ကြီးအိတ်တာပဲဒီအင်ကြီးလိုက်လို့ရှိရင်ငါလုံရမယ်ဆိုတဲ့ဥစ္စာအဲ့ဒါလုံရတာ မှန်ပါဗျာ ဥပဇင်းနဲ့ထောင်တော့ကြတယ်တကကြီး မှန်ပါ ခုနှစ်နဲ့ကြတာဖော်ကောင်းနဲ့တွေ့လို့ကြတာ မှန်ပါ ဥပဇင်းတိုင်းဆိုဘယ်တော့မှမကြဘူး ကြားနိုင်ပါဘူး ပလိတ်တို့ဘာတို့လည်းလှည့်မလိုက်တာ မှန်ပါ CID လည်းလိုက်လို့မရဘူး မှန်ပါဗျာ လိုက်လို့ပါ မှန်ပါဗျာ အဲ့တော့လူဆိုးဖြစ်လဲပါမှာ ပါပါ နော်မပါလို့ရှိရင်ခဏခဏပလိတ်ကြီးရိုက်ခံရတာ မှန်ပါဗျာ အဲ့တော့ပါတယ်တကကြီး မှန်ပါ အဲ့တော့ဘယ်အလုပ်ဖြစ်ဒီမှာပါရတယ် မှန်ပါ နော်အဲ့တော့ဥပဇင်းတို့အတိတ်ကလာတော့ကတိုက်တဲ့ဥစ္စာလဲအားကြီးတိုက်ခဲ့တာ မှန်ပါ တိုက်လို့ဘာကြောင့်လဲအသိနဲ့လောက်ခဲ့တယ် မှန်ပါ အသိရှိတော့ဘေးကင်းတယ် မှန်ပါ အသိမရှိတဲ့ပုဂ္ဂိုလ်ဘေးဘယ်တော့မှမကင်းဘူး မကင်းနိုင်ပါဘူး မကင်းဘူးနော်အဲ့တော့လောကီနယ်မှာလည်းအသိနဲ့ မှန်ပါ လောကုတ်တရားနယ်မှာလည်းအသိနဲ့ မှန်ပါ အသိမရှိတဲ့ပုဂ္ဂိုလ်ကတော့သွားမှာပဲ မှန်ပါဗျာ အဲ့တော့အခုလာရောက်တဲ့တရားဓမ္မတွေရန်ကုန်မြို့သူမြို့သားတရားဖွင့်အိရအောင်ဟာကိုခုလေးခုလောက်ဆိုရင်အလေအလတ်လောက်ဆိုရင်စတင်းနဲ့ဆွဲ မှန်ပါ အနာကတ်တိုင်း6လုံးမျိုးနဲ့တိချ မှန်ပါဗျာ အဲ့ဒီလက်နဲ့ကောင်းတဲ့3လက်နဲ့ထိုင်စောင့်ပြီးတော့ဘိုးဒီထားမယ်ဆိုလို့ရှိရင်အခုလောကကြီးကဘိုးအုပ်ချုပ်တယ်လောကဘိုးအုပ်ချုပ်တဲ့လောကုတ်တရားနယ်မှာလားဘိုးအုပ်ချုပ်တာ မှန်ပါ နော်ဘိုးအုပ်ချုပ်တယ်နော် ဘိုးရေအုပ်ချုပ်နေပါတယ်ဗျာ အခုလောကကြီးလည်းဘိုးတွေအုပ်ချုပ်တယ်မဟုတ်ဘူး မှန်ပါဗျာ လောကုတ်တရားနယ်မှာလည်းဘိုးအုပ်ချုပ်တယ် မှန်ပါဗျာ အဲ့တော့လောကုတ်တရားနယ်ဘိုးကတော့လူများမသိဘူး မသိပါဘူးဗျာ ပြညာလူကတော့အခုဘိုးတွေမြင်ရတယ် မှန်ပါဗျာ ပရမတ်သစ္စာနယ်ကဘိုးတွေကိုမမြင်ရဘူး မမြင်ရပါဘူးဗျာ မမြင်ရတဲ့ဘိုးတွေကိုတော့ဒီမဲ့အဲ့ဒါကိုတော့ပရမတ်ဆိုတော့သဘောကိုတကယ် မှန်ပါဗျာ အဲ့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေရန်ကုန်မြို့ကြီးတကားဖွင့်ပြီးအိတ်နိုင်အောင် မှန်ပါ သရဝရိယတတိသမารိပညာဆိုတဲ့ဘုံ၅ဘုံကိုအဆောင်ထားကြ မှန်ပါဗျာ လက်နဲ့ကောင်းကလည်းပရင်စတင်း6လုံးမျိုး မှန်ပါ အဲ့ဒီလက်နဲ့ကောင်းလေးလည်းထားကြ မှန်ပါဗျာ ဓမ္မထားမှတကားဖွင့်အိတ်နိုင်မှာ မှန်ပါဗျာ ဘုံ၅ဘုံမှမရှိလို့ရှိရင်တကားဖွင့်နိုင်မှာ မဖွင့်နိုင်ပါဘူးဗျာ ပိတ်လို့လည်းလုံမ မလုံးပါဘူးဗျာ အဲ့တော့ဖွင့်ထားလဲအဆောက်ရှိရင်လူစိုးတွေမဝင်နိုင်တော့ မ ဘူး ဝင်နိုင်ပါဘူး အဲ့တော့ပိတ်ထားလဲမလုံဘူးတကားကြီး မှန်ပါဗျာ အဲ့တော့ရန်ကုန်သူရန်ကုန်သားဒကာဒကမတွေဒကာကြီးဖွင့်အိပ်ရအောင်ဟာဒကာကြီး မှန်ပါ ဒီစိတ်ကလေးကိုပြိတ်ဖမ်းကြရအောင် မှန်ပါဗျာ နော်ပြိတ်ဖမ်းဖို့ဟာကလည်းဒကာကြီးအသိကဒလဇက်ကြီးရှိမှာ မှန်ပါ အဲ့ဒါကြောင့်မလို့ဦးစင်းတို့လည်းအမြုပ်မြုပ်အရွာရွာဟောလာတယ်ဒကာကြီး မှန်ပါ ခုနသုတ်တန်ဆရာတော်ဘုရားကြီးပြောတယ်လို့ပေါ့ပြိတ်ဖမ်းဖို့ဟာကြီးဟောခဲ့တာ မှန်ပါ နော်ဦးစင်းကတော့ဒကာကြီးရဲ့ရုပ်ဝေဒနာတော့မကုတတ်ပါဘူး မှန်ပါဗျာ ရုပ်ဝေဒနာမကုတတ်ဘူး မှန်ပါ နာဝေဒနာစေးပေးနေတဲ့ဆရာပဲတခါကြီး မှန်ပါဗျာစိတ်ကူရဲ့ဆရာဝန်ကြီးပါဗျာ စိတ်ကူးတဲ့ဆရာအခုလောကကြီးကရုပ်ကိုကူးတဲ့ဆရာဝဲ မှန်ပါဗျာ ဥပဇင်းတို့ကတော့တန်ត្រာလာဇတ်တဲ့တက်ကယောဂဘယ်ယောဂတွေလဲတဲ့ကိလေသာယောဂဆိုးတွေ မှန်ပါဗျာ တန်ត្រာတစ်လျှောက်လုံးကိလေသာတောင်းချမ်းရတဲ့ယောဂတွေ မှန်ပါဗျာ တန်ត្រာကြီးပြေးလျှောက်ပြီးနစ်လာတဲ့ယောဂ မှန်ပါဗျာ အဲ့ဒီယောဂတွေတန်ត្រာကြီးကိုပြတ်သွားအောင်တန်ត្រာကြီးကိုရပ်သွားအောင် မှန်ပါ တန်ត្រာကြီးကိုလွတ်မြောက်သွားအောင် မှန်ပါ အဲ့ဒီယောဂတွေကိုနာဝေဒနာတွေကိုကု မှန်ပါ ရုပ်ဝေဒနာတွေကတော့တခါကြီးလောကရပညာရှင်ကုလို့ရ မှန်ပါဗျာ နာဝေဒနာကတော့ဖယားဆင်းနဲ့တိုက်မှရ မှန်ပါဗျာ ဖယားဆင်းကဘာလဲတဲ့ဓမ္မောတထဆေးတော် မှန်ပါ ဓမ္မောတထဆေးတော်ကြီးနဲ့တိုက်မှသာလဲနာဝေဒနာပျောက်ကင်း မှန်ပါ ဓမ္မောတထဆေးတော်ကြီးကဘယ်ဆေးလဲတဲ့တခါကြီးဖယားကဆေးပြောက်တဲ့နည်းတွေအမျိုးမျိုးထားပြီခဲ့ မှန်ပါ
နော်ဆေးပြောက်တဲ့နီးအမျိုးမျိုးအဖုံဖုံ မှန်ပါ ဒေါသကိလေသာယောဂပျောက်တဲ့ဆေး မှန်ပါဗျာ မြင်လိုက်တဲ့အချိန်ခါတဏှာရကပျောက်တဲ့ကိလေသာယောဂဆေး မှန်ပါဗျာ ပျောက်တဲ့ဆေး မှန်ပါ မာနယောဂပျောက်တဲ့ဆေး မှန်ပါဗျာ ဒေါသယောဂပျောက်တဲ့ဆေး မှန်ပါ အဲ့ဒီယောဂတွေပျောက်ကင်းအောင်ဘုရားရှင်ကိုလိုမြတ်ကြီးကဆေးတွေထားခဲ့တယ်တကယ် ထားခဲ့ပါလေဗျာ ဆေးတွေနော် မှန်ပါ တတိပဋ္ဌာန်တရား၄ပါး မှန်ပါ တတိပဋ္ဌာန်တရား၄ပါးအကျင့်မြတ်တရားဟာဒါပဲတဲ့ မှန်ပါ အသိထားကြရအောင်နော် မှန်ပါ ဘယ်လိုအသိလဲတကား6ပေါက်အာယုံ9အာယုံ6နဲ့တက်ခိတ်တိုင်းဟာတတိလေးနဲ့နေကြမယ်ဆိုလို့ရှိရင်ပြိဋ္ဌမိပါပဲ မှန်ပါဗျာ အသိမှမရှိလို့ရှိရင်ဒီပြိဋ္ဌကမိမှာမဟုတ်ဘူး မိနိုင်ပါဘူး အဲ့တော့ဖုဋ္ဌိလမထေရကြီးဟာ မှန်ပါ ဘုရားကတုံးစဖုဋ္ဌိလလို့ဒီလိုခေါ်လိုက် မှန်ပါ ခေါ်လိုက်တဲ့အချိန်ခါငါတော့တုတ်ဆဖုဋ္ဌိလာလို့ခေါ်ပြီးငါတော့ဘုရားကဆဲတာပဲ မှန်ပါ အဲ့ဒီမှာရှက်ပြီးတော့တကားကြီးအဲ့ကတောက်ကမဟာတောက်ကသူစာချပြီးတဲ့ယဟန္တာတွေရှိသွားပြီးတော့တခါတည်းကိုကမ္မထမ်းတရားတောင်း မှန်ပါ တောင်းတော့အဲ့တော့ယဟန္တာတွေကစိတ်သိတာကို မှန်ပါဗျာ ငါတို့သင်ပေးထားတဲ့ဆရာတော်ကြီးကငါတို့ဆရာဖြစ်တယ် မှန်ပါ ငါတို့ကပြလို့ရှိရင်တော့ယုံကြည်မှလည်းမဟုတ်ဘူး မှန်ပါ သူကဘိဒကမှကြီးတယ်ငါတတ်တယ်ဆိုပြီးတော့လက်မကြီးထောင်ထားတယ်ဘိဒကအစွဲကြီးကလည်းတထွာလောက်ကြီးချိတ်နေတယ် မှန်ပါ မန်ကြီးတယ်ငါတို့ပြလို့တော့မရဘူးဆိုတပားနဲ့တပားလွှဲချ မှန်ပါ လွှဲချလွှဲချတော့နောက်ပိတ်ဆုံးကြတော့တောနေရဟန်းတွေကိုသုံးချိတ်ကြီးသွားတာဟုတ်တယ် မှန်ပါ နောက်ပိတ်ဆုံးတပားပြီးတပားလွှဲချတယ် မှန်ပါ လွှဲချတဲ့ရဟန္တာတွေကုံအောင်အကြီးတွေ မှန်ပါ အကြီးတွေကုံတော့မှတခါတည်းကိုအမတန်ဖယားခုနှစ်စုစာပို့ချနေတဲ့ဖုဋ္ဌိလမထေရကြီးဟာ မှန်ပါ ယဟန္တာအရှင်ကိုရမြတ်ကြီးတွေကနေပြီးအကြီးတွေကနေပြီးတော့ခေါ်နဲ့သားသာမဏေလေးရှိကိုလက်ညှိုးညွှန်လိုက် မှန်ပါဗျာ ခေါ်နဲ့သားသာမဏေလေးကလည်းတခါကြီးရဲ့ခလေးတို့ဝတိဘောမစွန့်ဘူးတခါကြီး မှန်ပါ မစွန့်တော့အမိုက်ပုံနဲ့သဲပုံနဲ့ဧကတိလေးဘေးချပြီးတော့အဲ့ဒီမှာထိုင်ပြီးကစားနေ မှန်ပါ ဝတိဘောကိုတခါကြီး ပြီးပါပါဗျာ ကိလေသာရှိလို့ကစားနေတာမဟုတ်ဘူး မှန်ပါ ဝတိဘောရှိနေတာ မှန်ပါဗျာ စိတ်တွေကိုသိမှတခါကြီး မှန်ပါဗျာ နော်စိတ်ကိုတော့သိနိုင်ဖို့အနံခဲရင် ခဲရင်လာပါဗျာ အဲ့တော့အဲ့ဒီခုနှစ်နှစ်သားသာမဏေလေးကဧကတိလေးဘေးချပြီးတော့တခါတည်းဖုတ်ပေါ်ကစားနေတယ်တယောက်တည်းတပါးတည်းယဟန္တာတော့ယဟန္တာပဲ မှန်ပါ ယဟန္တာပဲဆိုတော့အဲ့တော့တဆင်ပြီးတဆင်ပြောရတော့အဲ့တော့ဖုဋ္ဌိလမထေရကြီးဟာကိုရင်လေးရှိသွားတယ် မှန်ပါ ကိုရင်လေးရှိသွားရတော့အဲ့တော့ခုနှစ်နှစ်သားသာမဏေလေးကအဝေးကနေပြီးတော့ဖုဋ္ဌိလမထေရကြီးလာတော့စိတ်ကြိတ်ထားတာဟိုသူက မှန်ပါဗျာ ငါရှိတော့ကမ္မထမ်းလာပြီးတော့တောင်းမှာပဲ မှန်ပါ ကြပြအိန္ဒြေလေးဆယ်လိုက်တယ်လူမြင်မဟုတ်တယ် မှန်ပါ ကြပြဧကတိလေးကိုထခါတဲ့ပြီးတော့ကြပြလေးဧကတိလေးကိုခကြော့ကိုယုံလိုက်ပြီးတခါတဲ့ကိုအိန္ဒြေလေးဆယ်နေတယ် မှန်ပါ ဆယ်နေတော့ဖုဋ္ဌိလမထေရကြီးကလက်ရှစ်ခိုးပြီးတော့ဝင်းလာပြီးတော့ကိုရင်လေးရှိရှစ်ခိုးဝင်လာ မှန်ပါ ကိုုံပြီးတော့ရှစ်ခိုးဝင်လာကိုကလိုချင်တာကိုကမ္မထန်တရားကမ္မထန်တရားလိုချင်တယ်ဆိုလို့ရှိရင်ဒီမဲ့အောက်ကြတယ်လို့မရှိရဘူး မှန်ပါဗျာ ကိုရင်လေးကိုရှစ်ခိုးပြီးအဲ့တော့ဖုဋ္ဌိလမထေရကြီးကဝင်လာခုနှစ်နှစ်သားမနေလေး မှန်ပါ ဝင်လာပြီးတော့အဲ့တော့ကိုရင်လေးကမေးအနတ်ရောက်တော့ငါရှင်ငါရှိဘာလို့လာလဲ မှန်ပါ ကဲဟိုမှာပိဋကသုံးပုံအကျော်အမော်ကြီးကိုနော် မှန်ပါဗျာ ပဋိမမိတဲ့ဖုဋ္ဌိလကြီး မှန်ပါဗျာ ပဋိမမိပဲနဲ့ ဘယ်မမိပါဘူး ပဋိမိတဲ့ကိုရင်လေးရှိလာရ မှန်ပါဗျာ ပဋိမမိလို့ပဋိချော်ပြီးတန်ကြီးတက်နေတဲ့ဖုဋ္ဌိလမထေရ မှန်ပါဗျာ နော်ပဋိမမိပဲ မမိပါဘူးဗျာ ပဋိမမိတော့ပဋိမိတဲ့ခုနှစ်နှစ်သားသာမဏေလေးရှိကိုလာရ မှန်ပါဗျာ လာတော့အဲ့ဒီမှာလက်အုပ်ချီပြီးတော့တခါတော့ဝင်လာတဲ့ခုနှစ်နှစ်သားသာမဏေလေးကပဋိမိတဲ့သာမဏေလေးက မှန်ပါ ငါရှင်နဲ့ငါရှိဘာလို့လာ မှန်ပါ မှန်လားပါဗျာတပည့်တော်ကမ္မထန်တရားများလိုချင်လို့ပါဗျာ မှန်ပါ ကိုရင်လေးကိုဖုဋ္ဌိလမထေရကြီးကပဋိမမိတဲ့ဖုဋ္ဌိလကြီးက မှန်ပါဗျာ ပဋိမိတဲ့ကိုရင်လေးရှိကိုကမ္မထန်တရားလာတောင်း မှန်ပါ အဲ့တော့ကိုရင်လေးကဘယ်လိုပြန်ပြောရလဲငါရှင်နဲ့ငါတရားလိုချင်လို့ရှိရင်ငါစကားနားထောင်မလားတဲ့ မှန်ပါ
အဲ့လိုမေးမှန်လားပါဗျာတဲ့နားထောင်ပါမယ်နားထောင်ရင်ငါရှင်နဲ့ငါခိုင်းတိုင်းလုပ်ရမယ် မှန်ပါ လုပ်ပါမယ်ဗျာဆိုဝင်ခံတယ် မှန်ပါ ရတော့မှာကိုတကကြီး မှန်ပါ နော်အဲ့ရတော့မှာဆိုတော့အဲ့တော့ခုနှစ်နှစ်သားသာမဏေလေးကတခါဘယ်လိုပြန်ပြောလဲငါရှင်နဲ့ငါခိုင်းတိုင်းလုပ်လို့ရှိရင်နဲ့တရားလို့ရင်ငါကမ္မထမ်းတရားပေးမယ် မှန်ပါ ငါခိုင်းတိုင်းလုပ်လို့ရှိရင်နဲ့ကဲတဲ့ဖောတိလမထေရကြီးကိုခိုင်းတယ် မှန်ပါ ဝေယမောက်လိုက်တယ် မှန်ပါ ဝေယမောက်ခိုင်းတယ်တခါတော့ဝေယမောက်တယ် ဟော ကိုရင်လေးခိုင်းတာလုပ်ပြီလေ လောရပါ ကိုင်းဘုံဆရာတော်လည်းခန္ဓာ၅ပါးယုံနာတရားအရှင်ဘုရားတဲ့ယုံနာအပ်ပါတယ်ပိဋကအကျော်မော်တယ်မဟုတ်လားဝါ တုတ်တန်ရှာပါ သုတ်တန်သုတ်တန်ဆရာတော်သုတ်တန်ဆရာတော်ဟာပိဋကကလည်း6ချားတယ် မှန်ပါ ဝါကလည်း36ပါ မှန်ပါ နော်အဲ့ဒါကြီးကဘယ်လိုပြောလဲဆိုဥပဇင်းကိုရင်လေးရှိလား မှန်ပါ ကမ္မထန်တရားတပြည့်တော်ပေးပါဗျာ မှန်ပါ အရှင်ဘုရားယုံနာခန္ဓာ၅ပါးကိုအရှင်ဘုရားအပ်ပါတယ်ဗျာ မှန်ပါ ပိဋကအစွဲချိုးပလိုက်တာ မှန်ပါ နော်ပိဋကအစွဲချိုးမှဓမ္မတရားရမှာ မှန်ပါ မှန်ကြီးလို့ရပါ မရပါဘူးဗျာ ဖွတ်တိလမထေရကြီးမှန်ကြီးနေလို့ရှိရင်တရားရပါ မရနိုင်ပါဘူးဗျာ မရဘူးအဲ့တော့ကိုရင်လေးခုနှစ်နှစ်သားကိုမိတ်ကိုရင်လေးရှိသွားပြီးတော့ကိုရင်လေးကနေပြီးတော့ငါရှင်းနဲ့ဝင်းရမောက်လိုက် မှန်ပါ မောက်လိုက် မှန်ပါ မောက်လိုက်တဲ့အချိန်ခါမှာအဲ့တော့ကိုရင်လေးကဘယ်လိုခိုင်းလဲငါရှင်းနဲ့ဟောက်မှာရေကန်တကန်တိုးရှိတယ်မဟုတ်လားမြင်လားတဲ့မြင်ပါတယ်ဗျာအဲ့ဒီရေကန်ကိုတဲ့ဘိုက်နဲ့ရက်ပြီးတော့အဲ့ဒီရေကန်ကိုသွားတယ် မှန်ပါ အဲ့တော့ဖွတ်တိလမထေရကြီးကအဲ့တော့စဉ်းစားကိုကျိုးတော့နဲပါ မှန်ပါ ငါတော့ကိုရင်လေးကသတ်ပြီ မှန်ပါဗျာ သတ်ပြီဆင်းကျင်လိုက်တယ်ဖွတ်တိလမကဲဖယားရှင်ကိုတော်မြတ်ကြီးကတုတ်ဆလို့အမိခံပြီးငါသေမလားကိုရင်လေးကဝင်းရမှောက်ပြီးတော့ဘိုက်နဲ့ရက်သွားဆိုပြီးတော့ကိုရင်လေးခိုင်းလို့အသေးခံမလားမင်းဘယ်ကမြတ်မလဲဖယားကတုတ်ဆလို့အမိခံပြီးတော့ခေါ်လိုက်တာ မှန်ပါ ဖယားခေါ်ရောသမုတ်တဲ့အမိခံသေးမလား မှန်ပါ ကိုရင်လေးခိုင်းလို့သေးမလား မှန်ပါ နှစ်ခုစဉ်းစားလိုက်ဖယားကတုတ်ဆလို့တော့ငါအမိခံပြီးတော့မသေးတော့ဘူး မှန်ပါ ကိုရင်လေးခိုင်းတာကိုသေတယ်ဆိုတဲ့ငါအမိခံပြီးသေခြင်းလဲသေပြီစီဆိုပြီးတော့ခန္ဓာလှူပြီး မှန်ပါ ကိုရင်လေးခိုင်းတာလုပ်ပြီး လောက်ပါဗျာ အဲ့တော့မှဖွတ်တိလမထေရကြီးကဝင်းရမှောက်ပြီးဘိုက်နဲ့လက်နဲ့ရက်သွား မှန်ပါဗျာ တခါတည်းရက်သွားတော့ဘိုက်သွေးချင်းချင်းရဲတာပေါ့ကကြီး မှန်ပါဗျာ သွေးဘိုက်ကိုပဲ့ကုန်တာပေါ့မြင်ကြီးနဲ့ပုတ်တော့ပဲ့တာပေါ့ မှန်ပါဗျာ ရေကန်ပေါ်ရောက်တယ်ကကြီး မှန်ပါ ရေကန်ပေါ်ရောက်တော့ငါရှင်ထလိုက် မှန်ပါ အဲ့တော့ဖွတ်တိလမထေရကြီးထိုက်တယ်ဘိုက်သွေးရဲရဲ မှန်ပါဗျာ ငါရှင်ထလိုက်ထ မှန်ပါ ထားလိုက်တဲ့အချိန်ကမှအဲ့တော့ငါရှင်အဲ့ဒီရေကန်ထဲကိုခေါင်းနဲ့စောက်ထိုးထိုးချလိုက် မှန်ပါဗျာ အဲ့လိုခိုင်းလိုက်တဲ့အချိန်ကစဉ်းစားလက်ဦးတော့ငါဘိုက်နဲ့ရက်ပြီးလာတဲ့ဥစ္စာတော့ဘိုက်တော့သူ့ရဲသူ့ရဲ့ချင်းချင်းရဲသွားတယ် မှန်ပါ မသေးဘူးတော်သေးရဲ့အခုဒီတခါတော့ငါတော့သေးတော့မယ် မှန်ပါ ရေကန်ထဲခေါင်းစောက်ထိုးချလိုက်လို့ရှိရင်ငါသေအောင်သတ်တာပဲကိုရင်ကတော့ မှန်ပါဗျာ ကဲအခုတော့မထိုးတော့ဘူးကိုရင်လေးခိုင်းလို့သေခြင်းသေပေးစီတော့တရားကသိလိုချင်တာဟုတ်တယ် မှန်ပါဗျာ ကိုရင်လေးခိုင်းတာကသေခြင်းသေပေးစီတော့အသေးခံတော့မယ်ငါတော့ဖယားကတုတ်ဆဆိုတဲ့အမည်ပြည့်ညတ်ကြီးကိုတော့ငါအခေါ်မခံတော့ဘူးသေခြင်းသေပေးစီတော့ဆိုပြီးတော့တခါတည်းဖော့စီလာမထေကြီးကကိုရင်လေးခိုင်းတယ်လို့တခါတည်းခေါင်းကိုတခါတည်းဇောက်ထိုးထိုးမယ်လို့တဝက်လောက်ခေါင်းညှင်းလိုက်ထိုးတော့မယ်ငါရှင်ထားလိုက်ဆိုတော့တခါတည်းမအောင်ထူပလိုက်တာဘယ်လောက်မြန်သမာဓိကလည်းကောင်းလားနော်လောကီသမာဓိကလည်းကောင်း မှန်ပါဗျာ တဝက်လောက်ခေါင်းကြီးအောက်ဆိုင်သွားတာတော့ရေကန်နဲ့တဝက်လောက်အောက်ဆိုင်တယ်တော့ပြန်ပြီးထူလိုက်တဲ့ဥစ္စာမတ်တရဖြစ်ငါရှင်ငါရှိလာခဲ့အဲ့ဒီတော့မှလာတဲ့အချိန်ခါကျတော့အဲ့ဒီတော့တခါကြီးကိုရင်လေးကဖွတ်တိလမထေကြီးကိုတရားကမ္မထံပေးပြီတခါကြီး မှန်ပါဗျာ ငါရှင်နဲ့ငါစကားနားထောင်တယ်ငါပြောမယ် မှန်ပါ တင်းကြလက်ခွက်တစ်ခွက်ရှိတယ် မှန်ပါ ခလဲကောင်မှာတောင်မုတ်တစ်ခုရှိတယ် မှန်ပါ အဲ့ဒီတောင်မုတ်ဟာတဲ့ဂေပေါက်6ပေါက်ရှိတယ် မှန်ပါ အဲ့ဒီဂေပေါက်6ပေါက်ထဲကိုတဲ့ဖို့ကြီးတကောင်ဟာဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်သူထွက်ချင်တဲ့အပေါက်ကထွက်နေတယ် မှန်ပါ ထွက်ချင်တဲ့အပေါက်ကထွက်နေတယ်အဲ့ဒီဖို့ကြီးကိုဘယ်လိုဖမ်းမလဲဖမ်းပြဖမ်းတယ်အဲ့တော့ဘယ်လိုဖမ်းမလဲတဲ့ငါရှင်အဲ့တော့ဖို့တိလာမတရားငါရှင်တဲ့ငါသိပြီဆိုပြီးတော့တခါတည်းသွားပြီးစိတ်တခဏလေးကျဲလိုက်တာယဟန္တာကြီးကျဲသွား မှ
妈妈， ဖွတ်ထိလာကြီးဖွတ်ဖန်းနေလေးတခါကြီးသိချင် 妈妈没洗澡过 နော် 呀？ လောကကြီးမှာဖွတ်ထိလာဖွတ်ဖန်းတယ်ဖွတ်ဖန်းတယ်ပါဇက်ပြောတာရှိတယ်ဖွတ်ထိလာဖွတ်ဖန်းတာဘယ်လိုဖန်းတယ်လဲဆိုတော့မသိ 没地方呀？ နော်ဖွတ်ထိလာဖွတ်ဖန်းတာ 妈妈， ဖွတ်ထိလာဖွတ်ဖန်းတာကတခါကြီးရဲ့ညံနဲ့ဖန်းလိုက် 妈妈， နော်ညံနဲ့ဖန်းတာကန်းနဲ့မဖန်းဘူး 妈妈， ညံနဲ့ဖန်းလိုက်တာဘယ်လိုညံနဲ့ကန်းနဲ့ဖန်းတာကဘယ်လိုဖန်းလဲအကျိုးတရားအကြောင်းတရားကိုတဲ့ 妈妈， ဖွတ်ထိလာကအကြောင်းနဲ့အကြောင်းသတ်ပြီးဖန်း 妈妈， တချို့ကတော့အကျိုးသတ်ဖန်း 妈妈， အကျိုးသတ်ဖန်းလိုက်တော့အကြောင်းရပါမလား 没要到呀？ တချို့ကဖမ်းတာကဘယ်လိုဖမ်းတယ်လဲတဲ့အကျိုးသတ်တရားကနော်မျက်စိနဲ့မြင်လိုက်တဲ့ချိန်ခါဘယ်လိုဖမ်းလိုက်လဲမြင်တယ်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 ဆိုတာအဲ့ဒါအကျိုးဖမ်း 妈妈， ဖွတ်မမေ့ 没米 ရှေ့ 了。 ကဖွတ်တကပြေးမယ်နောက်ကဖွတ်ကလူကဖမ်းအမိတ်ဆွဲလိုက်နေ 妈妈， အဲ့ဒါမျက်စိနဲ့မြင်လိုက်တဲ့ချိန်ကအဆင်းနဲ့မျက်စိနဲ့မြင်လိုက်တဲ့ချိန်ကမျက်စိကြီးမြင်တတ်တဲ့သဘောကြီးကိုမြင်တယ်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 ဆိုတာအဲ့ဒါအကျိုးတရားကြီးဖော့ဖင်ဖော့ကိုအမိဆွဲနေတာနောက်ကလိုက် 妈妈， ဖော့မမိ 没米了呀？ နားနဲ့အသာနဲ့ကြားလိုက်တဲ့ချိန်ခါအသာတစ်ခုပေါ်လာတဲ့ချိန်ခါနားကကြားတယ်မဟုတ်လား 加吧呀？ ကြားတာကြီးကိုကြားတယ်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 ဆိုတာအကျိုးတရားကြီး 妈妈， အဲ့ဒါဖော့မမိဘူး 没米了呀？ နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့ချိန်ခါနှာခေါင်းသွားဖမ်း 妈妈， အပေါက်ကြီးကိုဖမ်း 妈妈， ဖော့ကိုမဖမ်းဘူး 妈妈， ဖော့ကဝင်လာတာလေ 妈妈， ဖော့ဝင်လာတာမျက်စိနဲ့မြင်လိုက်တာအစင်းမဝင်လာတယ်မဟုတ်လား 回来了。 အစင်းကဖော့မဲ့မဟုတ်လား 妈妈呀， မျက်စိကဒွာရမဟုတ်လား 妈妈， အပေါက်ကြီးတဲ့ဝင်လာတာလေ 回来了。 ဝင်လာတဲ့ဥစ္စာအเจ้าကိုမပတ်သက်ဘူးမျက်စိပေါက်ကြီးကိုတွင်းကြီးကိုဖားနေ 妈妈呀， နော်မြင်တယ်မြင်တယ်မြင်တယ်ကြားတယ်ကြားတယ်နားတယ်နားတယ်စားတယ်စားတယ်ထိတယ်ထိတယ်သိတယ်သိတယ်လှမ်းတယ်အိတ်တယ်ယူတယ်ပေါက်တယ် 妈妈， ဒါကအကျိုးတရားကြီး 妈妈， အပေါက်ကိုဖမ်းတာ 妈妈呀， ဖွတ်မဟာဖွတ်ဖမ်းတာမဟုတ်ဘူးတာ မဟုတ်ပါဘူးဗျာ ဖွတ်ဖမ်းတာမဟုတ်ဘူးနော် မဟုတ်ပါဘူး ဖွတ်တိလာမထင်ကြီးကတော့အဲ့လိုအကျိုးတရားကြီးကိုဂဲပေါက်ကိုလိုက်ပြီးတော့ဖမ်းနေတာမဟုတ်ဘူး မှန်ပါ နော်တွင်းပေါက်ကိုမဖမ်းဘူး မဖမ်းပါဘူး ဖွတ်ကိုဖမ်းတယ် မှန်ပါ ဘယ်ဟာကိုဖမ်းလဲဖွတ်ဖမ်းနေလေ မှန်ပါ ဖွတ်တိလာမထင်ကြီးအကြောင်းအားလျော်စွာတိုက်ခိုက်လိုက်တယ်တခါကျ မှန်ပါ အဲ့ဒီတော့အကျိုးဖမ်းအကြောင်းဖမ်း မှန်ပါ အကျိုးသက်တရားအကြောင်းသက်တရားတရားနှစ်ပါးရှိ မှန်ပါ အကျိုးသက်တရားကမြင်တာကိုဖမ်းတာ မှန်ပါ မြင်တယ်ဆိုတာအကျိုးသက်တရား မှန်ပါ နားနဲ့အသံနဲ့ကြားလိုက်တဲ့အခါအသံကိုဖမ်းရအောင် မှန်ပါ အစင်းကိုဖမ်းရအောင် မှန်ပါ အနတ်ကိုဖမ်းရအောင် မှန်ပါ ရတာကိုဖမ်းရအောင် မှန်ပါ အတွေ့ကိုဖမ်းရအောင် မှန်ပါ ဓမ္မကိုဖမ်းရအောင် မှန်ပါ သူအကြောင်းပေါ်လာ မှန်ပါ အကြောင်းပေါ်လာတာကအစင်းရဲ့အသံရဲ့အနတ်ရဲ့ရတာရဲ့အတွေ့ရဲ့ဓမ္မရဲ့ မှန်ပါ အဲ့ဒီအကြောင်းတရားကိုသတ်ရအောင် မှန်ပါ အဲ့ဒီအကြောင်းတရားသတ်လိုက်လို့ရှိရင်အကျိုးတရားကြီးက तू ကမြင်တတ်တဲ့သဘောမြင်တာပဲမဟုတ်လား မှန်ပါ ဒီအကြောင်းကိုမသတ်ဖဲနဲ့မြင်တာကြီးကိုသတ်လိုက်တော့အကျိုးရပါအကြောင်းရပါဦးမလား မရပါဘူးဗျာ အကျိုးကြီးသတ်နေတယ်လေ မှန်ပါ အဲ့ဒါမျက်စိကမြင်လိုက်တဲ့ချင်းကမြင်တယ်မြင်တယ်မြင်တယ်ဆိုရင်အကျိုးသတ်တရား မှန်ပါ နော်အဲ့ဒါကဖွတ်မမိ မမိပါဘူး နားနဲ့အသာနဲ့ကြားလိုက်တဲ့ချင်းကကြားတယ်ဆိုရင်ဖွတ်မမိဘူး မမိပါဘူး နှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့ချင်းကနှာခေါင်းကိုနန်းတယ်လို့နှာခေါင်းကအနံ့တစ်ခုပေါ်လာမှ तू ကနန်းတတ်တယ်သဘော မှန်ပါဗျာ အဲ့ဒါအကျိုးသတ်တရား မှန်ပါဗျာ အကျိုးသတ်တရားကတော့တခါကြီးမျက်စိနဲ့မြင်လိုက်တဲ့တော့ခါကျမြင်တယ်လို့တော်တော်ကြာမြင်တာအောင်ပါပေါ့ မြင်ပါအောင်ပါဗျာ မြင်လို့လက်ဆက်သတ်ပါမလား မတတ်ပါဘူးဗျာ အတိတ်ကလည်းမြင်ခဲ့တယ်မဟုတ်လား မှန်ပါဗျာ အခုပြစ္ဆုတ်ပါရော မြင်ပါတယ်ဗျာ နောက်ရော မြင်နေအောင်ပါပါဗျာ အတိတ်ကလည်းမြင်ခဲ့တယ်အခုလည်းပြစ္ဆုတ်ပါမြင်တော့နောက်လည်းမမြင်ဘူးလား မြင်ပါလေဦးဗျာ ဖခင်ကမြင်တယ်လို့မရှိရဘူးလေ မှန်ပါဗျာ ရုပ်နဲ့နာတာရှိတယ် မှန်ပါ မြင်တယ်လို့ရှိသလားတခါကြီး ရှိပါဘူးဗျာ မြင်တယ်လို့ဆိုလို့ရှင်ပြည့်ညက်ကြီးပေါ့ မှန်ပါ နော်အတိတ်ကလည်းမြင်တာကြီးကိုသိတယ် မှန်ပါ အခုလည်းပြစ္ဆုတ်ပါမြင်တာကြီးသိ မှန်ပါ နောက်လည်းမြင်တယ်လို့မသိဘူးလား ပြီးပါလိမ့်မယ်ဗျာ အတိတ်ကကြားခဲ့တယ်မဟုတ်လား မှန်ပါဗျာ အတန်တစ်ခုပေါ်လာလို့နားကကြားတယ်မဟုတ်လား ကြားခဲ့ပါလေဗျာ အခုလည်းပြစ္ဆုတ်ပါကြားတော့မယ်လား ကြားလို့ပါပဲဗျာ နောက်အနာဂတ်ကာလမကြားဘူးလား ကြားပါဦးပဲဗျာ အတိတ်ကလည်းအတန်တစ်ခုပေါ်လို့ကြားခဲ့ မှန်ပါ အခုပြစ္ဆုတ်ပါလည်းကြားသေးတယ် ကြားပါလေ နောက်လည်းမကြားပေဘူးလား ကြားပါဦးပဲဗျာ အဲ့ဒါအကျိုးသတ်တရားတဲ့ဘယ်တော့မှသစ္စာလေးပါမရတဲ့တရား မှန်ပါဗျာ နော်အကျိုးသတ်တရား မှန်ပါ
နှာခေါင်းနဲ့အနံ့နဲ့နံလိုက်တယ်အတိတ်ကလည်းနံခဲ့တယ် နာနဲ့ပါလေ အခုလည်းနံတော့ နာလုံးပါ နောင်ရော ညာပါအောင်မယ်ဗျာ အတိတ်ကလည်းစားခဲ့တယ် စားခဲ့ပါလေဗျာ စားလို့သိခဲ့တယ် မှန်ပါ အခုလည်းစားလို့သိတော့မယ် ပြီးတော့ပါပဲဗျာ နောင်စားလို့မသိဘူးလား ပြီးပါအောင်မယ်ဗျာ အတိတ်ကလည်းစားလို့သိအခုလည်းပြစ္ဆုတ်ပန်စားလို့သိနောင်လည်းအနာကစားလို့သိ မှန်ပါ ကာလလုံးမလွတ်သလား မလွတ်ပါဘူးဗျာ အတိတ်ကလည်းခန္ဓာကိုယ်အတွင်းနဲ့ထိမှန်သိခဲ့ ပြီးခဲ့ပါလေဗျာ အခုပြစ္ဆုတ်ပန်ရော ပြီးနေပါလေဗျာ အနာကရော ပြီးအောင်ပါလေဗျာ အတိတ်အနာကကာလသုံးပါလွတ်လာ မလွတ်ပါဘူးဗျာ အတိတ်ကမနှောနဲ့ဓမ္မနဲ့ပေါင်းစုံတဲ့ခါသိခဲ့ မှန်ပါဗျာ အတိတ်ကလည်းမသိခဲ့ဘူးလား ပြီးခဲ့ပါလေဗျာ အခုလည်းပြစ္ဆုတ်ပန် ပြီးပါလေဗျာ နောင်ရော ပြီးပါအောင်မယ်ဗျာ အဲ့တော့ဘုရားကဟောထားတယ်တကယ် မှန်ပါ မြင်တယ်မရှိ မှန်ပါ ကြားတယ်မရှိ မှန်ပါ နားတယ်မရှိစားတယ်မရှိထိတယ်မရှိသိတယ်မရှိယုံနာသာရှိယုံနဲ့နာမရှိ မှန်ပါဗျာ ယုံနဲ့နာသိရမှာ မှန်ပါ ဘယ်နဲ့မြင်တာကြီးကိုသွားသိ မှန်ပါ ဘယ်နဲ့ကြားတာကြီးကိုသွားသိအကျိုးတရားကြီး तू ကကြားတတ်တဲ့သဘော तू မြင်တတ်တဲ့သဘောမြင်တဲ့သဘော तू ကဆောင်းနေ မှန်ပါ ယုံသဘောကကြားတတ်တဲ့သဘောဆောင်းနံတတ်တဲ့သဘောဆောင်း မှန်ပါ စားတတ်တဲ့သဘောထိတတ်တဲ့သဘောသိတတ်တဲ့သဘော तू က तू သဘော तू အသေးသေးဆောင်းနေကြတဲ့ယုတ်ဓမ္မ မှန်ပါ နော်အစင်းကလည်းဓမ္မသဘော မှန်ပါ အသံကလည်းဓမ္မသဘောအနတ်ကလည်းဓမ္မသဘောရတာကလည်းဓမ္မသဘောအတွေးကလည်းဓမ္မသဘောအသေးသေးဆောင်းနေတဲ့ယုတ်ဓမ္မနံဓမ္မပဲရှိ မှန်ပါ ယုတ်နဲ့နံဖမ်းရမှာတကယ် မှန်ပါဗျာ အဲ့တော့ဖုတိလမထေကြီးဟာဘာကိုဖမ်းလိုက်လဲဆိုတော့မျက်စိပေါက်ကနေပြီးတော့ဘာနဲ့ဖမ်းလိုက်လဲဆိုတော့တကကြီး မှန်ပါ ဖုတ်ကိုဖမ်းလိုက်ပြီးတကကြီး မှန်ပါ ဘယ်လိုဖမ်းလိုက်လဲတဲ့မြင်လိုက်တဲ့ချိန်ခါဘာနဲ့ဖမ်းလိုက်လဲယုတ်ကိုဖမ်းတာနော် မှန်ပါ ယုတ်နဲ့နံကိုဖမ်းတာ မှန်ပါ ဘယ်လိုဖမ်းတယ်တဲ့မျက်စိနဲ့မြင်လိုက်တဲ့ချိန်ကယုံယုံချင်းပေါင်းစုံလိုက်တကဖတ်တာဖြစ်ပြီးဒီလုံးနံတရားခံစားလိုက်ပါလား မှန်ပါ မျက်စိကမြင်လိုက်တဲ့ချိန်ကလည်းဘာနဲ့ဖမ်းလိုက်တော့ဝေဒနာနဲ့ဖမ်းလိုက်တယ် မှန်ပါ နံကိုဖမ်းယူလိုက် နာမဖိုင်းရ နံဖိုင်း မှန်ပါ မြင်တာကိုဖုတ်ဖမ်းမိ မှန်ပါဗျာ တဲ့နေတာနော် မှန်ပါ မြင်လိုက်တဲ့ချိန်ကဝေဒနာပဲ မှန်ပါ ကြားလိုက်တဲ့အသံလည်းဝေဒနာပဲ မှန်ပါ နားလိုက်တဲ့အနံလည်းဝေဒနာပဲ မှန်ပါ စားလိုက်တဲ့ရတာလည်းဝေဒနာပဲ မှန်ပါ နော်မိမမမြင်ယောက်ျားမမြင်ဘူး မမြင်တော့ မြင်တယ်လို့မရှိဘူးဝေဒနာသာရှိ မှန်ပါ နော်မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကအော်ဒါဝေဒနာပါလား မှန်ပါ ကြားလိုက်တဲ့အသံလည်းဒါဝေဒနာပါလား မှန်ပါ ဖုတ်တိလမထေရဖုတ်ဖန်းကောင်းတာနော် မှန်ပါ မျက်စိကလည်းမြင်လိုက်တာလည်းဝေဒနာကြားလိုက်တဲ့အသံလည်းဝေဒနာနားလိုက်တဲ့အနာလည်းဝေဒနာစားလိုက်တဲ့ရတာလည်းဝေဒနာချိုးတဲ့ချင်းနဲ့ငါနဲ့လို့ဒီလိုသိတာမဟုတ်ဘူး မှန်ပါ ချိုးတာလည်းဝေဒနာငါတာလည်းဝေဒနာစတ်တာလည်းဝေဒနာပူတာလည်းဝေဒနာအေးတာလည်းဝေဒနာလှုပ်တာစိတ်နာလည်းဝေဒနာကြီးပဲ မှန်ပါ ဘာစားလိုက်တဲ့ပြစ္ဆုတ်ပန်စားကြိုက်ပါလို့ဝေဒနာ မှန်ပါ ဝေဒနာနဲ့ဖိုင် မှန်ပါ နော်စားလိုက်တဲ့အခါထိလိုက်တဲ့ဥစ္စာလဲခန္ဓာတွေကတင်းနာပေါ်လာလဲတင်းတယ်လို့မသိဘူးဝေဒနာ မှန်ပါ တောင်းနာပေါ်လာရင်တောင်းတယ်လို့မသိဘူးဝေဒနာဝေဒနာပဲသိ ဝေဒနာပဲသိတာ ထုံနာပေါ်လာရင်ထုံတယ်လို့မသိဘူးဝေဒနာ မှန်ပါ အောက်လာတာပေါ်ရင်လည်းအောက်တယ်လို့မသိဘူးဝေဒနာကြိုက်လာတာပေါ်ရင်ကြိုက်တယ်လို့မသိဘူးဝေဒနာကြက်တယ်လာပြန်ရင်ကြက်တယ်လို့မသိဘူးဝေဒနာယိုးကြလာပြန်ရင်ယိုးကြတယ်လို့မသိဘူးဝေဒနာပူတက်လာရင်ပူတယ်လို့မသိဘူးဝေဒနာအေးတက်ပြန်ရင်အေးတယ်လို့မသိဘူးဝေဒနာလှုပ်လာပြန်ရင်လှုပ်တယ်လို့မသိဘူးဝေဒနာတွန်းတက်လာတယ်တွန်းတယ်လို့မသိဘူးဝေဒနာဝေဒနာကြီးပဲနော် ဝေဒနာကြီးရော အဲ့ဒါကြောင့်မလို့မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလည်းကောင်းတာလေးပေါ်လာတဲ့ဝေဒနာ မှန်ပါ မကောင်းတာပေါ်လာတဲ့ဝေဒနာကောင်းတယ်မကောင်းတယ်ရှိသေးလား မရှိပါဘူး မျက်စိကလည်းမြင်လိုက်တဲ့ချိန်ကမှဘာနဲ့ဖမ်းလိုက်ရဝေဒနာခန္ဓာနဲ့ဖမ်း မှန်ပါဗျာ နော်ဝေဒနာခန္ဓာနဲ့ဖမ်းလိုက်တာ မှန်ပါ မိမနေဘူးလား မိနေ ဘုရားကဟောတယ်မင်းတို့ခန္ဓာ၅ပါးရှိတယ်ဖမ်းနေတာနဲ့ဖမ်းတယ် မှန်ပါ ခန္ဓာ၅ပါးနဲ့မှဖမ်းရမယ်ဥစ္စာဘာနဲ့ဖမ်းလဲမြင်တာကြီးနဲ့ဖမ်းတော့ဘယ်ကမိတယ်လား မမိပါဘူးဗျာ နော်အကြောင်းသားလိုက်တော့တကကြီးအကျိုးတွေမြင်တဲ့အကျိုးကြီးရမသွားဘူးလား ရသွားပါလေ ငါမြင်တယ်ရှိသေးလား မရှိပါဘူးဗျာ ငါကြားတယ်ရှိသေးလား ရှိပါဘူး ငါနာတယ်ရှိသေးလားငါစားတယ်ရှိသေးလားငါထိတယ်ရှိသေးလားငါသိတယ်ရှိသေးလားလှမ်းတယ်လို့ရှိသေးလားချားတယ်လို့ရှိသေးလားယိုတယ်ရှိသေးလားပေါက်တယ်ရှိသေးလားအိတ်တယ်လို့ရှိသေးလားအကျိုးတရားတွေရမကုန်ဘူးလား ရကုန်ပါ ဘာကြောင့်အကျိုးတရားတွေရလဲဆိုတော့မျက်စိပေါက်ကနေပြီးဝေဒနာနဲ့ဖိုင်း မှန်ပါဗျာ ရမသွားဘူးလား ရသွားပါပြီ မြင်တာလည်းဝေဒနာကြားတာလည်းဝေဒနာနာတာလည်းဝေဒနာ
စားတာလည်းဝေဒနာထိတာလည်းဝေဒနာသိတာလည်းဝေဒနာယိုတာလည်းဝေဒနာပေါက်တာလည်းဝေဒနာလှမ်းသွားတာလည်းဝေဒနာထိုင်တာလည်းဝေဒနာအိတ်လိုက်တာလည်းဝေဒနာတလောကလုံးဝေဒနာ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 ကြီး မှန်ပါ ဝေဒနာတွေရမနေဘူးလား ရနေပါလေ အဝိဇ္ဇာတဏဥပါဒံဘဝဇာတိလို့ရွတ်ဖို့လို့သေးလား မလောတော့ပါဘူးဗျာ ဝေဒနာတွေပြိဿသမုပ္ပါရမနေဘူးလား ရနေပါလေ မျက်စိပေါက်ကမြင်တယ်လို့ရှိသေးလားမိမမြင်သေးလားယောက်ျားမြင်သေးလားချောတာမြင်သေးလားလှတာမြင်သေးလားຢာကစိတ်ဒေါသစိတ်မောဟစိတ်ဖြစ်သေးလား မဖြစ်တော့ပါဘူးဗျာ မဖြစ်တော့ဘူးနော်စိတ်တသင်္ခါရတွေစေတသိက်တွေရှိသေးလား မရှိတော့ပါဘူးဗျာ ဘာဖြစ်နေလဲတော့ဝေဒနာပဲရှိတော့တယ် မှန်ပါဗျာ ပရိစ္ဆသမုပ္ပါရမနေဘူးလား ရနေပါလေ ဝေဒနာတဏှာရှိသေးလား မရှိတော့ပါဘူး ဝေဒနာတဏှာမရှိတော့ဥပါဒံဖြစ်သေးလား မဖြစ်တော့ပါဘူးဗျာ ဥပါဒံမဖြစ်တော့ဘဝရှိသေးလား မရှိတော့ပါဘူး ဘဝမရှိတော့ဇာတိဖြစ်ပါဦးမလား မဖြစ်တော့ပါဘူး နော်မျက်စိပေါက်ကနဲ့ဝေဒနာတွေရမနေဘူးလား မှန်ပါရနေပါဗျာ ဝေဒနာနိရောဓဖြစ်မနေဘူးလား ဖြစ်နေပါလေဗျာ နော် မှန်ပါ ဝေဒနာနိရောဓ မှန်ပါဗျာ တဏှာမဖြစ်ဘူးလေ မဖြစ်တော့ပါ ဝေဒနာတစ်လုံးနဲ့ မှန်ပါ နော်မြင်တာလည်းဝေဒနာကြားတာလည်းဝေဒနာနာတာလည်းဝေဒနာစားတာလည်းဝေဒနာထိတာလည်းဝေဒနာသိတာလည်းဝေဒနာယောတာလည်းဝေဒနာပေါက်တာလည်းဝေဒနာထိုင်တာလည်းဝေဒနာအိတ်တာလည်းဝေဒနာအကုန်လုံးဝေဒနာကြီးပဲ မှန်ပါ ဝေဒနာတွေရနေပြီတကယ်အဲ့ဒီတော့တခါကြီးသုံးလုံးဆရာတော်ဘုရားကြီးပြောသလိုပေါ့တကယ် မှန်ပါ ဟေးတဲ့မက်ကြတာများအနန္တိတာပါလေ မှန်ပါ သိတာတဲ့ဆိုတော့စစ်သားများတခါကြီးစစ်တိုက်သွားတယ်တခါကြီး မှန်ပါ စစ်တိုက်သွားတော့တခါကြီးသဘုံတွေတွေ့ပြီတခါကြီး မှန်ပါတွေ့ပါရဲ့ဗျာ ပရင်းကားနဲ့ဆွဲလိုက်တဲ့အချိန်ကသဘုံတွေအတုံးရုပ်သေးမကုန်ဘူးလား သေကုန်ပါလေဗျာ သောတာပတ္တိမက်စိတ်တစ်ချိန်ကြားတဲ့ပုဂ္ဂိုလ်အတိတ်ကသန္တရာလာဇန်တဲ့တက်ကအကုသိုလ်စိတ်တွေဖြစ်လာတဲ့ဥစ္စာတစ်ချိန်နဲ့ပြစ်ပြီးတွဲရင်ပရင်းကားနဲ့ဆွဲရတာ မှန်ပါ အကုသိုလ်စိတ်တွေအကုန်လုံးအတုံးအယုံပြတ်ကြကုန်တာပဲ မှန်ပါဗျာအာရုံပြတ်ကြကုန်ပါ အားလုံးပြတ်ကြ မှန်ပါ အတိတ်ကာလတုန်းကမြင်လိုက်တဲ့ချိန်ကမိမမြင်မိမသိတဲ့စိတ် မှန်ပါ ယောက်ျားမြင်ယောက်ျားသိတဲ့စိတ် မှန်ပါ ခွေးမြင်ခွေးသိတဲ့စိတ်ဝက်မြင်ဝက်သိတဲ့စိတ်ကျဲမြင်ကျဲသိတဲ့စိတ်ရေမြင်ရေသိတဲ့စိတ်တောမြင်တောသိတဲ့စိတ်တောင်မြင်တောင်သိတဲ့စိတ်နော်ဒကမမြင်တော့ဒကမသိတဲ့စိတ်ချောတာမြင်ချောတာသိတဲ့စိတ်လှတာမြင်လှတာသိတဲ့စိတ်ရှည်တာမြင်ရှည်တာသိတဲ့စိတ်ဒိုတာမြင်တော့ဒိုတာသိတဲ့စိတ်အဲ့ဒီစိတ်တွေဖြစ်မနေဘူးလား ဖြစ်နေပါလေ မျက်စိပေါက်ကနေပြီးတော့စိတ်တစ်ခဏလေးနဲ့နေပြီးတော့အကုသိုလ်စိတ်နေရာကိုမဲ့ကုသိုလ်စိတ်ကတစ်ချိန်နဲ့ဝေဒနာခန္ဓာကနေရာဝင်ယူလိုက်တယ်ကရှိသေးလားအဲ့ဒီစိတ် မရှိတော့ပါဘူးဗျာ အဲ့ဒါမက်ကတစ်ချိန်နဲ့ကြာတစ်ချိန်နဲ့ကြာလိုက်တာအတိတ်အတာကပြစ္ဆုတ်ပံကာလာသုံးပါရှိတဲ့နဲ့ကပြစ္ဆုတ်ပံတဲ့တယ်လေဝေဒနာတစ်လုံးနဲ့တင်းနေတော့တခါကြီးအတိတ်နာကရှိသေးလား မရှိတော့ပါဘူးဗျာ နော်ပြစ္ဆုတ်ပံလည်းအမှားမြင်သေးလား မမြင်တော့ပါဘူးဗျာ အကုသိုလ်စိတ်တွေအပယ်လေးပါကြာမဲ့မိစ္ဆာဒိဋ္ဌိအတိနေရာကိုတမာအတိကနေရာဝင်ယူလိုက်တာ မှန်ပါဗျာ အဲ့ဒါမဲ့စိတ်ခေါ်တယ် မှန်ပါ မဲ့ဆိုတာမေ့မနေဘူး မှန်ပါ တချို့ကတော့တခါကြီးကဥပဇင်ခံရတယ်တခါကြီး မှန်ပါဗျာ ဘယ်လိုခံရလဲဆိုတော့မဲ့ဆိုတာကအခုပုံကိုယ်တွေကစာအတိုင်းယူထားတယ်မေ့နေတယ်ပြောတာကို မှန်ပါ မေ့နေလို့ရှိရင်တော့ကောင်းပါတယ် မှန်ပါ မက်ကြပြီးထားတော့ မှန်ပါဗျာ မက်ကြပြီးထားတော့မက်ကြပြီးတဲ့အချိန်ခါမှာမေ့နေပြီတခါကြီး မှန်ပါ ဒါအခုဒီထဲမှာယောဂီတွေများပါလိမ့်မယ် မှန်ပါ မက်ကြပြီးထားတော့နော် မှန်ပါ အာတခါတည်းကိုမက်တွေပါတယ်ဒိတ်ထံပြီးတော့မေ့နေပြီးထားတော့မေ့နေပြီးတခါတည်းကို2နာရီ3နာရီမေ့ပြီ မှန်ပါ မေ့ပြီးတဲ့အချိန်ခါမှာတတိယလာ မှန်ပါ တတိယလာတဲ့အချိန်ခါမှာစိတ်ဘယ်လိုပြောင်းတယ်လဲဆိုတဲ့ဥစ္စာကိုယ်စိတ်ကိုယ်စိတ် မှန်ပါ နော်အတိတ်ကမြင်နေတာကမိမမြင်မိမသိယောက်ျားမြင်ယောက်ျားသိခွေးမြင်ခွေးသိဝက်မြင်ဝက်သိ မှန်ပါ အခုတခါဒိတ်ထံပြီးတော့တခါတည်းကိုမေ့အောင်လုပ်လိုက် မှန်ပါ မေ့သွားပြီ မေ့ပါ မေ့သွားပြီဆိုတော့တခါမဲ့ဝင်ထားပြီထားတော့မေ့တယ်ဟာမဲ့လို့ထားတော့ မှန်ပါ မေ့သွားပြီတခါကြီးမေ့သွားတဲ့အချိန်ခါမှာတခါတည်းကိုတတိယလာတတိယလာတဲ့အချိန်ခါစိတ်ဘယ်လိုပြောင်းနေလဲဆိုကိုယ်စိတ်ကိုပြန်စစ် မှန်ပါ အတိတ်ကမိမမြင်မိမသိထားတဲ့စိတ်ဖြစ်နေတယ်နော် မှန်ပါဗျာ မေ့တော့မေ့ပြီးတဲ့ကပတိအတိတ်ကမြင်တယ်လို့ပဲမိမမြင်မိမသိပြီဆိုလို့ရှိရင်အဲ့ဒါများပြောင်းအဲ့ဒါမဲ့မဟုတ်ဘူး မဟုတ်ပါဘူးဗျာ နော် မှန်ပါ ဒီငကိုမိသားစိတ်ကြီး ငကိုတိုင်းပါပဲဗျာ မေ့နေတာကမောဟ မှန်ပါဗျာ နော်မောဟ မောဟပါဗျာ မိမမြင်တာလည်းမောဟ မောဟပါဗျာ ယောက်ျားမြင်တာလည်းမောဟ မောဟပါ ဒီမောဟစိတ်ပြောက်လို့လား မပြောက်ပါဘူးဗျာ အဲ့တော့မေ့ပါရဲ့မေ့ပြီးတော့ငကိုပိစတိတ်မိမမြင်ယောက်ျားမြင်ခွေးတန်ကြဝက်တန်ကြဘဲတန်ကြမွေးတယ်တင်းတယ်ဒီလိုသိနေသေးလို့ချင်းစိတ်မပြောင်းလို့ရှိရင်မဟုတ်ဘူးလို့တရားမှ မှန်ပါဗျာ မက်ဆေ့ဆိုတာပြောင်းနေတာ ပြောက် အခုပြောနေတဲ့ဥစ္စာချီတဲ့ဖွတ်ထိလာမထေကြီးဖွတ်ဖန်းကောင်းတာ မှန်ပါ မျက်စိဓွာရတစ်ခုကနေမနောဓွာရတစ်ခုကနေပြီးဖိုင်း မှန်ပါ နော်
မြင်လိုက်လာခြင်းတဲ့အပေါက်ကလာ မှန်ပါ နော်အစောက်ကထားမှာကို မှန်ပါ လာခြင်းတဲ့အပေါက်ကလာဝင်ခြင်းတဲ့အပေါက်ကဝင်လွတ်ထားတယ်တကားကြီးဖွင့်ထားတယ် မှန်ပါ ဖွင့်ပြီးတကားကြီး မှန်ပါ ဘာဖမ်းလိုက်တယ်တဲ့မြင်လိုက်တဲ့ချိန်ကလည်းဘာနဲ့ဖမ်းနေလဲဝေဒနာခန္ဓာဝေဒနာနဲ့ဖမ်းလိုက်တယ် မှန်ပါ နာအကြောင်းသားလိုက်တာ မှန်ပါ အကြောင်းသားလိုက်တော့အကျိုးတရားတွေမြင်တယ်ဆိုတဲ့အကျိုးတရားကြီးရှိသေးလား မရှိတော့ပါဘူးဗျာ ကြားတယ်ဆိုတဲ့အကျိုးတရား မရှိတော့ပါဘူး မျက်စိကမြင်လိုက်တဲ့ချိန်ကအော်ယုံယုံချင်းတိုက်ခိုက်လိုက်ပြီးမှဖတ်သားဖြစ်ပြီးသီလုံးနံတရားခံစားလိုက်တဲ့ခံစားမှုသဘောဝေဒနာ မှန်ပါ ဝေဒနာဆိုတော့မြင်တယ်ဆိုတဲ့ရက်တယ်မိမဆိုတာရက်တယ်လောဘဒေါသမောဟဆိုတဲ့ဒီစိတ်တွေချုပ်မကုန်ဘူးလား ထုတ်ကုန်ပါလေဗျာ မြင်တာလဲဝေဒနာ မှန်ပါ ကြားတာလဲဝေဒနာ မှန်ပါ နာတာလဲဝေဒနာစားတာလဲဝေဒနာထိတာလဲဝေဒနာသိတာလဲဝေဒနာယောတာလဲဝေဒနာပေါက်တာလဲဝေဒနာထိုင်တာလဲဝေဒနာအိတ်တာလဲဝေဒနာဝေဒနာကြီးပဲ မှန်ပါဗျာ တစ်လုံးနဲ့တစ်လုံးနဲ့ ဝေဒနာကြီးပါလေ ဝေဒနာတစ်လုံးနဲ့ဖြစ်မနေဘူး ဖြစ်နေပါလေဗျာ ပရိစ္ဆသမုပ္ပါရပ်မနေဘူးလား ရနေပါလေဗျာ ကဲပရိစ္ဆသမုပ္ပါရပ်နေပြီနော် မှန်ပါ ပရိစ္ဆသမုပ္ပါလွတ်မယ် မှန်ပါ ဝေဒနာသည်ဘုရားကနာလို့ဟောထားတယ် မှန်ပါဗျာ ဝေဒနာသည်နာ မှန်ပါ နာဤသဘောဟာဘာလို့တတ်တယ်သူသဘောကိုကြည့် မှန်ပါ နာဟာဘုရားကမြင်တာယူဘက်ခန္ဓာခံစားတာဝေဒနာခန္ဓာတင်ညာပေးတာတင်ညာခန္ဓာ မှန်ပါ ပြုပြင်စီရင်ပေးတာကသင်္ခါရခန္ဓာဝိညာဏကလေးကတော့ခံစားတယ်။အော်နံခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးပဲ မှန်ပါ ။မြင်တာဝေဒနာခန္ဓာခံစားမှုသဘောဝေဒနာပဲ။ဝေဒနာသည်နာမယ်။နာဤသဘောဘာလို့တတ်သူသဘောကိုကြည့် မှန်ပါ ။သူသဘောကြည့်လိုက်တဲ့ချိန်ကကြည့်လိုက်တဲ့ကဒုက္ခနဲ့ဒုက္ခခံစားတယ် မှန်ပါ ။အော်နာဟာဒုက္ခနဲ့ဒုက္ခခံစားပါနော် မှန်ပါ ။ဒုက္ခဆိုတာလည်းပြဉ္ညာပါလား မှန်ပါ ။ဒုက္ခဆိုတာလည်းပြဉ္ညာပါ မှ လား န်ပါ ။ရုပ်ဝေဒနာနဲ့ခံစားခြင်းသဘောတရားဝိညာဉ်စိတ်ကလေးဟာခံစားတတ်တဲ့သဘောတတ်တဲ့ကလေးပါလားဆိုတော့ဝိညာဉ်စိတ်ကလေးတွေ့ပါ မှန်ပါ ဓမ္မသဘောကြီး ဓမ္မသဘောကြီးနော် မှန်ပါ ခုနဝေဒနာရှိလွတ်ရှိသေးလား ရှိတော့ပါဘူးဗျာ ဒုက္ခဒုက္ခရှိသေးလား ရှိတော့ပါဘူးဗျာ ဒုက္ခဒုက္ခဒုက္ခရဲ့ဒုက္ခရဲ့သိနေတဲ့တင်ညာရှိသေးလား မရှိတော့ပါဘူး တင်ညာပယ်လိုက်ပြီ ပယ်လိုက်ပါပြီဗျာ ဝေဒနာတင်ညာပယ်လိုက်ပြီမဟုတ်လား မှန်ပါဗျာ ဝေဒနာတင်ညာလည်းမရှိတော့ မရှိတော့ပါဘူးဗျာ ဒုက္ခဆိုတဲ့တင်ညာရှိသေးလား မရှိတော့ပါဘူးဗျာ ဒုက္ခဆိုတဲ့တင်ညာရှိသေးလား ရှိတော့ပါဘူးဗျာ ဒုက္ခဆိုရင်ဒုက္ခဆိုလို့ရှင်ဒေါသဖြစ်တယ် မှန်ပါ ဒုက္ခဆိုရင်လောဘဖြစ်တယ် မှန်ပါဗျာ ဝေဒနာဆိုရင်ဝေဒနာတင်ညာရှိနေသေးတယ် မှန်ပါ ဝေဒနာတင်ညာလည်းလွတ်သွားပြီ လွတ်သွားပါပြီဗျာ ဒုက္ခဆိုတာတင်ညာလွတ်သွားပြီ မှန်ပါဗျာ ဒုက္ခဆိုတာလည်းတင်ညာလွတ်သွားပြီ လွတ်သွားပါပြီ ဘာရှိလဲပြစ္ဆုတ်ပံတဲ့တယ်လေဝိညာဉ်စိတ်ကလေးတစ်ခုတည်းရှိ မှန်ပါ မြင်တာလည်းခံစားတယ်ကြားတာလည်းခံစားတယ်နာနာလည်းခံစားတယ်စားလိုက်တယ်ရတာလည်းခံစားတယ်ဘာခံစားတာလဲရုပ်ဝေဒနာနဲ့ခံစားတာဒါပဲရှိတယ်နော်စားလိုက်တယ်ရတာလည်းခံစားတယ်ထိလိုက်တဲ့အတွေ့လည်းခံစားတယ်သိလိုက်တဲ့စိတ်ကလေးလည်းခံစားတယ်လှမ်းသွားပြန်လည်းခံစားတယ်ပေါက်ပြန်လည်းခံစားတယ်ရိုးပြန်တော့လည်းခံစားတယ်အိပ်ပြန်တော့လည်းခံစားတယ်ခံစားတတ်တဲ့သဘောသက်သက်ကလေးသာမြင်ညလက္ခဏာနာဣသာမြင်ညလက္ခဏာသာမြင်ညလက္ခဏာဆိုပြစ္ဆုတ်ပံခံစားတဲ့သဘောလေးကဘယ်လိုမြင်လို့လဲ ဘယ်သူမှမမြင်နိုင်ပါဘူး ဒီစိတ်ကလေးဖြစ်နေတယ်တဲ့သောတာပန်များဟာ မှန်ပါ နာဣသာမြင်ညလက္ခဏာပေါ်မှာတည်ပြီးနော်လက္ခဏာသာဗဇတ်ပြောစာတဲ့လက္ခဏာသာပြောနေတာအနိစ္စဒုက္ခအနတ္တဆိုတော့အဲ့တို့ဘုရားကဖြစ်ပျက်ဥသုံးရမယ်ဆိုဖြစ်ပျက်ရှိသေးလား မရှိတော့ပါဘူးဗျာ နာဣသာမြင်ညလက္ခဏာပြစ္ဆုတ်ပံတဲ့တယ်လေခံစားတတ်တဲ့သဘောသက်သက်ကလေးပဲရှိ မှန်ပါဗျာ သူကဘာလဲအကြောင်းအလျော်ဆိုတက်ခက်လေသူကခံစားတာပဲရှိတယ်လေဝိညာဉ်ကလေ မှန်ပါ ခံစားတယ်မြင်တာလည်းခံစားတယ်ကြားတာလည်းခံစားတယ်နာတာလည်းခံစားတယ်စားတာလည်းခံစားတယ်ထိတာလည်းခံစားတယ်သိတာလည်းခံစားတယ်ယောတာလည်းခံစားတယ်ပေါက်တာလည်းခံစားတယ်ဆိုတော့ဧကောဓမောတကူတည်းတီးမနေဘူးလား ကြီးနေပါလေဗျာ အဲ့ဒါကာလဝိမု ക്തി စိတ် မှန်ပါ အဲ့ဒါဖို့စိတ်ခေါ်တယ် မှန်ပါ ဝေဒနာကမက်စိတ်ခေါ်တယ် မှန်ပါဗျာ မက်စိတ်ဆိုတော့ဒကာကြီးမန္တလေးသွားမယ် မှန်ပါ မော်တော်ကားနဲ့သွားမယ်မန္တလေးသွားပြီဆိုလို့ရှိရင်ဒီကနေသွားလို့ရှိရင်ဘကိုးမရောက်ဘူးလား ရောက်ပါ ဘကိုးမရောက်ခင်ရွာတွေအများကြီးရှိတယ် မှန်ပါ အဲဘာရွာဆိုတော့သိမသွားရဘူးလား ပြီးသွားပါလေဗျာ ဘကိုးရောက်ပြီးဟိုဘက်ကြပြီဆိုရွာလေးတွေတွေ့မလားဖရာကြီးဖရာလေးကတုတ်ဒါတွေမသိဘူးလား ပြီးပါလေဗျာ သိသွားပြီနော်သိသွားပြီးတော့တခါတည်းတောင်ဦးရောက်သွားတယ် မှန်ပါဗျာ တောင်ဦးရောက်တာမသိဘူးလား ပြီးပါ တောင်ကနေပြီးတော့ဟိုဘက်မြို့တွေတခါတည်းရမဲစင်းတို့ပြင်မနာတို့မသိဘူးလား ပြီးပါလေ နောက်ပြီးမန္တလေးဖရာမရောက်ဘူးလား ရောက်ပါလေဗျာ မန္တလေးဖရာကျတော့ကိုသွားခြင်းနဲ့လမ်းဆုံးမနေဘူးလား သုံးနေပါလေဗျာ ဖော်တိလာမထေကြီးဖော်ဖန်းကောင်းတော့တခါကြီးမြင်လိုက်တဲ့အချိန်ကလည်းဝေဒနာနဲ့ဖမ်းလိုက်တာဝေဒနာမိသွားပြီ မှန်ပါ နာဣသာမြညာလက္ခဏာခံစားတတ်တဲ့သဘောလေးတီးသွားပြီနော်ခံစားတတ်တဲ့သဘောလေးတီးသွားတော့တခါကြီးခုနတုန်းက
သုတ်တန်ဆရာတော်ဟောသွားတယ်မဟုတ်လား မှန်ပါ ဂုံဘာဂုံဖြစ်နေပလဲပရမတ္ထသံဃာများသီလဂုံ မှန်ပါသမာဓိဂုံပညာဂုံဂုံမျက်စိကလည်းဂုံနေရနေပြီ မှန်ပါ ဒီဂုံနေဘယ်လိုမြင်တယ်လဲပုရုဇဉ်ကရုပ်ကိုမြင်တယ် မှန်ပါဗျာ ပုရုဇဉ်ကဘယ်ရုပ်မြင်တယ်လဲတဲ့ရုပ်မြင်တယ်ဆိုထိုင်းနေတာကြီးမြင်တယ် မှန်ပါဗျာ သူများလို့သင်္ကန်းဝတ်ထားတာမြင်တယ် မှန်ပါဗျာ ဂုံကိုမြင်နိုင်ဖို့ကလည်းအနံခဲရင်တယ် ခဲရင်လာပါဗျာ စောင့်ကြည့်ကြည့်ပြီးစာတတ်လို့ဂုံမြင်ပါမလား မမြင်နိုင်ပါဘူးဗျာ ဝေးပါသေး မှန်ပါဗျာ စိတ်မှမသိပဲနဲ့ မှန်ပါ နော်ဂုံဆိုတာဘယ်လိုလဲမျက်စိကလည်းသောတာပန်သီလဂုံရဲ့သမာဓိဂုံရဲ့ပညာဂုံရဲ့ မှန်ပါ နော်သီလဂုံသမာဓိဂုံပညာဂုံမျက်စိပေါက်ကလည်းယာကဒေါသမောဟအမြင်မှန်အသိမှန်အယူမှန်ဖြစ်နေတော့သီလလုံမနေဘူးလား လုံးနေပါလေဗျာ မျက်စိပေါက်ကအိမ်မျက်စိအိန္ဒြိယသံဝရသီလမလုံဘူးလား လုံးပါလေဗျာ သမာဓိဆိုတာကတည်ကြည်မနေဘူးလား ကြီးနေပါလေဗျာ ဧကဂရာစိတ်ဆိုတာနာဣသာမြညာလက္ခဏာခံစားတတ်တဲ့သဘောသက်သက်ကလေးဖြစ်မနေဘူးလား ကြီးနေပါလေဗျာ ဒီစိတ်ကလေးတစ်ခုတည်းရှိတယ်ပြောင်းနေသလား မှန်ပါဗျာ အဓိသီလ မှန်ပါ အဓိစိတ်တာ မှန်ပါ အဓိပညာ မှန်ပါ သီမျက်စိပေါက်ကလည်းအဓိသီလကသီလကော မှန်ပါ အဓိစိတ်တာကနာဣသာမြညာလက္ခဏာလေးဘယ်မှာမပြောင်းမလွယ်ပဲနဲ့တစ်ခုတည်းတီးနေတာဧကဂရာစိတ်ကလေး မှန်ပါ နာဣသာမြညာလက္ခဏာပေါ်မှာပီတိဒုက္ခဧကဂရာတီးတယ် မှန်ပါဗျာ တီးတော့အထုတလည်းလှုပ်ထင်းရအောင်ပါလား မလိုပါဘူးဗျာ ဩဃာတာရှင်မသိလားဒီခါနေရအောင်ပါ မလိုပါဘူးဗျာ နော်အထုတလည်းလှုပ်နေရအောင်ပါ မလိုပါဘူးဗျာ ဟိုကလောကီသီလ မှန်ပါ ဒါကလောကုတ်တရားနေကနေပြီးမဲ့ကုသိုလ်သီလ မှန်ပါ မဲ့သီလ မှန်ပါ အထူးတလည်းလှုပ်ပြီးတော့မျက်စိပေါက်ကနေပြီးသီလထင်းရအောင်ပါလား ထိုင်ဖို့မလိုပါဘူးဗျာ နော်အတ္တနဲ့ထင်းရအောင်ပါလား မလိုပါဘူး တကားကြီးဖွင့်ထားတော့ မှန်ပါ တကားကြီးဖွင့်ပြီးပြီ ဖွင့်ပြပါ အဆောင်ထားလိုက်ပြီ မှန်ပါဗျာ သမာဝါယမသမာတတိသမာသမာဓိ မှန်ပါဗျာ ပဒင်းငါရဲ့စတင်းငါရဲ့6လုံးမျိုးရဲ့ မှန်ပါဗျာ ဘိုလ်ကြီးငါဘို့လက်ကင်ထားလိုက်ပြီ မှန်ပါဗျာ သရာယဝရိယရဲ့တတိယသမာဓိရဲ့ပညာဘိုလ်ကြီးငါဘို့ မှန်ပါဗျာ မျက်စိပေါက်ကနေပြီးသဘုံတွေဓမြတွေသခိုးတွေဝင်သေးလား မဝင်တော့ပါဘူးဗျာ လောဘကဲ့သဘုံ မှန်ပါ ဒေါသရဲ့ဓမြ မှန်ပါ မောဟရဲ့သခိုး မှန်ပါ အဲ့ဒီသဘုံရဲ့ဓမြရဲ့သခိုးရဲ့ဝင်သေးလား မဝင်နိုင်တော့ပါဘူး ဒီကလက်နဲ့ကောင်းကောင်းစောင့်နေတာ မှန်ပါဗျာ ဘိုလ်ကြီးငါးဘုံကစောင့်ပြီးတခါတည်းသမာဝါယမလက်နဲ့ မှန်ပါ သမာတတိလက်နဲ့ မှန်ပါ သမာသမာဓိလက်နဲ့ပဒင်းငန်းရဲ့6လုံးမျိုးရဲ့7တင်းငန်းရဲ့နဲ့စောင့် မှန်ပါ ဘိုလ်ကြီးငါးဘုံကစောင့် မှန်ပါ အဲ့တော့မျက်စိပေါက်ကမြင်လိုက်တဲ့အချိန်ကအဝေးလက်နဲ့အဝေးမြင်လိုက်အဝေးလက်နဲ့ပြိတ် မှန်ပါ ခွလိခွလာအလေအလတ်ဆိုရင်7တင်းငန်းနဲ့ဆွဲ မှန်ပါဗျာ အနာကရဲ့6လုံးမျိုးနဲ့တီးလိုက်တာပဲ မှန်ပါဗျာ အဲ့ဒီလိုဆိုတော့အဆောင်ထားလိုက်တော့တကားကြီးရန်ကုန်မြို့ကြီးတကားဖွင့်ထား မှန်ပါ မြင်ခြင်းသလိုမြင် မှန်ပါ မြင်တဲ့အပေါ်မှာကိလေသာဒိဋ္ဌိသေးရမယ် ပေးရပါမယ်ဗျာ ကြားလိုက်တဲ့အပေါ်မှာဖွင့်ထားမယ်တကား မှန်ပါ ကြားတဲ့အသံပေါ်မှာဒိဋ္ဌိသေးရမယ် မှန်ပါ နှာခေါင်းဖွင့်ထား မှန်ပါဗျာ နှာခေါင်းဖွင့်ထားလဲနာနဲ့အပေါ်မှာအနတ်ပေါ်မှာဒိဋ္ဌိသေးရမယ် မှန်ပါဗျာ ကိလေသာမဖြစ်ရအောင် မဖြစ်အောင် စားလိုက်တဲ့ရတာပေါ်မှာဒိဋ္ဌိသေးရမယ် မှန်ပါ ထီးလိုက်တဲ့အတွေးပေါ်မှာဒိဋ္ဌိသေးရမယ် မှန်ပါ သိလိုက်တဲ့စိတ်ကလေးပေါ်မှာဒိဋ္ဌိသေးရမယ်လှမ်းတဲ့ပေါ်မှာဒိဋ္ဌိသေးရမယ်အဲ့ဒီလိုတကားကြီးကိုဖွင့်ထားလို့ရှိရင်ဒီကလက်နဲ့ကောင်းနဲ့ထားတာသူကဲသဘုံတွေဓမြတွေသခိုးတွေဝင်သေးလား မဝင်နိုင်ပါဘူးဗျာ မျက်စိပေါက်ကနေပြီးလောဘကဲ့သဘုံဒေါသရဲ့ဓမြမောဟရဲ့သခိုးနားတဲ့အသားနဲ့ကြားလိုက်တဲ့အချိန်ကလောဘကဲ့သဘုံဒေါသရဲ့ဓမြမောဟရဲ့သခိုးနှာခေါင်းနဲ့အနံ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအနံ့ပေါ်မှာလောဘကဲ့သဘုံဒေါသရဲ့ဓမြမောဟရဲ့သခိုးလျှာနဲ့ရတာနဲ့စားလိုက်တဲ့ရတာရုပ်ပေါ်မှာလောဘကဲ့ဓမြလောဘကဲ့သဘုံဒေါသရဲ့ဓမြမောဟရဲ့သခိုးကိုယ်နဲ့အတွေးနဲ့ထိမှန်လိုက်တဲ့အတွေးပေါ်မှာ မှန်ပါဗျာ လောဘကဲ့သဘုံဒေါသရဲ့ဓမြမောဟရဲ့သခိုးမနှောတဲ့ဓမ္မနဲ့ပေါင်းဆောင်လိုက်ဓမ္မရုပ်ပေါ်မှာလောဘရဲ့သဘုံဒေါသရဲ့ဓမြမောဟရဲ့သခိုးဝင်နိုင်သေးလား မဝင်နိုင်ပါဘူးဗျာ တကားအဆောက်ထားတယ်လက်နဲ့ကောင်းတဲ့ဆိုင် မှန်ပါ မြင်လိုက်တဲ့ချိန်ကလည်းမြင်လိုက်တဲ့နာဤသာမြင်ညာလက္ခဏာခံစားတဲ့သဘော မှန်ပါ ခံစားတဲ့သဘောလေးပေါ်မှာတီးနေတာ မှန်ပါ မြင်တာလည်းခံစားတယ်ကြားတာလည်းခံစားတယ်နာနာလည်းခံစားတယ်စားတာလည်းခံစားတယ်ထိတာလည်းခံစားတယ်သိတာလည်းခံစားမြင်တော့မြင်နေတာပဲ မှန်ပါ မြင်တာပဲသူများအမြင်မျိုးမဟုတ်ဘူး မှန်ပါ မေ့နေတဲ့တရားမျိုးမဟုတ်ဘူး မှန်ပါ အကုသိုလ်ဖြစ်နေတဲ့စိတ်တွေကိုမဲ့ကုသိုလ်စိတ်ကနေရာဝင်ယူလိုက်တာ မှန်ပါ မေ့နေတယ်ဆိုလို့မောဟ မောဟပါဗျာ မေ့နေတာတွေကပေါ်လို့ပါမေ့နေအဲ့လိုစိတ်ကလေးပြောင်းမလား ကြောက်ပါဘ
မေ့နေတဲ့အချိန်ကမျက်စိနဲ့မြင်လိုက်တဲ့ဝေဒနာလို့တီးပလား နော်ဖို့စိတ်ဖြစ်နေဗလားသောတာပန်ဖို့စိတ်ဖြစ်နေဗလားမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကနာဤသာမြင်ညာလက္ခဏာခံစားတဲ့သဘောကြားလိုက်တဲ့အသံလည်းခံစားတယ်နာလည်းခံစားတယ်စားလိုက်တဲ့ຢာသားလည်းခံစားတယ်ထိလိုက်တဲ့အတွေ့လည်းခံစားတယ်သိလိုက်တဲ့အသီးလည်းခံစားတယ်တကား6ပေါက်မျက်စိကအိန္ဒြိယသံဝရသီလမလုံးဘူးလား လုံးနေပါလေဗျာ နားပေါက်ကရော လုံးနေပါလေဗျာ နှာခေါင်းကရော လုံးနေပါလေဗျာ လျှာကရော လုံးနေပါလေဗျာ ကိုယ်ကရော လုံးနေပါလေဗျာ မနှောကရော လုံးနေပါလေဗျာ အိန္ဒြိယသံဝရသီလလုံတယ်ဆိုတာအဲ့ဒါနိဗ္ဗိန္ဒဘာဂိယသီလအဋ္ဌိသီလခေါ်မနေ့၅ပါးညာ၅ပါးအော်ဟုတ်ခေါ်နေတာဓမ္မရာသီလခေါ်တယ် မှန်ပါ အဲ့ဒါကံသီလဆိုတာအပယ်လေးပါလွတ်မလာတဲ့ဝေးပါသေးတယ် မလွတ်ပါဘူး ဘယ်တော့မှမလွတ်တဲ့သီလကံပေါ်တဲ့အချိန်ကအကျိုးပေးမယ်နိစ္စခိတဝါရိတဝိသုကကြောင်းသွားပြီးသံဃာတော်အရှင်များရှိရွလိုက်တဲ့ဥစ္စာကအဲ့ဒါကဓမ္မရာသီလ မှန်ပါ အဲ့ဒီသီလကအတ္တနဲ့စောင့်ထိန်တဲ့သီလ မှန်ပါ ဒါကအတ္တမဟုတ်ဘူးအနတ္တသီလ မှန်ပါဗျာ သဘာဝကြီးဖြစ်ပြီးတော့လုံခြုံနေတဲ့သီလ မှန်ပါဗျာ အဋ္ဌိသီလအဋ္ဌိစိတ်ဓာတ်အဋ္ဌိပညာ မှန်ပါ အဋ္ဌိသီလဆိုတာအိန္ဒြိယသံဝရသီလမျက်စိပေါက်ကအထူးတလဲလှုပ်ပြီးတော့ဒီမဲ့အတ္တနဲ့ထိတ်ပြီးတော့နိစ္စဂိတလှုပ်ရတဲ့သီလမျိုးမဟုတ်ဘူး မှန်ပါ မျက်စိပေါက်ကနေပြီးနာဣသာမြင်ညလက္ခဏာလေးတီးနေလို့လုံမိသားသီလ မှန်ပါဗျာ ပညာတဲ့ မှန်ပါ ဘယ်တော့မှငါအပယ်လေးပါဘယ်တော့မှမကြဘူးသောတာပတ္တိမက်ကိစ္စငါပြီးပြီလို့ဒီလိုသိတာ မှန်ပါဗျာ ဒီလိုသိတဲ့ဥစ္စာဘယ်လိုသိလဲ လူကမသိနိုင်ပါဘူး စောင့်တဲ့ဖတ်ကြည့်တဲ့ပုဂ္ဂိုလ်သိပါမလား မသိနိုင်ပါဘူးဗျာ နာဣသာမြင်ညလက္ခဏာစိတ်ကလေးပေါ်မှာတီးနေတဲ့ပုဂ္ဂိုလ်စိတ်ကလေးတော့မြင်တာလည်းခံစားကြားတာလည်းခံစားဒီလိုစိတ်ကလေးဖြစ်နေတဲ့ပုဂ္ဂိုလ်ကိုပိဋကသုံးပုံဘယ်ပြန်ပြန်လှန်တဲ့ပုဂ္ဂိုလ်ကဒီစိတ်သိလို့လား မသိနိုင်ပါဘူးဗျာ နော်ဒီစိတ်မသိဘဲနဲ့တချို့ကတော့ဗျာပေတံနဲ့ထောက် မှန်ပါ ပေတံကလည်းပိုးတွေစားနေတဲ့ပေတံကြီး မှန်ပါ ပေတံလည်းမမိ မှန်ပါ ဒီစိတ်မျိုးဖြစ်နေတာအရိယစိတ်ခေါ်တယ် မှန်ပါ ဒီစိတ်မျိုးသိတဲ့ဥစ္စာကစိတ်ချင်းသိတာ မှန်ပါ စိတ်စစ်တဲ့လူချင်းမှသိတာ မှန်ပါ စိတ်စစ်တဲ့လူမဟုတ်ရင်သိပါ့မလား မသိနိုင်ပါဘူးဗျာ ကဲဒါပြန်ဝိညာဉ်စိတ်ကလေးတခါကြီးသောတာပန်ဟာပရင်းကစတင်းက6လုံးမျိုးနဲ့သဘုံတွေဓမြတွေသခိုးတွေမဝင်တော့ဘူး မှန်ပါ တခါကြီးအဆောင်ထားလိုက်ပြီတခါကြီးမျက်စိကဖွင့်ထားတော့တခါကြီးမြင်သလိုမြင်တခါဖွင့်လိုက်ပြီ ဟုတ်ပါပါ ပိတ်ဖို့လိုသေးလား မလို့ပါဘူး ရန်ကုန်မြို့ကြီးလည်းအဲ့ဒီတခါဖွင့်ထားဖို့ကောင်းပြီ မှန်ပါ နော်တခါဖွင့်ထားဖို့ကောင်းပြီ ကောင်းပါပြီ အဲပိတ်လို့လည်းလုံလို့လား မလို့ပါဘူးဗျာ အဲပုရုษင်များကတော့ပိတ်လို့လည်းမလုံဘူးတခါကြီး မလို့ပါဘူးဗျာ ဥပဇင်အတိတ်ကလာတော့ပိတ်ကြည့်တယ်မရဘူးတခါကြီး မရပါဘူး မျက်စိနဲ့မြင်လိုက်တဲ့ကဗဒိတ်ကလွတ်နေတာကို မှန်ပါ ဖွတ်တိလမထေကြီးဗဒိတ်မမိဘူးတခါကြီး မှန်ပါ ဗဒိတ်ကထွက်ကြဥပဇင်နဲ့အတိတ်ကလာတော့46နဲ့လို့ဗဒိတ်မမိ မှန်ပါ ဘာကြောင့်လဲမျက်စိတော့မိတ်ထားပါရဲ့တခါကြီး မှန်ပါ မိတ်ထားပြီတဲ့တခါကြီးမနှောထွာတာကနေပြီးတော့ဒကမကချောတာလေးအဲ့ဒီကမပြောက်ဘူးမပြောက်တော့ မှန်ပါဗျာ ဗဒိတ်လွတ်တယ် ပရိတ်လွတ်နေတာဗဒိတ်လွတ်နေတာနော်ဗဒိတ်ဖားလို့မရဘူး မရပါဘူး အဲမိတ်တော့ထားတာပဲမိတ်ထားလို့ရလား မရပါဘူး နော်မရဘူးတခါကြီးအဲနာကြီးပိတ်ထားလို့လည်းရမလား မရပါဘူး မရဘူးမရပြီတဲ့ဒီအတန်လေးကိုကြားကျင်တဲ့ဟိုစားလို့ဖြစ်နေတာပဲတခါကြီး မှန်ပါဗျာ အဲ့ဒီဟာလေးနှစ်သက်နေတာ သိတဲ့နေတာ အဲ့ဒီတော့ပိတ်ထားလို့လည်းမရဘူးတခါ မ ကြီး ရပါဘူး အဲ့ဒီတော့ရန်ကုန်မြို့ကြီးတကားဖွင့် မှန်ပါ ဖွင့်ရင်တိုင်းဖွင့်ထားတော့ မှန်ပါ မျက်စိတကားဖွင့်လိုက်နားတကားဖွင့်လိုက်နှာခေါင်းတကားဖွင့်လိုက် မှန်ပါ လျှာတကားဖွင့်လိုက်ကိုယ်တကားဖွင့်လိုက်မနှောတကားဖွင့်လိုက်မြင်တယ်လည်းမရှိသေးလားကြားတယ်လည်းရှိသေးလားနားတယ်လို့ရှိသေးလားစားတယ်လို့ရှိသေးလားထိတယ်လို့ရှိသေးလားသိတယ်လို့ရှိသေးလားယိုတယ်လို့ရှိသေးလားပေါက်တယ်လို့ရှိသေးလားပူတယ်လို့ရှိသေးလားအေးတယ်လို့ရှိသေးလားဆင်းရဲတယ်လို့ရှိသေးလားချမ်းသာတယ်လို့ရှိသေးလားလှုပ်တယ်လို့ရှိသေးလားရားတယ်လို့ရှိသေးလားလှုပ်ရွလို့ရှိသေးလားမရှိတော့ဘူး မှန်ပါ အဲ့တော့နာဣသာမြင်ညလက္ခဏာခံစားတတ်တဲ့သဘောတတ်တဲ့ကလေးအဲ့ဒါဖို့စိတ်ပဲဝိညာဉ်စိတ်ကလေးအဲ့ဒါဓမ္မတတ်တဲ့မျက်စိကလည်းမြင်လိုက်တယ်ဓမ္မဝိညာဉ်စိတ်ကလေးနော်ကြောက်သိမောပြောသလိုပေါ့ မှန်ပါ စိတ်တိုင်းထားလို့အဲ့ဒါမှစိတ်တိုင်းထားလို့ရတာမိမမြင်မိမသိနေတဲ့ပုံကိုယ်နဲ့စိတ်တိုင်းထားပြောနေသေးတယ်ဗျာ မရပါဘူး ရပါလားကမိမမြင်လို့မိမသိနေပြီအဲ့ဒါထားလို့ရတော့ဝိညာဉ်စိတ်ကလေးတိုင်းထားလို့ရ မရပါဘူးဗျာ နားနဲ့အသာနဲ့ကြားလိုက်တဲ့ခွေးတန်ကြားတော့ခွေးတန်သိလိုက်ပြီစိတ်တိုင်းထားလို့ရ မရပါဘူးဗျာ နှာခေါင်းနဲ့အနားနဲ့ထိမှမွှေးတာလေးနာတော့မွှေးတယ်လို့သိလိုက်ပြီစိတ်တိုင်းထားလို့ရ မရပါဘူး အဲကြောက်သိမောစတော်ကြီးပြောတာမှန်တယ် မှန်ပါ စိတ်တိုင်းထားလိုက်ပါကွာတဲ့ပြီးပါလေတဲ့ မှန်ပါ အဲသောတာပန်စိတ်တိုင်းထားလိုက်တယ်မျက်စိနဲ့မြင်လိုက်တဲ့ခံစားတယ် မှန်ပါ အဲ့ဒါဝိညာဉ်စိတ်ကလေးတိုင်းထားလိုက်တာ မှန်ပါ နားနဲ့အသာနဲ့ကြားလိုက်တော့ဝိညာဉ်စိတ်ကခံစားတယ် မှန်ပါ နှာခေါင်းနဲ့အနားနဲ့ထိမှလည်းခံစားတယ် မှန်ပါ
တရားနဲ့ရတာနဲ့စားတယ်ခံစားတယ်ကိုယ်နဲ့အတွင်းနဲ့ထိမှလည်းခံစားတယ်မနှောနဲ့ဓမ္မနဲ့ပေါင်းခံစားတယ်အဲ့ဒါဝိညာဉ်စိတ်တက်တယ်အဲ့ဒါစိတ်လိမ့်ထားတယ်အဲ့ဒါမှတော့အဲ့တော့တကားကြီးဘေးရှိသေးလား ရှိပါဘူး သဘုံနေဓမြတွေသခိုးတွေဝင်သေးလား မဝင်ပါဘူး အဲ့ဒါသောတာပန်နော်အဲ့ဒီလိုရှိလို့ရှိရင်တကားကြီးဖွင့်ထားတော့တကားကြီး မှန်ပါ ပရိမိသွားပြီ ညှိသွားပါ သွားခြင်းသလိုသွားတော့တကားကြီးရန်သူလာနိုင်သေးလား မလာနိုင်ပါဘူး သဘုံဓမြသခိုးမဝင်နိုင်တော့ မ ဘူး ဝင်ပါဘူးဗျာ တကားလည်းတကားကြီးဖွင့်ထားလိုက်တယ် မှန်ပါဗျာ အဆောင်ထားတယ် မှန်ပါ ဘိုလ်ကြီး၅ဘုံနဲ့အဆောင်ထားလိုက်တယ် မှန်ပါ နော်တရားဘုံဝရိယဘုံတတိဘုံသမာဓိဘုံပညာဘုံလက်နဲ့ကသမာဝါယမသမာတတိသမာသမာဓိ မှန်ပါ လက်နဲ့ကသုံးလက် မှန်ပါ ဘိုလ်ကြီး၅ဘုံကတရားဝရိယတတိသမာဓိပညာဘုံက မှန်ပါ အဲဒါကြောင့်မလို့သောတာပန်ဟာနာမ်ဖြစ်ပြက်ရှေ့နာမ်ဖြစ်ပြက်ဆုံးသွားတော့ရှေ့တိုးเสียရှိသေးတယ်ဝိညာဉ်စိတ်ကလေးတစ်ခုတည်း မှန်ပါ ဝိညာဉ်စိတ်ကလေးတစ်ခုတည်းကနေပြီးတော့ကဲတကားကြီးစိတ်ကလေးကဂပတိစိတ်ကလေးဟာလောဘဒေါသမောဟမရှိလို့ရှိရင်အနံ့ကြည်လင်တောက်ပတ်တဲ့စိတ်ကလေး မှန်ပါဗျာ အနံ့ကြည်လင်တောက်ပတ်တဲ့စိတ်ကလေးဟာတကားကြီးတို့ဥပဇင်းတို့ဟာဒီစိတ်ကလေးကမပြုတ်ပြင်လို့တကားကြီး မှန်ပါ မပြုတ်ပြင်ဘူးဒီတိုက်လွတ်ထားတယ်ဗဒိတ်မဖားဘူး မဖမ်းပါဘူး ဗဒိတ်မရှိတော့သွားခြင်းလို့သွားဆိုတော့လောဘဒေါသမောဟဆိုတော့လောဘကအမိုက်မောင်ဒေါသရဲ့အမိုက်မောင်မောဟရဲ့အမိုက်မောင်မာနရဲ့အမိုက်မောင်ကာကွယ်နဲ့တိမ်သလာတွေဖုံးတော့ဇုံလုံးကား မှန်ပါဗျာ အဲ့ဒါတဲ့တိမ်နေတကားကြီး မှန်ပါ အဲ့ဒီတိမ်တွေကိုခွာပြရ မှန်ပါဖမ်း လောဘတိမ်ဒေါသတိမ်မောဟတိမ်မာနတိမ် မှန်ပါ တိမ်သလာကို၄ခုကိုဝိပဿနာပညာသံလျက်ဓာတ်နဲ့အဲ့ဒါခွာပြရ မှန်ပါ အခုတော့မခွာကြဘူးတခါကြီးဒီတိုင်းနေတယ်တိမ်သလာတွေဖုံးရောဇုံလုံးကန်းရောကြောက်ဖူးထွက်ရော မှန်ပါ နော်အဲ့တော့တိမ်သလာခွာဖို့အချိန်ကျ ရပါပြီဗျာ ဝိညာဉ်စိတ်ကလေးတစ်ခုတည်းဖြစ်နေပြီဆိုလို့ရှိရင်လောဘဒေါသမောဟကင်းကွာသွားပြီဆိုလို့ရှိရင်ဒီစိတ်ကလေးကအနံ့ကြီးတာတခါကြီး မှန်ပါဗျာ ကြီးလာပြီဆိုလို့ရှိရင်တခါကြီးတလောကလုံးအကုန်မြင်တာ မှန်ပါ ဝိညာဉ်စိတ်ကလေးကို မှန်ပါ အနန္တရှင်းစင်ကြယ်တဲ့စိတ်ကလေး မှန်ပါ အမြင်စင်ကြယ်နေပြီ မှန်ပါ အမြင်စင်ကြယ်တော့စိတ်ကလေးရတယ်စင်ကြယ်တယ် မှန်ပါ အဲ့ဒါစိတ်ကလေးဟာအနစင်ကြယ်တော့စိတ်အကြည်ဓာတ်ကြီးထွက်လာမနောဒွါရကစိတ်အကြည်ဓာတ်ကြီးထွက်လာတလောကလုံးမြင်တော့တာ မြင်ပါ အာကာသကောင်းငင်ကြည့်လိုက်တဲ့ဒိုးယုံကြီး မှန်ပါ ပထဝီမြေကြီးဖောက်ကြည့်လိုက်တဲ့ဟောအောက်ဒိုးယုံကြီး မှန်ပါ ဒီစัจ java လာကဟိုဆက်ဝက်ကြောက်စัจ java လာကြည့်လိုက်တဲ့ဒိုးယုံကြီး မှန်ပါ စိတ်တကောကငါကြည့်ကျင်တယ်ဆိုတော့ဒီစိတ်ကလေးပြစ်လိုက်တယ်ဆိုတော့ကစိတ်နဲ့ကြည့်လိုက်တာဒိုးယုံကြီး မှန်ပါ အကုန်မြင်ရတယ်လုံရင်ရမလုံဖဲနဲ့တော့ဒီမှာစောက်တဲ့ဖတ်ပြီးတော့ပြောလို့ကတော့မရဘူး မရနိုင်ပါဘူးဗျာ လုံကြည့်ပါဖခင်ကလည်းလုံကြည့်လို့ခိုင်းတယ် မှန်ပါ ငါတို့လုံကြည့်တယ်ငါတို့တွေးလိုက်တယ် မှန်ပါ ငါပြောတာလည်းမယုံနဲ့အောင်နဲ့ မှန်ပါ လုံကြည့်ရင်သင်္ကြန်ကုန်လက်ညှိုးတမလွန်လောကောက်လက်ညှိုးမထိုးဘူးဖခင်အခုလာလဲပါလုံလဲပါထိုင်ကြပါလို့ဖခင်ခိုင်းတာ မှန်ပါ မလုံဖဲနဲ့စောက်ကြည့်ကြည့်ပြီးတော့သိတယ်လို့များတော့မထင်နဲ့ မှန်ပါ မသိပါဘူး မသိနိုင်ပါဘူး အခုပုံပေါ်တွေဖွတ်ထိလာတော့သိပါဦးမလား မသိနိုင်ပါဘူးဗျာ ဖွတ်ထိလာတောင်မှဖခင်ကတုတ်ဆလို့ခေါ်တယ် မှန်ပါဗျာ ဖွတ်ထိလာတော့မသိပါဘူးနော်ဖွတ်ထိလာကြီးပြိမမိ မှန်ပါ ပြိမမိလို့သန္တရာဖခင်ခွန်စုစာပုတ်ချနေလို့သန္တရာလဲရတာပေါ့ မှန်ပါ နော်ပြိမမိလို့ပေါ့ အဲ့မမီလို့ပါ ပြိမိတဲ့ပုဂ္ဂိုလ်တကကြီးသန္တရာလဲပါအောင်မလား မလဲတော့ပါဘူးဗျာ ပြိမမိလို့လဲတာ မှန်ပါ ပြိချောနေလို့ မှန်ပါ တန်ကြီးတွေတက်နေလို့ မှန်ပါ စီမထဲလို့ မှန်ပါဗျာ ပြိချောတော့သန္တရာလဲရော လဲပါ ပြိမိရင်သန္တရာလဲပါမလား မလဲပါဘူး ဖွတ်ထိလာမရေကြီးဖွတ်ထိလာမထေဖခင်ခွန်စုလဲတာကြည့်လေ မှန်ပါ ပြိမမိလို့ အဲ့မမီလို့ပါ ဒါကြောင့်မလို့အခုကပြိမိဖို့အချိန်ကြလား မှန်ပါ ပြိဖန်အဲ့ဒါကြောင့်စိတ်ကလေးဖန်လိုက်တော့စိတ်ကလေးကလောဘဒေါသမောဟဝိညာဉ်စိတ်ကလေးတက်တက်ကလေးပြည့်နေတော့တခါကြီးအကြည်တက်ကြီးထွက်လာ မှန်ပါဗျာ အကြည်တက်ကြီးထွက်လာတဲ့အချိန်ခါကျအကြည်တက်ကြီးကဒီမှာအနံ့ကြည်တာတခါကြီး မှန်ပါ အရိယသူတော်ကောင်းများတခါကြီးစိတ်အကြည်တက်ဆိုမျက်စိမှိတ်လိုက်တော့မိတ်တာကပြညတ်ပဲ မှန်ပါ မိတ်လိုက်တာနဲ့တခါကြီးကတခါတည်းစိတ်ကဒီမှာမြင်းနေတာတလောက မှန်ပါ သမာဓိရှိတဲ့ပုဂ္ဂိုလ်မြင်လိုက် မှန်ပါဗျာ မိတ်ထားပြီးတဲ့တလောကလုံးမြင်နေတာ မှန်ပါ နော်မြမ20ကြည့်ကြည့် မှန်ပါ အဝေစီကြည့်ကြည့် မှန်ပါ ဒီစัจ java လာကဟိုစัจ java လာကြည့် မှန်ပါ မြင်တယ် မြင်နေပါ မမြင်ဘူးများမထင်နဲ့မြင်တယ် မှန်ပါဗျာ အဲ့တော့ဒကမာကြီးတွေလုံးလည်းမြင်တယ် မှန်ပါဗျာ မမြင်တာကန်းလို့ မှန်ပါဗျာ သမာဓိမရှိလို့ မှန်ပါဗျာ တိမ်တလာတွေဖုံးလို့ မှန်ပါ ဘယ်တိမ်တလာလဲတဲ့လောဘကဲဒေါသရဲ့မောဟရဲ့မာနရဲ့ မှန်ပါ အဲ့ဒီတိမ်တလာတွေဖုံးတော့ဇုံလုံးကန်းတိမ်တလာတွေကတဖြည်းဖြည်းတက်လာတော့ကြောက်ဆူးတွေထွက်ဟောက်တော့ဖြစ်ကန်းတယ်ဒါကြောင့်မို့ မှန်ပါ
အဲ့ဒါကြောင့်မလို့တိန်သလားတွေခွာ မှန်ပါ ကြောက်ဆူးတွေခွာ မှန်ပါ အခုနောက်ပိတ်ဆုံးသားတယ်ဒါတွေခွာရမှာ မှန်ပါဗျာ ဒါတွေမခွာတဲ့ပုံကတော့တခါကြီးကိုကျွန်းနေမယ်လားမ ကိုကျွေးနေပါလေ စုံလုံးကားနေတာကိုမမြင်ရဘူးတခါကြီးကားနေတဲ့ပုံကိုသွားခြင်းလို့သွားတာပေါ့သွားခြင်းလို့သွားတော့တခါကြီးစူးမမြင်တော့တက်မနေဘူးလား တက်နေပါလေဗျာ ဂျိုင်ကြီးမတွေ့တော့ကြဘူးမကြဘူးလား ကြပါလေဗျာ အဲ့တော့မျက်စိကန်းတဲ့ပုံကဟာတခါကြီးစူးလဲစူးမယ် မှန်ပါ ဂျိုင်နဲ့လည်းကြမယ် ကြပါလေ ရေနဲ့လည်းမကြဘူးလား ကြပါလေဗျာ မီးပုံနဲ့လည်းမကြဘူးလား ကြပါလေဗျာ စူးနေလည်းမစူးဘူးလား စူးပါလေဗျာ ဘာကြောင့်စူးတာလဲတခါကြီး မှန်ပါမနေတော့ပါဗျာ မမြင်လို့အဲ့တော့မြင်ရင်စူးကိုရှောင်မသွားဘူးလား ရှောင်းသွားပါလေ မီးပုံကြီးတွေ့ရင်မီးပုံမရှောင်ဘူးလား ရှောင်းပါလေဗျာ ရေထဲကြမယ်ဆိုရေကန်ကြီးတွေ့ရင်ရေထဲကြမလို့မရှောင်ဘူးလား ရှောင်းပါလေ မြင်တဲ့ပုံကဘေးကိုရှောင်တယ် ရှောင်းပါလေဗျာ မမြင်တဲ့ပုံကတဲ့တယ်တိုးတယ် မှန်ပါ အဲ့ဒါကြောင့်မလို့အခုနောက်ပိတ်ဆုံးသာသနာမြင်အောင်လုပ်ကြပါလို့အတိပေးပါတယ်ဗျာ မှန်ပါ နော်အတိပေးပါတယ်အဲ့တော့ဒကာကြီးနာဖြစ်ပြက်တော့ဆုံးသွားပြီ ဆုံးပါပါ ဝိညာဉ်စိတ်ကလေးတတ်တက်ကလေးပဲဖြစ်တယ် မှန်ပါ နာဖြစ်ပြက်ဆိုတာအထင်ညာ မှန်ပါဗျာ ဘာပညာပယ်လိုက်တယ်ခေါ်သမုတ်တာတဲ့ပညာပယ်လိုက် မှန်ပါဗျာ မိမယောက်ျားခေါ်တဲ့သမုတ်တာ မှန်ပါ ခန္ဓာတွေကအစ္ဆဒတဏ္ဍာကတင်းတယ်တောင်းတယ်ထုံတယ်ကျင်းတယ်အောင့်တယ်ပူတယ်အေးတယ်လှုပ်တယ်ရွာတယ်ဆင်းရဲတယ်ချမ်းသာတယ် မှန်ပါ အဲ့ဒီခေါ်သမုတ်တဲ့ပညာမိစ္ဆာပညာကိုပယ်လိုက်တယ် မှန်ပါဗျာ ဘာပညာကြံလဲ မှန်ပါ တကယ်ရှိတဲ့ပြစ္ဆုတ်ပန္နာဣသာမြညာလက္ခဏာခံစားတဲ့သဘောသက်သက်ကလေး မှန်ပါ ဝိဇ္ဇာပညာကြံတယ် မှန်ပါ အဝိဇ္ဇာပညာပယ်လိုက် ပယ်လိုက်ပါ မရှိပညာပယ်တယ်ရှိပညာကြံတယ် မှန်ပါ ရှိပညာကလက္ခဏာခံစားတယ် မှန်ပါ ဒါရှိပညာမရှိပညာကမျက်စိနဲ့မြင်လိုက်တဲ့မိန်းမယောက်ျားခွေးကြောင်ကျွဲ့ရေမြေတော်တောင်းသမုတ်တရားချော်တယ်လှတယ်ဆိုတဲ့အဲ့ဒီပညာကမရှိပညာခေါ်ဝါသမုတ်ထားတဲ့မရှိပညာပယ်လိုက်တယ်ရှိပညာကြံတယ် မှန်ပါဗျာ နော်ရှိပညာမရှိပညာရှိပညာ မှန်ပါဗျာ ယောနိသောမနတိကာရအာယောနိသောမနတိကာရ မှန်ပါ အာယောနိသောမနတိကာရကမရှိပညာ ရှိပညာပါရှိပညာကယောနိသောမနတိကာရကနာဣတာမြင်ညလက္ခဏာပြစ္ဆုတ်ပံခံစားတာရှိပညာ မှန်ပါဗျာ ရှိပညာဖြစ်နေပြီတခါကြီးမရှိပညာပယ်လိုက်ပြီ ပယ်လိုက်ပါ အထုံးတလည်းလောက်ပြီးသမုဒိယပယ်ရအောင်မလားဒုက္ခသစ္စာသမုဒိယသစ္စာမေဃသစ္စာနိရောဓသစ္စာဆိုအောင်မလား မလို့ပါဘူးဗျာ မျက်စိဘောက်ကနေပြီးတော့တခါကြီးမေဃနိရောဓဖြစ်မနေဘူးလား ဖြစ်နေပါလေဗျာ နိရောဓဖြစ်မနေဘူးလား မှန်ပါဗျာ ပယ်တတ်ပြီးပြီ ပယ်သွားပြီးပါပြီ မဲ့ကိစ္စပြီးသွားပြီလို့မသိဘူးလားဝိညာဉ်စိတ်သက်သက်ကလေးဟာကိုတခါတော့နိရောဓဖြစ်မနေဘူးလား ဖြစ်နေပါလေ ပုရုဇဉ်များကတော့မြင်လိုက်တဲ့ချိန်ကမိမ့်မမြင်တော့ဒုက္ခသမုဒိယ မှန်ပါ ယောက်ျားမြင်ဒုက္ခသမုဒိယ မှန်ပါဗျာ ခွေးမြင်ရင်ဒုက္ခသမုဒိယဝက်မြင်ရင်ဒုက္ခသမုဒိယအရိယသူတော်ကောင်းများမြင်လိုက်တဲ့နာဣတာမြင်ညလက္ခဏာခံစားတဲ့သဘောလေးဒုက္ခသမုဒိဒုက္ခခတ်သိမ်းချုပ် ချုပ်နေပါလေ ချုပ်နေတော့ဗာလဲဝိညာဉ်စိတ်သက်သက်ကလေးခံစားတယ်ဆိုတော့နိရောဓ မှန်ပါဗျာ နော်နိရောဓဖြစ်နေ နေရတာဖြစ်နေပါလေ အဲ့ဒါဗာလဲတဲ့မျက်စိနဲ့မြင်လိုက်တဲ့ချိန်ကဓမ္မသက်သက်ကြီး မှန်ပါ ဝိညာဉ်စိတ်တစ်လုံးနဲ့ မှန်ပါ နော်ဘာနဲ့ဖြစ်ဖြစ်မျက်စိကမြင်လိုက်တဲ့အခါမြင်လိုက်တဲ့ချိန်ကသာပေသင်္ခါရဆိုတာအောက် မှန်ပါ သာပေဓမ္မအနတ္တ မှန်ပါ ဓမ္မဆိုတာဘာလဲဝိညာဉ်စိတ်ကလေးကသက်သက်ကလေး မှန်ပါဗျာ မျက်စိပေါက်ကလည်းမြင်လိုက်တဲ့ချိန်ကခံစားတဲ့သဘောဝိညာဉ်စိတ်ကဓမ္မ မှန်ပါ နားနဲ့အသာနဲ့ကြားလိုက်တဲ့ချိန်ကခံစားတဲ့သဘောဓမ္မ မှန်ပါ နှာခေါင်းနဲ့နားနဲ့ထိမှန်လိုက်တဲ့ချိန်ကခံစားတဲ့သဘောဓမ္မ မှန်ပါ လျှာနဲ့ရတာနဲ့စားလိုက်တဲ့ချိန်ကခံစားတာကဓမ္မ မှန်ပါ ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ချိန်ကခံစားတာဓမ္မ မှန်ပါ မနှောနဲ့ဓမ္မနဲ့ပေါက်ဆုံလိုက်တဲ့ချိန်ကခံစားတာဓမ္မ မှန်ပါ မျက်စိကနေပြီးတော့သာပေဓမ္မအနတ္တအနတ္တဆိုတာလဲသွားလို့တကား6ပေါက်လဲသွားတယ် မှန်ပါ မျက်စိကလဲတဲ့နားကလဲတဲ့နှာခေါင်းကလဲတဲ့ဓမ္မလဲသွားတာ မှန်ပါ လဲခြင်းသဘောတရားကအနတ္တ အနတ္တပါ ပြောင်းသွားတာကအနတ္တ မှန်ပါ ခံစားတဲ့သဘောတရားကဓမ္မ မှန်ပါ တကား6ပေါက်ကပြောင်းသွားတာကအနတ္တ မှန်ပါ ဒါကြောင့်မလို့သာပေဓမ္မအနတ္တ မှန်ပါ အောက်တရားတွေကသာပေသင်္ခါရအနိစ္စ မှန်ပါ သာပေသင်္ခါရဒုက္ခ မှန်ပါ သာပေသင်္ခါရအနတ္တ မှန်ပါ အခုဟာကသောတာပန်ပုဂ္ဂိုလ်သည်သဗ္ဗေဓမ္မအနတ္တ မှန်ပါဗျာ လက္ခဏာစိတ်ကလေး လက္ခဏာ အဲ့ဒါလေးတည်သွားတာ မှန်ပါ အဝိဇ္ဇာပညာပယ်လိုက်တယ်ဝိဇ္ဇာပညာကြံတယ် မှန်ပါဗျာ နော်ဝိဇ္ဇာပညာ မှန်ပါ အဲ့ဒါကြောင့်မလို့ဝိညာဉ်စိတ်ကလေးကတီးနေတော့တခါကြီးတလောကလုံးဟာဘုရားဟောထားတယ်မဟုတ်လား မှန်ပါ ဓမ္မစကြာတရားတော်မြတ်ကြီး မှန်ပါ ဇေကုံဥဒ္ဒပါရီ မှန်ပါ
ညာနာဥဒ္ဓပါရိ မှန်ပါ ဝိဇာဥဒ္ဓပါရိ မှန်ပါ အာလောကောဥဒ္ဓပါရိ မှန်ပါ ဆိုတာဓမ္မစကြာတရားတော်မြတ်ကြီးကဘုရားဟောထားတယ်မဟုတ်လား မှန်ပါ ဓမ္မစက္ကုံကြီးပွင့်တယ်ဆိုတာသမာဓိအလင်းရောင်တက်ကြီးကထွန်းပြရ မှန်ပါ သမာဓိအလင်းရောင်တက်ကြီးကထွန်းပြရတော့ပညာကဝေဘာနေ မှန်ပါ တကယ်ရှိတဲ့တရားလားတကယ်မရှိတဲ့တရားလားရှိတဲ့တရားကဘယ်တရားလဲမရှိတာကဘယ်ဟာလဲဆိုတာအဲ့ဒါပညာကဝေဘာနာ မှန်ပါဗျာ နော်ဝဲလားဓမ္မစက္ကုံကြီးကပွင့်လာတဲ့အချိန်ကစက္ကုဝိညာဉ်အကြည့်ဓာတ်ကြီးကထွက်လာ မှန်ပါ ထွက်လာတော့ခန္ဓာကိုယ်ကြီးမြင်ရတယ်တကယ် မှန်ပါ ခုနကနာမ်ဖြစ်ပြဆုံးသွားလို့ဝိညာဉ်စိတ်သက်သက်ကလေးဓမ္မသက်သက်ကြီးဖြစ်တယ် မှန်ပါ အဲ့ဒီဝိညာဉ်စိတ်ဓမ္မသက်သက်ကြီးဖြစ်တော့အဲ့ဒီဓမ္မစိတ်ကဝိညာဉ်စိတ်ကလေးကအကြည့်ဓာတ်ကြီးထွက်လာ မှန်ပါ စိတ်ကကြည့်ကျင်တယ်ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာတော့ခန္ဓာကိုယ်ကြီးမြင်ပါရဲ့ မှန်ပါ ခုနကနာဣသာမြင်ရလက္ခဏာနော် မှန်ပါ မြင်လိုက်တဲ့အချိန်ခန္ဓာကိုယ်ကြီးကြည့်လိုက်တဲ့အချိန်ခါကျတော့ဘာမြင်လဲတဲ့သမာဓိအလင်းရောင်တကြီးကထွန်းပြ မှန်ပါ ခန္ဓာကိုယ်မှုညင်းမွေးပေါက်ကလေးတွေပါအကုန်မြင်ရ မှန်ပါ နေတိတ်မှာသပင်ပဒပင်ပူပေါက်တာအကုန်မြင်ရ မှန်ပါ ကြောကုန်းမှာမှုညင်းပဒပင်ပူပေါက်တာအကုန်မြင်ရ မှန်ပါ နော်ဒီတဲ့မကဘူးခန္ဓာတွေကတကားကြည့်တယ်အသေးမှာကတ်နေတဲ့ပိုးတွေကတ်နေတာတော့အကုန်မြင်ရ မှန်ပါဗျာ နော်အဆုံးမှာပိုးတွေဘယ်လောက်ဆိုတာလဲကတ်နေရ မှန်ပါ ဒါတွေအကုန်မြင်ရတယ် မှန်ပါဗျာ စိတ်တကူးများအနံ့ကြီးတာတကယ် ကြီးလာပါဗျာ နော်စိတ်တကူးအနံ့ကြီးတော့ခန္ဓာကိုယ်ကြီးကိုသမာဓိအလင်းရောင်တက်ကြီးကထွန်းပြလိုက်တယ်တကယ် မှန်ပါ သမာဓိအလင်းရောင်တက်ကြီးကထွန်းပြတယ်ဘယ်တော့မှမမြင်ဘူးတဲ့ဥစ္စာကိုသမာဓိအလင်းရောင်တက်ကြီးကစိတ်အကြည်တက်ကြီးကထွန်းပြတယ် မှန်ပါ ကြည်ကျင်တယ်ဆိုတဲ့စိတ်ကလေးပြလိုက်တော့တခါတည်းကြည်ထိန်ပြီးတော့တခါတည်းခန္ဓာကိုယ်ကြီးမြင်တော့တာ မှန်ပါ မွေးညင်းမွေးပေါက်ပြီးအကုန်မြင်ရ မြင်ရပါ ငယ်တိတ်မှာသပင်ပနပင်ပူပေါက်တယ် မှန်ပါ ကြောကုန်းမှာဘယ်ဆေးထိုးထားတာဘာတွေထိုးထားတယ်သုံးညကဘယ်လိုတစ်ကဘယ်လိုနှစ်ကဘယ်လိုဒါတွေအကုန်မြင်ရ မှန်ပါဗျာ နော်အဲ့တော့အကုန်လုံးမြင်ရတယ်မြင်ရတော့အဲ့တော့ကြည်ရင်နဲ့စိတ်အကြည်တက်ကြီးကပြက်လာတော့ဒီသဘောတွေးလိုက်တော့ခန္ဓာကိုယ်ကြီးဟာဘယ်လိုဖြစ်လာလဲတော်တော်ကြာကြတော့ရုပ်ဆိုတဲ့သဘောဟာဘုရားကဝိပရိနာမအစဉ်ပြောင်းလဲတဲ့သဘောတရား မှန်ပါ တခါကြီးကခန္ဓာကိုယ်ဘယ်လိုမြင်လာတဲ့ကြည့်လိုက်တဲ့အချိန်ကရေမြုပ်ရေဆိုင်ခဲကြီးလို့တခါတည်းဖြစ်စူပွက်လာတာ မှန်ပါဗျာ စူပွက်လာတဲ့အချိန်ကနာဣသာမြင်ညလက္ခဏာခံစားတတ်တဲ့သဘောတွေမသိတော့ဘူး မှန်ပါ ရုပ်ပြောင်းသွားပြီ မှန်ပါ စိတ် မှန်ပါ ရေမြုပ်ရေဆိုင်ခဲကြီးစူပွက်တဲ့ဥစ္စာကိုမြင်ပြီးသိပြီ မှန်ပါ ကဲလက္ခဏာစိတ်ရှိသေးလား ရှိတော့ပါ ရုပ်ပြောင်းသွားပြီ မှန်ပါ ဩစိတ်ဖြစ်သွားပြီ မှန်ပါ သမာဓိအလေးရောက်တဲ့ကြီးကထွန်းပြလိုက်တော့တခါတည်းကိုခန္ဓာကိုယ်ကြီးက10ရက်15ရက်ထားတဲ့မသားကြီးလို့တခါတည်းဖြစ်လာတာ မှန်ပါ ပုတ်ပွားပြီးတော့တခါတည်းကိုမျက်စိကြီးကလည်းယိုကျရှာကြီးတွေထွက်ဖောင်းကားပြီးတော့တခါတည်းလေဘင်းကြီးကတဖြိုးကြီးတခါတည်းမတင့်တယ်တာကြီးမြင်တော့ မှန်ပါ ခန္ဓာကြီးကိုအဲ့တော့မှသမာဓိအလေးရောက်တဲ့ကြီးကထွန်းပြလိုက်တော့ပညာကဝေဘာတိကပြုတ်တယ် မှန်ပါ ဟဲငါအတိတ်ကလာတော့ငါလက်ပဲငါချီပဲငါကိုယ်ပဲငါယောက်ျားပဲငါချောတယ်ငါလှတယ်ငါပြုတ်ပြင်ပေးနေတဲ့ဥစ္စာကြီးကမရှိတဲ့တရားကြီးပါလား မှန်ပါ တကယ်ရှိတာကအတုပတရားကြီးပဲအပုတ်ကြီးပါလားဒီလိုမြင်လား မှန်ပါ နာလက္ခဏာမရှိတော့ မရှိတော့ပါဘူး ဘူးရုပ်ပေါ်မှာအတုပလက္ခဏာမြင်လာပြီ မှန်ပါဗျာ အတုပလက္ခဏာ10ရက်15ရက်ထားတဲ့မသားကြီးလို့ပုံပြက်ကြီးမြင်လား မှန်ပါ 10ရက်15ရက်ထားတဲ့မသားကြီးမြင်လားခဏလေးနောက်ကြတော့အနာဆွေးအနာဟောင်းများလို့ပိုးလောက်တည်းတခါတည်းစားတယ်ဖြစ်ခန္ဓာကိုယ်ကြီးပေါ့ဆရာဝန်တွေကဓမ္မနဲ့ကြည့် မှန်ပါဗျာ သမာဓိရှိတဲ့ပုဂ္ဂိုလ်ခန္ဓာကိုယ်သမာဓိမှန်ပြောင်းနေကြည့် မှန်ပါဗျာ ပိုးတွေဘယ်လိုစားနေတယ်လဲဆိုတာခန္ဓာကိုယ်မှာတခါကြီးဒီခန္ဓာကြီးကပိုးတွေကဒီမှာအထောက်လို့မလွတ်ဘူး မှန်ပါဗျာ ယုတ်ကလာပအမုံတစ်ခုပေါ်မှာပိုးတွေ မှန်ပါ အချစရာမရှိဘူး မှန်ပါ အချလို့လည်းမလွတ်ဘူးပိုးပဲထောက်ပိုးတွေကကြက်တယ် မှန်ပါ အဲ့တော့အရိယသူတော်ကောင်းများကစိတ်သမာဓိအလင်းရောင်တက်ကြီးနဲ့ကြည့်ရတဲ့ဥစ္စာပိုးမျိုး80စားနေတာမြင်ရ မှန်ပါဗျာ တခါတည်းခန္ဓာကိုယ်ကြီးကိုစားနေတာအဲ့ဒီလိုမြင်ရတော့ဩပညာကဝေဘာနဲ့ကြည်စားငါကိုငါချီငါလက်ငါဆိုတာမရှိပါလားတကယ်ရှိတာကပုတ်ရမယ်တရားပွားရမယ်တရားအယိုးကြရမယ်တရားပါလားအနှစ်သာရမရှိတဲ့တရားငါကောင်သူကောင်ထင်နေတာမရှိတဲ့တရားတလောကလုံးပြက်ပြားရမယ်အတုပတရားကြီးပါလားလို့ကိုယ်ခန္ဓာကိုယ်ပညာကနေပြီးတော့ဝေဘာတိကပြု မှန်ပါ ဒ
မက်ကတစ်ထစ်ချက်ဆုံးဖြတ် မှန်ပါ ပညာကဝေဖန် မှန်ပါ ငါလည်းမရှိသူလည်းမရှိအဲ့တော့မှသုံးသပ်ကြည့် မှန်ပါ သူဘယ်လိုသုံးသပ်လဲတဲ့ကိုယ်ခန္ဓာကိုယ်ကအတုပတရားမြင်တော့သူများခန္ဓာကိုယ်တွေသုံးသပ် မှန်ပါ သုံးသပ်တဲ့ဉာဏ်ဆိုတာအဲ့ဒီဟာ မှန်ပါ စာရဲကသုံးသပ်တဲ့သမာသန္တရဉာဏ်တွေရွတ်လက်တော့ရွတ်လက်ကြပါရဲ့ မှန်ပါ သုံးသပ်တာပြောစားဝိပဿနာဉာဏ်ဝိပဿနာစိတ်နဲ့ပြောစားဆိုလို့ရှိရင်စာရဲကသုံးသပ်တာတွေရွတ်တယ် မှန်ပါ ဒါပဲရွတ်တယ် ဒါပဲ ဒါပဲသိတယ် ဒါပဲသိပါလေ တကယ်သိတကယ်မြင်တဲ့ဥစ္စာအမြင်စင်ကြယ်သလားဆိုတော့မစင်ကြယ်ဘူး သင်ကြပါ ရွတ်လိုက်ကြတာတလောကလုံး မှန်ပါ အရွတ်ပဲရွတ်တာပဲ မှန်ပါ အလုံးကိုမလုပ်ဘူး မလုပ်ပါဘူး နောက်ပြီးသိတယ်လို့ပြောတယ် မှန်ပါ နောက်ပြီးတော့လည်းတခါတည်းကိုအစွဲကြီးတွေကချိတ်တယ် မှန်ပါဗျာ မချိတ်ဘူးလားတဲ့ ချိတ်ပါတယ်ဗျာ ဖော်တိလာမထိတ်ပြီးအစွဲကြီးချိတ်တယ်လို့ မှန်ပါ နော်အဲ့တော့ခန္ဓာကိုယ်မြင်လိုက်တဲ့အချိန်ခါကျတော့သုံးသပ်တယ်တခါကြီး မှန်ပါ ဩငါကဲသို့လို့ပဲတင်းပြပုံကိုယ်တွေများပြက်သေးသလားအတုပကြီးပဲလားလို့ကြည့်လိုက်တဲ့အချိန်ခါကျတော့တခါကြီးတလောကလုံးကြည့်လိုက်တဲ့အချိန်ခါမှာတခါမှကြည့်လိုက်တဲ့အချိန်ခါတခါကြီးကိုယ်ခန္ဓာကိုယ်မြင်တော့သူများခန္ဓာကိုယ်နဲ့ဒီလိုပဲမြင်တော့ မှန်ပါဗျာ အဲ့တော့မှမိမပဲယောက်ျားပဲခေါ်စရာသံဌာနဖြူတယ်ချောတယ်လှတယ်ဆိုတဲ့သံဌာနပညာမရှိတော့ ရှိတော့ပါ ခဏမြင်နေ မှန်ပါ မိမတွေကြည့်လိုက်ပြန်တယ်ချောတယ်လှတယ်မရှိသိင်ကြီးစေးထိုင်ပြီးတော့ရွှေဆိုင်ကြီးမှာဝဝဖြူဖြူကြီးတွေထိုင်ပြီးရောင်းနေတာလဲယွန်စရာ မှန်ပါဗျာ ဆက်ဆုပ်စရာကြီးကိုဖြစ်သွားတာ မှန်ပါ မနှစ်သက်စရာကြီး မှန်ပါ တကားတွေကြည့်လိုက်ပြန်တယ်ယွန်စရာ မှန်ပါ ဘာယွန်စရာကြီးပေါ်အတုပါကြီး အတူပါ မတင့်တယ်တဲ့သဘောကြီးကိုစိတ်ကမြင်တာကိုကပြက်တာမဟုတ်ဘူးစိတ်ကပြက်တာ မှန်ပါ အဲ့ဒီစိတ်ကပြက်နေတဲ့ဥစ္စာပညာလားပရမလားတို့ချို့ကပညာတယ်လို့ပြောနေတယ် သိလို့ပြောတာပါ ပညာပရမမှာလောကမှာမကွဲတဲ့ပုံကိုယ်တွေဘုရားကဟောထားတာအနိစ္စဒုက္ခအနတ္တအတုပါ မှန်ပါ လေးလက္ခဏာ မှန်ပါ လက္ခဏာ၄ပါးပြောပါလေသားနဲ့အတုပါကိုအဲ့ဒါသမထဒါမြင်ဘုရားဆွဆွဲ မှန်ပါ ဘုရားပဲလို့ဆွဆွဲလဲခေမာမီဘုရားကြီးကိုတခါတည်းအတုပါကမ္မထာပြေးပေးလိုက်တာပဲ မှန်ပါ ပေးလိုက်တော့အဲ့ဒါဘုရားကဒါသမထလား မဟုတ်ပါဘူး နိဗ္ဗာန်ဝင်တာပဲတခါကြီး မှန်ပါ နော်တဏှာသတ်ပြီတခါကြီး မှန်ပါ ကြည့်လိုက်တဲ့အချိန်ကမှခန္ဓာကိုယ်ကိုယ်ခန္ဓာကိုယ်ကြီးကိုမကြည့်ဝိမနာသာကြီးမြင်တော့နေ့လည်းမရညလည်းမရ မှန်ပါ တခါတည်းကိုဟိုကြည့်လေဒါကြည့်လေဒါဟိုကြည့်လေဒါကြည့်ရေမြေတောတောင်သမုတ်တရားကြောက်စင်းတို့ဖရာတွေလည်းမခံနိုင်ဘူးတခါကြီး မှန်ပါ ရွှေတုံဖရာကြီးလည်းမခံနိုင်ဘူး မှန်ပါ တခါတည်းဖယိုဖရာကြီးမတင်နေတာကြီးမြင်တော့တာ မှန်ပါ တခါတည်းယွန်စရာကြီးကိုယ်ခန္ဓာကိုယ်မနှစ်သက်တော့ဘူးတခါကြီး မှန်ပါ ကိုယ်ခန္ဓာကိုယ်မနှစ်သက်တော့တခါကြီးသူများခန္ဓာတွေနှစ်သက်ပါဦးမလား မနှစ်သက်နိုင်ပါဘူးဗျာ ကိုယ်ခန္ဓာကိုယ်မစုံမဲ့ဘူး မှန်ပါ သူများခန္ဓာရော မစုံမဲနိုင်ပါဘူးဗျာ ကိုယ်ခန္ဓာကိုယ်မလိုချင်ဘူးသူများခန္ဓာရော မလို့ခြင်းပါဘူးဗျာ ကိုယ်ခန္ဓာကိုယ်ယွန်တော့ သူများခန္ဓာလည်းယွံပါတယ်ဗျာ ကိုယ်ခန္ဓာကိုယ်မကြည့်ရင်တော့ သူများခန္ဓာလည်းမကြည့်ခြင်းပါဘူးဗျာ ကိုယ်ခန္ဓာကိုယ်ဆက်ဆုပ်တော့ သူများခန္ဓာကိုလည်းဆက်ဆုပ်ပါတယ်ဗျာ ခန္ဓာကိုယ်ကြီးပုံပြက်သွား မှန်ပါဗျာ ပုံပြက်သွားတော့တလောကလုံးကျက်နေတဲ့မိမယောက်ျားကိုဖြူတယ်ချောတယ်လှတယ်ဝတယ်မရှိတော့ မရှိတော့ဘူး ရုပ်ပြက်ကြီးမြင်ပြီ မှန်ပါ အတုပါအိလက္ခဏာဖြစ်ပြီ မှန်ပါ နာအကြောင်းကြောင့်ရုပ်အကျိုးတရားကြီးသဘောတရားပေါ်နေတာ မှန်ပါ အဲ့ဒီသဘောတရားကိုကိုယ်စိတ်ကပြက်နေတာကိုအဲ့ဒါပရမ မှန်ပါ ပညာမဟုတ်ဘူး မှန်ပါ တခါကြီးဥပဇာကျက်တခါကြီးကပြက်တာမဟုတ်ဒီစိတ်ကနေပြီးအတုပါလက္ခဏာသဘောမြင်တာ မှန်ပါ နော်တော်ကြလဲပို့ရမယ်တရားကြီးပဲပုံလား မှန်ပါဗျာ အဲ့တော့ဆင်ញင်လိုက်ဩကြည်စားတလောကလုံးဘာရှိလဲအတုပါတရားကြီးပါလား မှန်ပါ ရုပ်တုံးရုပ်ခဲတွေအတုပါတရားကြီးပါလား မှန်ပါ မနှစ်သက်တော့ဘူးအဲ့ဒီတော့မှပြည့်ညတ်တော့စင်စားတော့မစင်ဘူးအဲ့တော့ကိလေသာခေါင်းပါ မှန်ပါ တခါကြီးခန္ဓာတော်လဲတခါကြီးပုံပြက်နေပြီ10ရက်15ရက်ထားတယ်မသာကြီးလို့ကြည်လိုက်ပြန်တဲ့အဖုံကြီးတွေသွားနေတယ်အယိုးစုကြီးတွေသွားနေတယ်လောက်တီတဖွာဖွာစားပြီးတော့ပိုးလောက်တေးစားနေတာသွားနေတယ်ဒီလိုမြင်နေတယ်တခါကြီးချောတာလှတာကိုမမြင်တော့မမြင်တော့မှကိလေသာခေါင်းပါ မှန်ပါဗျာ သရဂံကိလေသာခေါင်းပါတယ်ဆိုတော့ဘာမြင်လို့ခေါင်းပါတာလဲလို့ဆိုတော့တခါကြီးဒီအတိုင်းကနေပြီးတော့သမက်ကျသွားတာမဟုတ်ဘူး မှန်ပါ ကိလေသာခေါင်းပါတဲ့ယုံနဲ့နာငါတစ်မျိုး မှန်ပါ ဒိဋ္ဌိပြုတ်တဲ့ကိလေသာဒိဋ္ဌိပြုတ်တဲ့ယုံနဲ့နာငါတစ်မျိုး မှန်ပါ ကာမကိလေသာပယ်လို့မြင်တဲ့ယုံနဲ့နာငါတစ်မျိုး မှန်ပါ အရတ္တမေရတို့ပယ်တတ်တဲ့ယုံနဲ့နာငါတစ်မျိုး မှန်ပါ ယုံနာအမျိုးမျိုးအစဉ်စဉ်သစ္စာလေးပါမြင်သွားတာ မှန်ပါ တတိုင်းနဲ့ဝင်သွားတာမဟုတ်ဘူးစားလို့ဝင်သွားလို့ရတာမဟုတ်ဘူး ရပါ နော်သောတာပန်မြင်ပြီဆိုသောတာပန်လို့ဝင်သွားလို့မရဘူးသောတာပန်မြင်တဲ့ယုံနာတစ်မျိုးသရဂံမြင်တဲ့ယုံနာတစ်မျိုးအနာဂံမြင်တဲ့ယုံနာတစ်မျိုးယဟန္တာမြင်တဲ့ယုံနာတစ်မျိုးယုံနာအမျိုးမျိုးမြင်ပြီးတော့
ဆုံးသွားတာ မှန်ပါ သုံးညတနိဗ္ဗာန်ဆိုတာဥစ္စာဥဆုံးသွားတာ မှန်ပါ ဒီဟာလေးနဲ့ဆောင်းပြီးဝင်သွားတာမဟုတ်ဘူး မှန်ပါ နော်အမြင့်အသိရအစစ်စစ်မြင်သွားတာ မှန်ပါ အဲ့တော့တခါကြီးကိုယ်ခန္ဓာကိုယ်ကြီးမြင်လာတော့တလောကလုံးကြည့်တယ်တခါကြီး မှန်ပါ မိန်းမတွေကြည့်လိုက်လေယွန်းစရာကြီး မှန်ပါ ယောက်ျားတွေကြည့်လိုက်လေယွန်းစရာ မှန်ပါဗျာ ကိုအမတာနှစ်သက်တဲ့ကြောက်စင်းမှုခွဲရကြည့်လိုက်လေယွန်းစရာ မှန်ပါဗျာ အဲ့ဒီတော့မှတခါကြီးကြောက်စင်းမှုခေါ်သမုတ်စရာမရှိတော့ မရှိပါဘူး ရွှေတကုံဖျားရွယ်ခေါ်သမုတ်စရာမရှိ မရှိပါဘူး ရင်မြေတောတောင်သမုတ်တရားခေါ်စရာမရှိ မရှိပါဘူးဗျာ မိမလို့ချောတယ်လှတယ်လို့ခေါ်စရာမရှိ မရှိပါဘူးဗျာ ကိလေသာခေါင်းပါ မှန်ပါ ဘာမြင်လို့လဲတဲ့အတုပလက္ခဏာဒီစိတ်ကဖြစ်နေအတုပစိတ်ကြီးဖြစ်နေ မှန်ပါ အဲ့ဒီတော့မှကိလေသာခေါင်းပါ မှန်ပါ သရကအမြင်ကဘာမြင်လို့လဲတဲ့အတုပလက္ခဏာမြင်လို့တခါကြီး မှန်ပါဗျာ အဲ့ဒီလိုမြင်တော့မှကိလေသာခေါင်းပါ မှန်ပါ ကိလေသာခေါင်းပါတော့တလောကလုံးကြည့်တယ် မှန်ပါ ပုံပြက်ကြီးပဲရကြပြီ မှန်ပါ ရုပ်ပြက်ကြီးမြင်မှလောကကြီးကရုပ်ထွက်ခြင်းတယ်တခါကြီး မှန်ပါဗျာ အနှုံးမရုပ်မထွက်ခြင်းဘူး ဆက်ချင်ပါဘူး အဲ့ဒီတော့မှမျက်စိပေါက်ကနေပြီးတခါကြီးဘယ်လိုဖြစ်လာလဲမကြည့်ခြင်းတဲ့စိတ်ကဝေဒနာဖြစ်လာ မှန်ပါ ဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်လာ မှန်ပါ နော်ဒုက္ခဝေဒနာမခံစားနိုင်တော့ ခံစားနိုင်တော့ အကောင်းလေးမြင်မှဒုက္ခခံစား မှန်ပါ အခုအကောင်းမမြင်မတင့်တယ်တာကြီးမြင်တော့မခံစားခြင်းတဲ့ဒုက္ခကိုဒုက္ခဝေဒနာဖြစ်တယ် မှန်ပါ မကြည့်ခြင်းတဲ့စိတ်ဖြစ်နေတယ် မှန်ပါ မတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းမြင်တာမကြည့်ခြင်းတဲ့စိတ်ကြားလိုက်တဲ့အသံနဲ့မကြည့်ခြင်းနဲ့မကြားခြင်းတဲ့စိတ်မနာခြင်းတဲ့စိတ်စားလိုက်တဲ့ຢာသာလည်းမစားခြင်းတဲ့စိတ်စားလိုက်ပြန်တဲ့အတုပါကြီးအပုတ်ကြီးစားနေရအပုတ်ပုတ်ချင်းစားနေရအတုပါစိတ်ကိုတကယ် မှန်ပါဗျာ စားလိုက်တဲ့ຢာသာလေးရုပ်ကိုလည်းအပုတ်ကြီးထင်းနေတဲ့စိတ်က မှန်ပါ နောက်တစ်ဖွာစားနေရတယ်အတုပါချင်းစားနေတာဒါစားနိုင်ပါဦး စားနိုင်ပါဘူးဗျာ မစားခြင်းနဲ့စိတ်ဖြစ်တယ်မစားခြင်းပဲနဲ့မနေရဘူးအာဟာရယုတ်ကြီးကဒါကြီးကရှိသေးတော့စားပေးရ မှန်ပါ ရတာတော့လျှာတော့အလိုမလိုက်ဘူး မှန်ပါ အရိယာများစားတာကဘိုက်ကိုအလိုလိုက် မှန်ပါဗျာ လျှာအလိုမလိုက်ဘူးအရသာမခံဘူး မှန်ပါဗျာ ဘိုက်ပြည့်ယုံလေးတော့ပဲစား မှန်ပါ ဒါကြောင့်စားတဲ့အချိန်ခါမှာကြည့်လိုက်တဲ့အချိန်ခါမှာဘိုက်ကိုအလိုလိုက်တာပုဂ္ဂိုလ်ရဲ့လျှာအလိုလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ဒီမှာစိတ်ကြည့်တာအရိယာများစိတ်ကြည့်နေတာ မှန်ပါဗျာ ဘလူကလျှာနဲ့စားတယ်ဘလူကဘိုက်နဲ့စားတယ်ဆိုတော့ဒါကြည့်တာစိတ်ကိုဒီလိုသိနိုင်ပေါ်လဲအဲ့ဒါခဲရင် ခဲရင်ပါဗျာ သိနိုင်မှာမလား မသိနိုင်ပါဘူးဗျာ အပိုးတို့စင်ကတော့ဒီမဲ့ဘာသိမှစိတ်မှမသိပဲနဲ့စားလိုက်တာနဲ့ဟိုကသိတယ်အရိယာစားတာဘယ်လိုစားလဲဘိုက်ပြည့်အောင်စားတယ်လျှာရတာခံမစား မှန်ပါ ဒါကြောင့်မလို့ဒုက္ခပဲတကကြီး မှန်ပါဗျာဒုက္ခပါ ဒုက္ခကြီးသိနေအဲ့တော့တကကြီးမကြည့်ခြင်းနဲ့စိတ်မနှမ်းမကြားခြင်းနဲ့စိတ်မနှမ်းခြင်းနဲ့စိတ်မစားခြင်းနဲ့စိတ်မထိခြင်းနဲ့စိတ်မသိခြင်းနဲ့စိတ်အဲ့ဒီစိတ်ကဒုက္ခဝေဒနာဖြစ် မှန်ပါဗျာ မကြည့်ခြင်းကဒေါသကိုဖြစ်နေတာပဲ မှန်ပါဗျာ ကိလေသာတော့ခေါင်းပါတယ်တကကြီး မှန်ပါ မကြားခြင်းနဲ့စိတ်ကိလေသာခေါင်းပါသွားပြီ မှန်ပါ မကြားခြင်းနဲ့စိတ်မနှမ်းခြင်းနဲ့စိတ်ကိလေသာခေါင်းပါယုံပဲရှိတယ် မှန်ပါဗျာ ခေါင်းပါတော့အဲ့မှာဒီယုတ်ကြီးကိုမကြည့်ခြင်းနဲ့စိတ်လွတ်ချင် မှန်ပါ လွတ်ချင်မိတယ်မရဘူးတခါကြီးဒါကြောင့်လို့မျက်စိပေါက်ကနေပြီးတော့ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာဘုရားရှင်ကိုရောမြတ်ကြီးကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်ဓာသတိပဋ္ဌာန်စိတ်ဓာ ानु ပါဒနာဓမ္မာသတိပဋ္ဌာန်ဓမ္မာ ानु ပါဒနာသောတာပန်မြတ်ကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာမြင်လိုက်တဲ့အခါခံစားတယ်ဆိုတာခံစားတာသိလိုက်တဲ့ကာယသတိပဋ္ဌာန်ခံစားတဲ့သဘောလေးချုပ်တဲ့သဘောလေးသိလိုက်တာကာယ ानु ပါဒနာကြားလိုက်တဲ့အတန်နဲ့ခံစားတာသိလိုက်တာကာယသတိပဋ္ဌာန်ချုပ်တဲ့သဘောလေးသိလိုက်တာကာယ ानु ပါဒနာခံစားတဲ့သဘောလေးချုပ်တဲ့သဘောလေးကာယတတိဆိုတာခံစားတာသိလိုက်တာကာယတတိ မှန်ပါ နာဣခံစားတဲ့သဘောလေးချုပ်တဲ့သဘောလေးသိလိုက်တာကာယ ानु ပါဒနာ မှန်ပါ အဲ့ဒါကာယတတိကာယ ानु ပါဒနာ မှန်ပါဗျာ သရဂါများကဝေဒနာတတိဝေဒနာ ानु ပါဒနာ မှန်ပါ မျက်စိနဲ့မြင်လိုက်တဲ့ဝေဒနာသိလိုက်တဲ့ဝေဒနာချုပ်တဲ့သဘောလေးသိလိုက်တဲ့ဝေဒနာမြင်မျက်စိနဲ့မြင်လိုက်တာဝေဒနာသိလိုက်တာဝေဒနာတတိဝေဒနာချုပ်တဲ့သဘောလေးသိလိုက်တာကဝေဒနာ ानु ပါဒနာနားနဲ့အသာနဲ့ကြားတယ်ကအသာမောကိုဝေဒနာပဲသိလိုက်တယ်ဝေဒနာတတိဝေဒနာချုပ်တဲ့သဘောလေးသိလိုက်တာကဝေဒနာ ानु ပါဒနာမြင်တာဝေဒနာတတိဝေဒနာ ानु ပါဒနာကြားလိုက်တဲ့အသာနဲ့ဝေဒနာတတိဝေဒနာ ानु ပါဒနာနာလိုက်တဲ့အနာနဲ့ဝေဒနာတတိဝေဒနာ ानु ပါဒနာစားလိုက်တဲ့ရတာနဲ့ဝေဒနာတတိဝေဒနာ ानु ပါဒနာထိလိုက်တဲ့အတွေ့လဲဝေဒနာတတိဝေဒနာ ानु ပါဒနာသိလိုက်တဲ့စိတ်ကလေးလဲဝေဒနာတတိဝေဒနာ ानु ပါဒနာအဲ့ဒါအနာဂံကစိတ်ဓာတ်တတိစိတ်ဓာတ် ानु ပါယဟန္တာကဓမ္မတတိဓမ္မ ानु ပါတတိပဋ္ဌာန်တရား၄ပါးဆုံးရော ဆုံးသွားပါ သုံးညဖြစ်သွားတယ်လုံးစရာကိုမရှိဘူးကျိုးကလည်းကျိုးဝေဟောနေအဆုံးတော့ဟောခြင်းတာပဲကျိုးရကုံတော့ဥပဇင်ဟောရင်တခါတည်းနေလားငါဟောခြင်း မှန်ပါ တခါတည်းဓမ္မတွေသဘောပေါက်အောင်လို့ မှန်ပါ လူလိန်တွေနောက်လူလိန်တွေကများတယ်
အတုတထောင်အယောင်သိပလိအနန္တကများတယ်သိသလိုလိုနဲ့တခါတည်းစာအုပ်ကြည့်ပြီးပြောတာကများတယ်နော်ဘာသိလဲဆိုတော့ဘာမှမသိဘူးစာအုပ်ကြည့်ပြောတာပဲရှိတယ်အဲ့တော့နောက်ပိတ်ဆုံးသာသနာကြီးမှာဆရာမှားနဲ့တွေ့လို့ရှိရင်တော့သာသနာကြီးကြောက်ကြီးနဲ့ကြာမှာဆုံးလို့ပြောတာဥပဇင်းကတော့အခုကနောက်ပိတ်ဆုံးသာသနာကတော့တခါကြီးယထာလမ်းညတဲ့တယ်ပဲသွားမှာပဲယထာလမ်းတဲ့တယ်တော့ဝိပဿနာညာဟောလို့မရဘူးမရပါဘူးညာဟောရင်ကိလေသာညာမဟောနိုင်ဘူးတရားဓမ္မတွေအဲ့လိုဥပဇင်းတို့ကတရားဓမ္မတွေလှူထားတဲ့ဒီနေ့ညကျွေးထားဗျာမစားနိုင်ဘူးတခါကြီးမစားနိုင်တော့တရားဓမ္မတွေကစေရနာနဲ့လှူတာစေရနာနဲ့လှူတဲ့ဥစ္စာဥပဇင်းတို့ကဒီမှာဝေဒနာနဲ့စားမှာစေရနာကိုခံနိုင်မှတုံ့ပြန်နိုင်မှစေရနာကကျွေးလိုက်တဲ့စေရနာကိုခံနိုင်ရရှိမှအဲ့တော့စေရနာကိုတုံ့ပြန်နိုင်တဲ့ဥစ္စာသူတို့ကစေရနာကိုဥပဇင်းတို့ကဝေဒနာဖြစ်အောင်စားမှာအခုတော့စေရနာကိုဝေဒနာဖြစ်အောင်မစားဘူးတခါကြီးဝေဒနာမဖြစ်အောင်မစားတော့ຢာကနဲ့စားလိုက်တော့ဒကမတွေစေရနာကိုကိုယ်ခံရမှာနော်ဒကမတွေလှူတဲ့စေရနာကိုကိုကဝေဒနာဖြစ်ရမှာနော်ဝေဒနာမဖြစ်လို့ရှိရင်ကိုချိုးနေမယ်နေပါပြီဥပဇင်းနေမယ်အတိတ်ကာလတော့ကပြောရင်ဒါအခုကကျိုးကိုနေလို့ခက်တယ်တခါကြီးအတိတ်ကမြတ်တခါကြီးဥပဇင်းခံလိုက်ရတာတွေများများတခါတော့ဘုန်းကြီးဘဝကများတယ်တခါတော့မှတွေလှူတဲ့ဥစ္စာတခါကြီးတခါတည်းနေလားငါလားစားပြီးတော့သင်္ကန်းကောင်းမှုချုပ်အိတ်လိုက်တော့တခါတည်းဒကမကြီးတွေနွားဖြစ်နေတာအကြာကြီးမှန်ပါဗျာအဲ့ဒါတွေမြင်တော့ကြောက်တာပေါ့တခါကြီးစေရနာကိုစေရဒကာတော်မတွေလှူတဲ့စေရနာကိုဝေဒနာနဲ့မစားခဲ့ဘူးဘာနဲ့စားလဲຢာကနဲ့စားခဲ့လောဘနဲ့စားခဲ့ဝေဒနာမဖြစ်ခဲ့အခုတော့အဲ့ဒါတွေမြင်တော့ကြောက်တယ်ဒကာတော်မတွေလှူတဲ့စေရနာကိုဝေဒနာဖြစ်အောင်နေရမှန်ပါຢာကဖြစ်အောင်မစားဘူးအဲ့ဒါအတိပေးခဲ့တာဒကာတော်မတွေအဲ့တော့ဒကာတော်မတွေလှူတဲ့ဥစ္စာဒီမှာပေါ့ပေါ့တန်တာမစားနဲ့မှန်ပါပေါ့ပေါ့တန်တာစားလို့ရှိရင်ဒီမှာຢာကနဲ့စားလို့ရှိရင်ကိုကျုံနေမယ်လဲပါပဲအဲ့ဒါကြောင့်မလို့အတိပေးတာပါဒကာကြီးအဲ့တော့အခုလာရောက်တဲ့ဒကာတော်မတွေလည်းပဲသေးသေးချာချာနောက်ကိုဆရာမှန်နဲ့တွေ့ရင်သန္တရာကားပြမယ်ဆရာမှန်နဲ့တွေ့ရင်သန္တရာကြောက်ကြည့်တဲ့ကြမယ်ဘာကြောင့်လဲတဲ့ဝိပဿနာဆိုတာခန္ဓာကိုယ်တွင်ဉာဏ်မြင်နော်စာရဲကဝိပဿနာအပြောပဿနာအနုပဿနာအပြောပရမသဘောပရမအပြောပရမကတော့စာသဘောပရမကတော့ခန္ဓာအဲ့ဒီတော့အတန်ဖန်သဘောပရမလားအပြောစာပရမလားစာပရမကတော့ရွတ်လိုက်တယ်သဘောပရမကခန္ဓာအမြင်အသိတွေပြောလိုက်အဲ့ဒါကြောင့်မလို့ဆရာမှန်ရှာဖို့အချိန်ကြလာနောက်ပိတ်ဆုံးသာသနာဆရာမမမှန်လို့ရှိရင်စာပရမနဲ့တွေ့လို့ရှိရင်သူ့အခြေအနေကိုကြည့်သူအိတ်ကိလေသာဘယ်တော့ရှိတယ်လဲနော်အဲ့ဒီဟာကြည့်လိုက်ဆိုသိရောအဲ့ဒါကြောင့်မလို့အတိပေးတာဒီမဲ့နောက်ပိတ်ဆုံးသာသနာမှာဒီအချိန်ဒီကာမှာတခါကြီးသာသနာကြီးနဲ့ကြုံကြိုက်တဲ့အချိန်ခါနော်သိသိဆရာကြီးမျိုးနဲ့တွေ့နေလို့ရှိရင်ကိုကျုံနေမယ်သိသိဆရာကြီးနဲ့မတွေ့လို့ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တွေ့ရင်ကောင်းမယ်နော်အဲ့တော့အခုလည်းပဲတခါကြီးအတုတထောင်အယောင်သသိမ့်ပလိအနန္တကများတယ်များတော့အဲ့တော့အခုနောက်ပိတ်ဆုံးသာသနာအမှန်တရားကြီးရမှာတခါကြီးအဲ့တော့အခုအချိန်ကတော့တခါကြီးဝိပဿနာစာအုပ်တွေကပေါ်တယ်မဟုတ်လားအဲ့ဒါဒီအရကျက်ပြီးပြောဟောတော့တခါတည်းကိုတချို့ကတော့စာတတ်တဲ့ပုဂ္ဂိုလ်ကစာလို့ဟောမှကြိုက်တာကိုဥပဇင်းတို့ဘာသာလို့ပြောနေတော့ပါဠိဘာသာလည်းမပါတော့စာမတတ်ပါကွာစာတတ်မှငါတို့ကယုံတယ်လို့ဒီလိုဖြစ်လာတယ်ဖယားရှင်ကိုရောမြတ်ကြီးကဘယ်ကရှာလို့စာတတ်တာတော့ခန္ဓာကရှာလို့စာတတ်တာမှန်ပါဗျာဖယားရှင်လက်ထက်ကပရိပတ်အကျင့်တွေကအကြောင်းမှန်ပါဗျာသစ္စာလေးပါးတရားတော်မြတ်ကြီးခန္ဓာကရှာတော့ तू ကနေပြီးတရားဓမ္မစကြာတရားတော်မြတ်ကြီးဟောတော့ပရိယမှန်ပါခန္ဓာရှာတော့ပရိယပရိပတ်ကအကြောင်းမှန်ပါဖယားကသစ္စာလေးပါးဟောတာကပရိယကအကျိုးအခုနောက်ပိတ်ဆုံးသာသနာပရိယကအကြောင်းမှန်ပါပရိပတ်ကအကျိုးမှန်ပါဗျာသတိပဋ္ဌာန်တရား၄ပါးထားပြခဲ့တဲ့ဥစ္စာပရိယမှန်ပါအဲ့ဒီပရိယစေစာကြည့်ပြီးစေဖို့စားပရိပတ်အကျင့်နဲ့ကျင့်မှန်ပါဗျာစေဖို့စားလိုက်လို့ရှင်ကိလေသာယောဂါဆိုးတွေပျောက်လိမ့်မယ်မှန်ပါအနုမို့ကိလေသာယောဂါဆိုးတွေပျောက်ပါမပျောက်နိုင်ပါဘူးဗျာဘယ်တော့မှမပျောက်နိုင်ဘူးပျောက်ပါဘူးဗျာအဲ့တော့ပျောက်နိုင်အောင်စေစားကြမှန်ပါဟိုရောင်ဒီရောင်ပတိရောင်ဖောင်းရောင်ရွှေကုန်းရောင်ကြောက်စင်းလူရောင်တော့မလုံးနဲ့မှန်ပါသေကနိစေလေးဘက်ထောက်ပြီးရက်စင်အောင်အာကိုစရာအားထားစရာမရှိဘူးအာကိုစရာအားထားစရာကခန္ဓာကိုကြည့်ပါဖယားအားကိုရမယ်တရားအားကိုရမယ်သံဃာအားကိုရမယ်လို့ဆိုတာဘယ်ဖယားအားကိုမလဲရွှေကုန်းဖယားအားကိုမလားကြောက်စင်းလူဖယားအားကိုမလား
သေကာနီးဆဲဆဲကြောက်ချင်းစုဖရာကနတ်ပြေသွားလိုက်ဦးလို့လာမပေါ်ဘူး မပို့နိုင်ပါဘူးဗျာ ရွှေတုံဖရာကြီးကနတ်ပြေသွားပါလို့မပေါ်ဘူး မပို့ပါဘူးဗျာ နော်အာကိုရမှာကခန္ဓာကယုံနေတာအာကို မှန်ပါဗျာ ယုံနေတာအာကိုမှသာတဲ့အမြတ်ဆုံးတရားရမယ် မှန်ပါဗျာ ဒါနကိုလည်းအာမကုန်းနဲ့ကံတရားတွေ မှန်ပါ ကံပေါ်တဲ့အခါအကျိုးပေးမယ် မှန်ပါ သီလကိုလည်းအာမကုန်းနဲ့လောကီသီလကိုလည်းအာမကုန်းနဲ့ကံတရားတွေ မှန်ပါဗျာ ကံပေါ်တဲ့အချိန်ကအသက်ရှင်ပေးမယ် မှန်ပါ နော်အာကိုရအာကိုเจ้าကဘာလဲတဲ့ခန္ဓာနာယုတ်ကိုအာကို မှန်ပါ ခန္ဓာနာယုတ်မှာအာမကိုပဲနဲ့ရွှေတုံဖယားအာကိုလို့ဒီမဲ့သေတော့ရွှေတုံဖယားကိုများအာကိုလိုက်ရင်ရွှေတုံဖယားနာသွားပြီးတော့တောက်တဲ့နဲ့ပိန်ညောင်ဖြစ်တော့ မှန်ပါဗျာ နော်မဖြစ်ဘူးလား ဖြစ်ပါပါ သင်မပြည့်ကြကြီးအာယုံပြုတ်နေ မှန်ပါ ပရမတ္ထသဘာဝယုံနေတာအာမကိုဘူး မှန်ပါ အဲ့တော့အာကိုရအာကိုကြောင့်ကခန္ဓာကိုရှာပြီးတော့တတိကကြနော်အဲ့ဒါကြောင့်မလို့အခုလည်းဟောပြီးပါပြီလို့နော်အဲ့တော့သုံးဝဆရာတော်သုတ်တန်ဆရာတော်ကဟောတယ်တခါကြီး မှန်ပါ ပဋိတ်မိအောင်ဖမ်းရမယ်တဲ့ မှန်ပါဗျာ အခုသောတာပန်အသိသရဂံအသိနော် မှန်ပါ သရဂံများမြင်နေတာကဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်နေပြီဒေါသစိတ်ဖြစ်နေတယ်ရုပ်ပေါ်ကိုဒုက္ခမခံစားနိုင်တော့ဘူးမြင်လိုက်တာဒုက္ခဝေဒနာကြားလိုက်တာဒုက္ခဝေဒနာနားလိုက်တာဒုက္ခဝေဒနာစားလိုက်တာလည်းဒုက္ခဝေဒနာထိလိုက်တာလည်းဒုက္ခဝေဒနာသိလိုက်တာလည်းဒုက္ခဝေဒနာသိလိုက်တာလည်းဒုက္ခဝေဒနာအဲ့တော့သောတာပန်ဇေဒီထိုက်ပုံသရဂံဇေဒီထိုက်ပုံနော်သောတာပန်ပရမဖယားမြင်ပုံသရဂံပရမဖယားမြင်ပုံနော်သောတာပန်ဟာဓာတုဇေဒီပရိဘောဂဇေဒီဩဒိတာဇေဒီဓမ္မဇေဒီတီပုံ မှန်ပါ သောတာပန်ဓာတုဇေဒီတီတာပဲလေမျက်စိကလည်းနာဣသာမြညာလက္ခဏာတကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တိုက်ခံစားတဲ့သဘောလေးတီးမသွားဘူးလား ပြီးသွားပါလေဗျာ အဲ့တီးသွားတဲ့ဥစ္စာပါလေတဲ့မျက်စိကလည်းခံစားတယ်နားကလည်းခံစားတယ်ဆိုတော့ဓာတ်6ပါတီးမသွားဘူးလား ပြီးသွားပါလေ ဓာတ်6ပါတီးတာပါလေဓာတုဇေဒီ မှန်ပါဗျာ ဓာတုဇေဒီတီးမသွားဘူးလား ပြီးသွားပါလေဗျာ အဲ့ဒီဓာတုဇေဒီတီးနေတာသောတာပန်ဇေဒီတီးနေတာဘယ်လိုတွေ့လဲ ဘယ်လိုမှမတွေ့ပါ ဘ ဘူး ယ်လိုမှမတွေ့ဘူး မှန်ပါ စောက်တဲ့ဖတ်တဲ့ပုဂ္ဂိုလ်ကတွေ့ပါမလား တွေ့နိုင်ပါဘူးဗျာ ဓာတုဇေဒီတီးသွားပြီ မှန်ပါ ဓာတုဇေဒီတီးတော့ပရိဘောဂဇေဒီဆိုတာသီလနဲ့သမာဓိပညာပြည့်စုံနေတာပရိဘောဂဆိုတာဒီကုံဟာဘယ်လိုတွေ့လဲ တွေ့နိုင်ပါ မျက်စိကသီလကုံသမာဓိကုံပညာကုံဖြစ်နေတဲ့ဥစ္စာအဲ့ဒါပရိဘောဂခေါ်တယ် မှန်ပါ အဲ့ဒီပရိဘောဂကဘယ်လိုမြင်ရတယ် မမြင်ရပါဘူးဗျာ အဲ့ဒါပါလေတဲ့သောတာပန်တို့ပရိဘောဂထိုက်ဖို့ မှန်ပါ သီလလုံးမနေဘူးလား လုံးနေပါလေ သီလကုံဖြစ်မနေဘူးလား ဖြစ်နေပါလေဗျာ ဓာတုဇေဒီဆိုတာဓာတ်6ပါးတည်သွားတာ မှန်ပါ ပရိဘောဂဆိုတာသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်မဲ့ခင်7ပါးမျက်မှောက်ပြုတာ မှန်ပါ အဲ့ဒါပါလေတဲ့ဖယားဤပရိဘောဂဇေဒီ မှန်ပါ သောတာပန်ရဲ့မျက်စိကဇေဒီ မှန်ပါ နော်ဥဒိဋ္ဌဇေဒီတဲ့ မှန်ပါ မြင်လိုက်တဲ့အချိန်ကဥဒိဋ္ဌဇေဒီဆိုတာဖယားညာသွားပြီးကြောက်စင်းတို့ဖယားကြီးမြင်လိုက်ကုန်းဝစ်ချတယ်လို့ မှန်ပါ အခုလည်းအရိယသူတော်ကမြင်လိုက်တဲ့အချိန်ကနာဣသာမြညာလက္ခဏာခံစားတဲ့သဘောလေးဒီလိုတီးနေတာ မှန်ပါ အဲ့ဒါဥဒိဋ္ဌဇေဒီခေါ်တယ် မှန်ပါ နာဣသာမြညာလက္ခဏာလေးပေါ်တီးနေတာဥဒိဋ္ဌဇေဒီခေါ်တယ် မှန်ပါဗျာ ဓမ္မဇေဒီတဲ့ငါမဲ့သတ်ပြီးပြီဘယ်တော့မှအပယ်လေးပါငါမကြတော့ဘူးမဲ့သတ်ပြီးပြီလို့အဲ့ဒီလိုသိတာဓမ္မဇေဒီ မှန်ပါဗျာ သောတာပန်များဟာ မှန်ပါ မျက်စိကလည်းဓာတုဇေဒီပရိဘောဂဇေဒီဩဒိဋ္ဌဇေဒီဓမ္မဇေဒီသရဂံများကလည်းဓာတုဇေဒီပရိဘောဂဇေဒီဩဒိဋ္ဌဇေဒီဓမ္မဇေဒီဝေဒနာတစ်လုံးဒုက္ခဝေဒနာတစ်လုံးနဲ့တည်တာ မှန်ပါဗျာ အဲ့ဒီလိုဇေဒီထိုက်ပုံထိုက်နေတဲ့ဥစ္စာပုရုษေပုဂ္ဂိုလ်ကသိပါမလား မသိနိုင်ပါဘူးဗျာ အဲ့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေလည်းဥပဒေကအလုံသမားနော်ကောတော့ပြစ်တာပဲလေနော်လုံမှရမှာမလုံဖဲနဲ့တော့မရဘူးမလုံဖဲနဲ့ပြေးတဲ့ပုဂ္ဂိုလ်ကတော့ချိန်ရမှာပဲ ကျင်ပါဗျာ နော်မချိန်ရရင်မကောင်းဘူးလား ကောင်းပါလေဗျာ နော် မှန်ပါဗျာ မကျင်မဲနဲ့ပြန်တဲ့ပုံကိုယ်တွေကျင်ဖို့နော် မှန်ပါ သက်တောင့်သက်သာလေးနဲ့နိဗ္ဗာန်ရပါစေ မှန်ပါဗျာ နော်တက္ကကြီးတွေကြတော့သက်တောင့်သက်သာလေးနဲ့နိဗ္ဗာန်ရပါစေ မှန်ပါဗျာ တက္ကမကြီးတွေပြေးတဲ့ပုံကိုယ်ကြတော့လည်းလမ်းသွားရင်းနဲ့နိဗ္ဗာန်ရပါစေ ရပါစေဗျာ နော်အခုကျင့်ညာအထုတ်တဲ့ပုံကလည်းသစ္စာလေးပါးတရားတော်များကြီးရပါစေ မှန်ပါရပါစေဗျာ ဟိုကပြည့်ညက်နိဗ္ဗာန်ပေးတာ မှန်ပါဗျာ ဒါကပရမနိဗ္ဗာန်ပေးတာ မှန်ပါဗျာ ပရမတ္ထနိဗ္ဗာန်ကသစ္စာလေးပါးရမှာ မှန်ပါဗျာ ပြည့်ညက်နိဗ္ဗာန်ကတော့တောင်းယူတာ မှန်ပါဗျာ နော်ကျိန်ဆဲတော့ပြီးပြီတကယ်နော်အခုသောတာပတ္တိမြတ်သောတာပတ္တိဖို့သရဂါမိမြတ်သရဂါမိဖို့သောတာပန်မြင်သောတာပန်အသိသရဂါအမြင်သရဂါအသိနမက်နှစ်ဖို့သောတာပန်သောတာပတ္တိမြတ်သောတာပတ္တိဖို့သရဂါမိမြတ်သရဂါမိဖို့နမက်နှစ်ဖို့ဟောကြားဆုံးမှာဩဝါဒပြရတဲ့အကျိုးအာနိသင်ကြောင့်အခုလာရောက်တဲ့တရားဓမ္မတွေမနုဿတာဒုံလဘရာခဲ့ဆိုတရားလူရဲလို့ဖြစ်တဲ့ချိန်ခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့ချိန်ခါဓမ္မယရနာတွေလည်းပွင့်လင်းတဲ့အချိန်ခါ
သုံးဦးသုံးလည်းမှီတဲ့ချိန်ခါသမထဝိပဿနာတရားကျင့်ညာအားထုတ်နိုင်ကြပြီးသောတာပတ္တိမေသောတာပတ္တိဖောသရဂာမိမေသရဂာမိဖောအနာဂာမိမေအနာဂာမိဖောအရတ္တမေအရတ္တဖို့ရကြပြီယဟန္တာကြီးတွေယဟန္တာမကြီးတွေဖြစ်နိုင်ကြပါစေကုန်တော်သတည်း သာဓုသာဓုသာဓုပါဗျာ